Midnight Whisper တီတူညီတဲ့သကောင်းရံမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေရှင် Midnight Whisper Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီညမှာတော့စာရေးဆရာဧကမင်းရေးသားထားတဲ့မဖဲဝါရှုံးတဲ့ပွဲဆိုတဲ့ပရလောကဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်အားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်နော်ကြော်တိုက်လဲနေလေစားစားပြီးတော့ဗလောက်ပင်ကြီးအောက်ရှိကွပြစ်မှာတနင်္ဂနွေခန့်အိပ်ပျော်သွားပါတယ်12နိုင်ခွဲခန့်နိုးလာပြီးတော့ပြန်အိပ်ရမစင်စားတော့ပဲအိမ်အောက်မှာဖခင်ဖြစ်သူခုတ်ပြတ်ထားတဲ့နှီးဝါများကိုကွပြစ်ရှိရာသို့သွားတယ်ပြီးတော့ယူလာပါတယ်အိတ်ချင်းစီလဲပြအောင်နှီးဝါများကိုနှီးအဖြစ်ထိုးထားမိစိတ်ကူးပြီးတော့အိမ်ပေါ်တက်၍နှီးထိုးရန်ဓာယူလိုက်ပါတယ်ပြီးခင်ဖြစ်သူကလည်းခေါင်းရံမှာအိမ်မောကျနေပါတယ်ဖခင်ဖြစ်သူကတော့ကွင်းထဲရောက်နေပါတယ်ကွင်းထဲမှာလက်ချံအသီးအနှံများနေသားသမားငှားပြီးတော့ခိုးဆွတ်နေပါတယ်ကျော်တိုက်က10တန်းမဖြေတော့ဘဲနဲ့10တန်းနှစ်ဝက်မှာပဲကြောင်းထွက်လိုက်ပြီးတော့အဖိုးဖြစ်သူဆရာကြီးဘိုးဆိုင်တင်ပေးသောပယောဂကုတီဆရာဖြစ်တင်ခဲ့ပါတယ်26နှစ်အတွင်းသာရောက်ခဲ့တဲ့ယခုထိပယောဂကုဆရာမဖြစ်သေးပါဘူးတင်သောပညာကအကျိုးမပေးတော့လဲတစီတရေနေနေပေးသည့်ဘက်မှာတော့အချိန်ပေါင်းများစွာအောင်မြင်မြင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်ဒီကဲ့သို့လှုပ်ဆောင်နိုင်အောင်တင်ញိုင်းဆောင်မဖဲဝါရဲ့အကူအညီကိုများစွာယူခဲ့ရပါတယ်မဖဲဝါမပါဝင်မဲနဲ့တစ်ချိန်တစ်ခါမှတစီတရေကိုတယောက်တည်းအစွမ်းနဲ့မနှင်ဖြစ်သေးပါဘူးကျော်သားကြီးဆရာနဲ့အဖိုးဆရာတို့ကတော့အထက်လန်းပညာလိုက်စားသည့်ဆရာကြီးများမို့တစီတရေပင်မကဘူးအစွမ်းထလာတဲ့ကဝေကြီးများစုံကြီးများကိုပင်အလွယ်တကူနှိမ်နှင်းနိုင်ကြပါတယ်နှိမ်နှင်းသည့်အခါမှာကျော်တိုက်လဲဘူးတူတရောင်အခေါ်ခံရပါတယ်တခါတခါအကူအညီဝင်ပေးခဲ့ရပါတယ်ဆရာကြီးတို့ကဝေကြီးများစုံကြီးများနဲ့ရင်ဆိုင်သည့်တိုက်ကွက်များကကြော်တိုက်အတွက်အလွန်ထူးဆန်းသလိုကြောက်စရာထိတ်လန့်စရာလည်းကောင်းပါတယ်။မိအောင်ကဝင်းဝင်းအတန်ကတစ်ချိန်ချင်းနဲ့လောင်မီးလက်နက်တွေထုတ်သုံးကြတယ်။ကြည်ရွေလည်းလှပါတယ်။အဖိုးဆရာကြီးကအသက်85နှစ်အရောက်သူ့ဆေးလွယ်အိတ်အားကြော်တိုက်ကိုပေးပြီးတော့ဆရာကြီးဘူးဆိုင်ထံအခါတူးတဲ့တရားကြံကြံအားထုတ်ရန်တောသူထွက်သွားပါတော့တယ်။အဖိုးထွက်သွားတဲ့အချိန်ကကြော်တိုက်အသက်22နှစ်သာရှိသေးတယ်။ယခုအသက်26နှစ်ရှိပြီ။အဖိုးနဲ့အဆက်အသွယ်မရတော့ဖျက်ပေါက်စကတ်အပီးမြန်းသွားပြီဟုဆရာကြီးဘူဆိုင်ကလွန်ခဲ့တဲ့နှစ်ကပြောပူပါတယ်။နီးပြမဲ့ဝါကဝါပြောင်ဖြစ်တယ်။နီးဝါထဲမှာအပျော်ဆုံးနဲ့အခိုင်ဆုံးဖြစ်တယ်။ဖခင်ဖြစ်သူကခြံနောက်ဘက်မှာဝနတ်နဲ့ဝါပြောင်တို့ကိုစိုက်ထားပါတယ်။အိမ်ကသမိုးထား၍နှီးမလို့တော့လဲလေကွင်းတွေကတဲအတွက်နှီးလိုပါတယ်လေကွင်းထဲမှာအစင်မြဲတဲအခိုင်အခန့်မထိုးထားတော့လဲမိုးတွင်းမှာနွားနဲ့တရင်ကားတယောက်နေရန်နွားတင်ကုတ်နဲ့လူနေတဲကတော့တစ်နှစ်တစ်ခါမူးရပါတယ်တို့အတွက်ဖခင်ဖြစ်သူကတစ်လနှစ်ကြိမ်ကြိုတင်ပြီးတော့နှီးထိုးထားရန်ရည်ရွယ်ကခုတ်ပိုင်းထားပါတယ်ညဘက်ထမင်းစားပြီးမအိတ်ခေရသလောက်နှီးထိုးထားမိထိုးပြီးတဲ့နှီးများကိုကြက်စင်တင်၍မိကိုမြှိုက်ထားမယ်။တလားခွဲ2လခန့်ကြက်တင်ထားသောနှီးများဖြင့်ကစုံလမှာတဲမိုးလျင်ကောင်းစွာအသုံးပြုနိုင်ပါတယ်။ကြက်တင်ထားသောနှီးကိုပိုးမထိုးသလိုပို့ပြီးတော့ခိုင်ခန့်ပါတယ်။ကြော်တိုက်ကနှီးဖြစ်ကောင်းစွာထိုးတက်နေပြီးမှဖခင်ဖြစ်သူတတစီရန်ရည်ရွယ်ပြီးတော့ပထမဆုံးမိုးနှီးများကိုထိုးနေလိုက်ပါတယ်။အရှိကဝါအဆက်တစ်ခုနဲ့တစ်ခုကြားကိုတပေးတသားကအရှိအပိုင်းများဖြစ်ရမယ်။တက်ကယ်ပြင်းတဲ့တန်းဝါကိုတပတ်ပတ်ပြီးတော့ချီနှောင်ရတဲ့တပေးတသားအရှိချောင်းလေးတွေကိုရွေးပြီးတော့နှီးပြနေလိုက်ပါတယ်။အချင်ဝါနဲ့တန်းဝါများခေါင်များတုတ်ချီရန်နှီးကနှစ်ပေးတသားကအရှိမှုအလဲမှာအဆက်တစ်ခုရှိနေပါတယ်။နှီးဖြာ၍မကျွမ်းရင်ထိုအစစ်နေရာမှာပြုတ်ထွက်တတ်ပါတယ်။ကြော်တိုက်ကတော့အစစ်မပါတဲ့မိုးနီကိုသာတစ်ချောင်းပြီးတစ်ချောင်းဖြာနေလိုက်ပါတယ်။ကြော်တိုက်ကိုစမ်းဝင်းကြီးလားခေါင်းရင်ဘက်ဗရောက်ပင်အောက်ကိုလာခဲ့ပြီဟုတ်ကိုစမ်းဝင်းကကြော်တိုက်တို့လမ်းတွေကဖြစ်တယ်တာကိအကိုဖြစ်ပါတယ်တလန်းနဲ့ပင်မဲ့အိမ်20ခန့်ကွာဝေးပါတယ်လာထိုင်မျိုးကပြန်လာတာလားအေးကွတာကိကိုသူ့အမရင်သွားပို့တာဟိုမှာနေလက်သာစားပြီးမှပြန်လာခဲ့တာဟမ်တာကိမခမရမမဟုတ်ဘူးလားဟုတ်ပါတယ်ကွာမင်းကလည်းငါစကားမလို့ဘာပြောချင်တာလဲသိပါဘူးဗျာတာကီကိုသူ့မအိမ်ပို့တယ်လို့ပြောတော့ခမရမွေးစားသားဖြစ်မယ်လို့ထင်လိုက်တာပေါ့ဗျာဟာဟုတ်ပါဘူးကွာငါတို့မောင်နှမ9ယောက်မှာမအေးရင်အကြီးဆုံးငါသူ့ရဲ့တတိယမောင်လေးစစ်ရေမရောဘူးအမေမင်းကထူးထူးခြားခြားနှီးတွေပါဖြာလို့ပါလားတက်တိပညာမနေတာပေါ့ဗျာထူပါလေးရတဲ့နေတော့ပဲမစိုးကဲအเจ้าမဲတော့ဝင်မလာပါဘူးကိစ္စရှိလို့လားရှိတယ်ဟေးရှိတယ်အမအိမ်မှာနီးလက်စာစားနေတော့
တာကြီးကိုမင်းဆရာကြီးကလှမ်းခေါ်တယ်ငါရောက်နေအောင်မင်းဆရာကြီးသိတယ်လေငါရွာကိုပြန်ရင်မင်းကိုသူ့စီလွတ်လိုက်ပေးဖို့တာကြီးကိုခေါ်ပြောတာမင်းဆရာကြီးကမှားတယ်ဆိုတော့ငါလည်းထမင်းစားပြီးပြီးချင်းစပိန်ဆွဲပြီးတော့ပြန်လာခဲ့တာဟေးမင်းဆရာကြီးခီးထွက်ဆရာရှိလို့လားမသိဘူးမင်းကိုလွယ်အေးရဲ့ဝယ်စားနှစ်စုံလောက်ရဲ့အပိုယူပြီးတော့ညနေလာခဲ့ဖို့မှားလိုက်တာပဲဟာတေးကြတာပေါ့ဗျာခီးထွက်ဆရာရှိလို့ခေါ်တာပဲကျေးဇူးပဲကိုစန်းဝင်းရေကျွန်တော်ညနေစောစောပဲသွားလိုက်မယ်ဒါဆိုလဲငါသွားတော့မယ်ဟဲ့ကြော်တိုက်လေထိုင်ရမှထပြီးတော့ကိုစန်းဝင်းနဲ့အတူသူ့စပိန်ထောင်ထားတဲ့နေရာထိစကားပြောပြီးတော့လိုက်ပို့ပါတယ်ကဲငါသွားပြီအေးဗျာကိုစန်းဝင်းနဲ့ကြော်တိုက်တို့ကတက်တူရွယ်တူဖြစ်တော်လဲတငယ်ချင်းပေါင်းမပေါင်းခဲ့တဲ့အတွက်မင်းနဲ့ငါနဲ့မပြောချင်းဖြစ်ပါတယ်ကိုစန်းဝင်းကတော့မင်းနဲ့ငါဟိုရင်းနှီးစွာပြောတတ်ပါတယ်ကြော်တိုက်ကတော့ဟုတ်ကဲ့ပါကျွန်တော်ဟူ၍အတုံးအနှုံးကိုတုံးပြီးတော့ဆက်ဆံပါတယ်ကိုပစ္စည်းပြန်လာပြီးတော့ညနေ3 နာရီခန့်အထိနှီးဖြာရန်ဆုံးဖြတ်ကလုံးလက်စာကိုဆက်လုပ်နေလိုက်ပါတယ်ညစာကို9 နာရီခန့်စားပြီးတော့စပိန်စီကဆရာကြီးရှိတဲ့အေးရွာသို့ထွက်လာခဲ့ပါတယ်စပိန်နဲ့နိုင်ဝက်ခန့်သာစီးရပါတယ်အေးရွာသို့6 နာရီခန့်ရောက်လာပါတယ်စပိန်ကိုတော့ခတ်သိမ်းစေပြီးတော့အိမ်ပေါ်သို့တက်လာခဲ့ပါတယ်ဆရာကြီးတို့လင်မယားယူနီချန်တောက်နေကြပါတယ်လာဟိမောင်ကျော်တိုက်ယူနီချန်တောက်လက်ဖက်စားဆရာကြီးတို့လင်မယားကတက်လွတ်စားကြပါတယ်ဆရာကြီးမှာအိမ်အောင်ရှိသည့်သမီးမိသားစုရှိတယ်ညီ3 ယောက်ရှိပါတယ်အငယ်ဆုံးက9 နှစ်ခန့်ရှိပြီးတော့အားလုံးမိန်းကလေးများသာဖြစ်ပါတယ်ဆရာကြီးကကြော်တိုက်အားဆရာတို့မနေ့စောစောခီးထွက်ကြမယ်တောင်ငူနယ်ဘက်ကိုသွားရမှာမြို့ပေါ်ကိုမဟုတ်ဘူးတောင်ငူကနေနယ်ဘက်ကိုထပ်ဆက်ရမှာဟုတ်ကဲ့လာပင်းလို့ကြွရမှာလားဆရာကြီးဟုတ်ဘူးကွာအထက်ပုဂ္ဂိုလ်တွေရဲ့စေခိုင်းမှုနဲ့သွားရမှာရိုးလာပင်၍ကြွရသည့်ထက်အထက်ပုဂ္ဂိုလ်များစေခိုင်း၍ကြွရသည်ကအလွန်အရေးကြီးသောကိစ္စမှန်ရိပ်မိလိုက်ပါတယ်။တိုင်းပြည်နှင့်လူမျိုးအတွက်အနည်းရဲ့အလွန်ကြီးမားသောကိစ္စများဖြစ်ပေါ်တော့မည်ဆိုလျှင်ထိုအနည်းကိုဖယ်ရှားရှင်းလင်းပြရန်ခိုင်းစီညွှန်ကြားတတ်ကြပါတယ်။မတော်ခင်မောင်ကျော်တိုက်တည်တဲ့ကိစ္စကိုဆရာကြီးပြောပြမယ်။ဆရာကြီးတို့သွားမှာကခင်တန်းကြီးရွာပဲ။အဲ့ဒီရွာမှာတရွာလုံးရောအနီးပါးကရွာတွေပါဖိတ်တော်အောင်ကြောက်ရတဲ့ကဝေရာဇာကြီးအောင်ညွန့်ဆိုတာရှိတယ်။ तू ကကဝေပညာကိုအကုန်တက်မြောက်ထားတာ။ကိုသိဉ္ဇိုင်းလည်းအောင်ထားပြီးအခုနောက်ဆုံးပညာတစ်ခုကိုတတ်တော့မှာ။အဲ့ဒီပညာကိုလာကွယ်ညတကောင်မှာအပြီးတက်မှာ။အောင်မြင်သွားရင်ကဝေထိတ်ကောင်ကြီးဖြစ်ပြီပေါ့ကွာ။အခုတောင်သူ့ကြောင့်အပြစ်မဲ့တဲ့ရွာသူရွာသားတွေတော်တော်များများတည်ခဲ့ကြရပြီ။သူပညာစမ်းသပ်ခဲ့ပြီးတော့တည်ခဲ့ရတဲ့တပြည့်တွေလည်းမယူမတွက်နိုင်အောင်ပဲ။အခုပညာတဆင့်တက်လို့အောင်မြင်ရင်လူတွေကိုတက်ပြီးတော့အသက်သွင်းတာတွေလုံးအောင်မှာအဲ့ဒါကြောင့်သူပညာအဆင့်တက်တဲ့နေရာကိုသွားပြီးတော့မအောင်မြင်အောင်ဖျက်ဆီးပြရမယ်။လက်ွယ်ဘူးက4 ရက်လိုသေးတယ်။မနက်ဖြန်နေခင်းဆိုရင်ဆရာတို့ပေါကုန်းကိုရောက်မယ်။ပေါကုန်းမှာဆရာကြီးရဲ့အတီးတစ်ယောက်ရှိတယ်။ပေါကုန်းနဲ့ခဏန်းကြီးရွာကတိတ်မဝေးဘူး။15 မိနစ်လောက်ပဲဝေးတယ်။ခဏန်းကြီးရွာဆိုတော့ရွာအကြီးတော့မထင်နဲ့နော်။ရွာအကြီးမဟုတ်ဘူး။ကဝေတွေစုံတွေအများစုနေတဲ့ရွာရိုးသားလူကတော့နဲတယ်။အရင်ကတော့ရိုးသားလောက်ကင်စားတောက်တဲ့ရိုးသားတဲ့တောသူတောင်သွားတွေပေါ့ကွာကဝေရာစာအောင်ညွန့်ရောက်တော့မှမနေဘူးလို့ပြောင်းပြေးကြမှာပေါ့အခုတော့သူ့လိုကဝေမျိုးစုံမျိုးတွေလောက်ပဲရှိတော့တယ်ဆရာပညာတင်စားမောင်ကျော်တိုက်ရဲ့အဖိုးနဲ့အတူတောင်ဦးနယ်တကြောတန်တောင်ကြီးနယ်တကြောမကြခဏရောက်ခဲ့အဲ့လိုသွားလာရင်းနဲ့အတိမိတ်ဆွေတွေကလည်းရခဲ့တယ်ရင်းဒီဘက်မှာဆရာကြီးရဲ့တပည့်တယောက်ရှိတယ်ဆရာပညာတင်စားတော့အဲ့ဆရာကဆရာကြီးရဲ့လက်ကထွက်ပြီးတော့စေးကူတဲ့အလုံးနဲ့အတန်မိုးဝမ်းကြောင်ပြုတ်သွားတယ်။အခုသူလည်းဆရာကြီးတစုဖြစ်နေပါပြီ။အဲ့ဒီဆရာကြီးရဲ့တပည့်ရင်ညွှန့်ရွှေကပေါက်ကုန်းမှာနေတယ်လေ။သူကဆရာလို့အမည်ခံထားပေမဲ့စုံးနေကဝေတွေကိုတော့မနိုင်ဘူး။ရိုးပျောကကုတဲ့အစ်စ်ပဲသူတက်ကြွနေ။သူကပေါက်ကုန်းသူနဲ့အိမ်အောင်ကြပြီးတော့အဲ့ဒီရွာကိုပါသွားတာ။အနီးနားရွာတွေကတော့စုံးကဝေတွေကြီးစိုးနေတာဆိုတော့ညွှန့်ရွှေလည်းထောင်မနေဝင်ပေါ့ကွာ။ဒါဆိုရင်သူပြောကလည်းကိုဝင်မှာမဟုတ်ဘူးပေါ့နော်ဆရာသူ့အဆက်လောက်ကတော့ဟိုကဖနှောက်တစ်ချက်မပေါက်ရဘူးတခါတည်းအသက်ထွက်ကုန်မှာကွာပေါက်ကုန်းမှာတော့စုံးကိုဝေမရှိဘူးလို့သူ့ဆရာပြောဘူးတယ်ကိုညွှန့်ရွှေဆရာနဲ့ဆရာကြီးနဲ့တွေ့ရကြပြီလားမကြသေးဘူးကွာပြီးခဲ့တဲ့လာဆန်းကဖြူးမှာဆရာကြီးတို့တွေ့ဆုံပွဲသွားရသေးတယ်လေအဲ့ဒီမှာစုံကြတာဒီလကွယ်မှာဆရာကိုအထက်ဆရာကြီးတွေကကဝေရာစာအောင်ညွန့်ကိုနှိမ်နှင်းမှုခိုင်းတာသိလို့ပေါက်ကုန်းရွာမှာသူတပည့်ရှိတယ်လို့စာရေးပေးလိုက်တာသွားရမယ့်ခီးကိုလည်းလမ်းညွှန်ပေးလိုက်တယ်လေအထက်ပုဂ္ဂိုလ်တွေကအဲ့ဒီဆရာကြီးကိုဘာလို့မခိုင်းရတာလဲဆရာကြီးရဲ့အဲ့ဆရာကြီးကရင်းနှီးမှနေတာဆိုတော့အခုကဝေရာစာကလည်းသူ့နေကားလို့ပြောရတာပေါ့နီးလာဝေးရတယ်မဆိုင်ဘူးကွ
အထက်ပုဂ္ဂိုလ်တွေကဘသူ့ကိုခိုင်းတဲ့နဲ့မခိုင်းတဲ့မှုဆိုတာကိုသိတယ်ကွအဲ့ဒီတွေးဆုံပွဲမှာဆရာတို့လိုအစ်စ်မျိုး90နီးပါးတက်ရောက်ကြတာသူခိုင်းမှာကိုခိုင်းမှာဘသူမှတောင်းဆိုလို့မရဘူးတင့်တော်တဲ့လူတက်ကြတဲ့လူကိုပဲခိုင်းတာကွဆရာလိုပဲကဝေတွေစုံတွေကိုနှိမ်နှင်းဖို့စေကိုင်းခံရတဲ့ဆရာကြီးတွေစေဦးမကရှိတယ်ဆရာကြီးကိုဒီလကွယ်မှာကဝေရစာအောင်ကြီးကိုနှိမ်နှင်းဖို့တာဝန်ပေးလိုက်တာအဲ့ဒီတာဝန်ပေးပြီးကြတဲ့ကဆရာကြီးကလည်းအတိတ်တန်28ရက်ဝင်ရတယ်မနေ့ကပဲအတိတ်တန်ပြီးသွားတယ်ကျန်တဲ့ဆရာကြီးတွေလည်းအတိတ်တန်ဝင်ရမှာပဲနော်ဆရာကြီးဒါပေါ့ကွာခုဘက်ကပြည့်တဲ့ပြည့်အောင်ဖြည့်ရတယ်အချို့ဆရာကြီးတွေကသူတို့တာဝန်မထမ်းဆောင်ရင်အထိတ်တန်45ရက်49ရက်ရက်ပေါင်း90ဝင်ကြရတယ်အဲ့ဒီလိုဝင်ပြီးမှတာဝန်ကိုပြည့်ပြည့်အောင်ဖြည့်ရှင်းရတယ်ဆရာကပြီးခဲ့တဲ့လကမို့လို့အချိန်က28ရက်ပဲရလိုက်တယ်လာမဲလာကွယ်နေ့ညတကောင်မှာကဝေရာစာအောင်ညွန့်နဲ့ရင်ဆိုင်ရတော့မယ်ကဲဆရာကြီးပရိစိတ်တော့မယ်မောင်ကျော်တိုက်လည်းမအိတ်ချင်တင်ရသလောက်ပရိစိတ်လိုက်အောင်ဟုတ်ကဲ့ပါဆရာပရိတရားပဲစိတ်ပြီးမှအိပ်ပါမယ်တာဒုခုခေါ်ဆိုပြီးတော့အနီးမထကဖះဆင်ရှည်သွားပြီးတော့ဖះဝတ်ပြုနေလိုက်တယ်ကြော်တိုက်လေဆရာကြီးနောက်မှထိုင်ကဖះဝတ်ပြုပရိကံရွတ်ဖတ်ပြီးတော့ပရိစိတ်ထိုင်နေပါတော့တယ်ဆရာတပည့်နှစ်ယောက်တောင်ငူတို့10နိုင်ခန့်မှရောက်လာတယ်။တောင်ငူမှာပဲမနက်စာစားလိုက်ကြတယ်။ထမင်းစားတော့ပြီးကြနဲ့ခီးဆက်ထွက်ရန်ကားဂိတ်တို့မေးဆိုင်နဲ့ထွက်လာခဲ့ပါတယ်။စစ်အတွင်းလက်ကျန်အင်ဂျင်များကိုပြန်လည်ပြုပြင်တဲ့တိဆောက်ထားတဲ့ကားများကလည်းဟောင်းမြင်းကလမ်းကျန်းမှာပြိုကျလူနေပါဖြစ်နေပါတယ်။တောင်ငူမှအနောက်ဘက်သို့ဦးတီကတဖြည်းဖြည်းပဲခူးယူမှအနီးသို့ပင်ရောက်လာပါတယ်။ကားလမ်းမပေါက်၍လှဲဖြင့်ခီးဆက်ရတယ်။ရေမရှိသည့်တဲချောင်းတွေကလည်းဖြတ်ကျော်ခဲ့ရပါတယ်။ညနေ9နိုင်ကျော်မှပောက်ကုန်းရွာကိုလမ်းမြင်ရတယ်။နေလုံးကတောင်ဆွဲမှမေးတင်နေပြီ။6နိုင်မထိုးခင်ပဲခူးယူမှနောက်ဖက်နေလုံးကြီးဟုတ်ရှိုးပြောက်ကွယ်သွားတော့မယ်။ပောက်ကုန်းရွာနဲ့ပဲခူးယူမှက9မိုင်6မိုင်ခန့်သာဝေးတော့သည်ဟုဆိုပါတယ်။ထိုနီးဝန်းကျင်ရှိရွာသူရွာသားတို့ကလဲလုတ်သူတောင်ပေါ်တက်ပြီးတော့တစ်ခုတ်ဝါခုတ်သူမုတ်ဆိုးလို့လုတ်သူတို့နဲ့ကျွမ်းကျင်ရလောက်ကင်စားတောက်ကြသည်ဟုဆိုပါတယ်။လဲဆရာကကိုညွန့်ရွှေအိမ်ရှိအထိပို့ပေးပါတယ်။မတီသောဧည့်သည်များအိမ်ရှိရောက်လာသည့်အတွက်ကိုညွန့်ရွှေလည်းစူးစမ်းသလိုကြည့်နေပါတယ်။မောင်ညွန့်ရွှေလားမင်းဆရာကြီးဆရာသိန်းလွှတ်လိုက်တာပါ။ဟာဆရာကြီးလွှတ်လိုက်တာလားကြွပါဆရာလာညီလေးလားအိမ်ပေါ်တက်ကိုညွန့်ရွှေကကြော်တိုက်ကူပါအိမ်ပေါ်တက်ခိုင်းပါတယ်ကိုညွန့်ရွှေကအသက်35နှစ်နဲ့အထက်ခန့်ရှိမယ်ဟုခန့်မှန်းမိပါတယ်အာမနာပါနဲ့ဆရာကြီးလွှတ်တာဆိုတော့ဆရာကြီးလည်းဆရာကြီးလိုပဲပေါ့ဟုတ်လားဆရာကြီးတက်ဆရာလည်းထွက်တယ်ပါကွာမင်းဆရာကြီးကဆရာကြီးထက်အရင်ကြတယ်ပညာသင်ပတ်နောင်တော်ကြီးပေါ့ကျွန်တော်ကတော့ဟိုမြောက်ဒီမြောက်ပါပဲဒီရွာသူနဲ့အိမ်အောင်ကြပြီးတော့သားတယောက်ရတယ်သားက14နှစ်ရှိနေပြီမိမကပြီးခဲ့တဲ့နှစ်ကဆုံးသွားတယ်ဇနီးမရှိတော့ပေမဲ့ဇနီးနဲ့အတူလှုပ်လာတဲ့လေစေးအေးကရှိနေလို့ရင်းနှီးကိုမပြန်ဖြစ်တော့ပါဘူးဒီမှာပဲစီးပွားရေးရှိတာဒီမှာပဲနေပေါ့ကွာကျွန်တော်လည်းဒီရွာမှာပဲခေါင်းချတော့မယ်လို့စိတ်ကူးထားပါတယ်ဆရာကြီးတို့ညစာစားအောင်မှမဟုတ်သေးဘူးကျွန်တော်ပြင်ဆင်လိုက်အောင်မယ်ဆရာကြီးကတော့ရာသက်ပံတက်လော့အသေးရွက်ရရင်ဖြစ်ပါတယ်ဒီမောင်ကျော်တိုက်ကချီလေးချောင်းသားမစားဘူးသူလဲဆရာကြီးနဲ့ခီးထွက်ရင်တက်လို့ပဲစားပါတယ်ဒီတော့ညစာအောင်မောင်ကျော်တိုက်အတွက်ပဲစီစဉ်ပေးပါဆရာကြီးကလွန်ခဲ့တဲ့15နှစ်ခရေကကိုပါတီလာယူထားလို့ညစာမစားဘူးကွဒါဆိုရင်နောက်ရက်တွေလည်းတက်လို့ပဲစီစဉ်ရမှာပေါ့ဆရာကြီးတို့ကလာစမ်း1ရက်2ရက်လောက်မှပြန်ကြမှာဒီရွာကိုလာတာအထက်မိတ်နဲ့လာခဲ့တာကွညကြတော့ဆရာကြီးတို့လာတဲ့ကိစ္စပြောပြမယ်အခုတော့မင်းတို့စားဖို့တောက်ဖို့စီစဉ်ကြအောင်ထမင်းရောဟင်းရောကြက်နေပါပြီခဏနေစားမလို့ဆရာကြီးတို့ရောက်လာလို့မစားသေးတာအခုအိမ်မှာ9ဟင်းချက်ထားတယ်တက်လို့ချက်ဖို့ခြံထဲဆင်းပြီးတော့အသေးရွက်ကလေးတွားခုလိုက်အောင်မယ်ထို့စဉ်အိမ်ခြံဝင်းထဲသို့အသက်14နှစ်အရွယ်လူငယ်တစ်ယောက်ဝင်လာပါတယ်ဟာအတော်ပဲမထွန်းရအိမ်ပေါ်မတက်နဲ့အောင်ခြံနောက်ဖက်သွားပြီးတော့ဘဲပစုံတစ်ခါကျော်တွားခုခဲ့ကွာလူငယ်ကအိမ်ပေါ်မှကြော်တိုက်တို့ကိုစူးစမ်းသည့်အနေဖြင့်ကြည့်လိုက်ပြီးတော့နောက်ဖက်သို့ဝင်သွားပါတယ်ကျွန်တော်သားပဲဆရာကြီးရဲ့ပြီးခဲ့တဲ့နှစ်ကသူ့အမေဆုံးတော့ရှစ်တန်းကိုဆက်မတက်တော့ဘဲနဲ့ကြောင်းခွက်ပြီးတော့လဲထဲဝင်ကူနေတယ်အလေတန်းကျောင်းရောအထက်တန်းကျောင်းရောဒီရွာနဲ့အရန်ဝေးတယ်စပိန်နဲ့သွားတာတော့အလေတန်းကျောင်းကိုတနိုင်ခွဲလောက်နေရတယ်အထက်တန်းကျောင်းကပို့ပြီးတော့ဝေးတာရှစ်တန်းအောင်ပြီးလဲအထက်တန်းကျောင်းသွားတက်မှာမဟုတ်ဘူးလေသူ့လဲကိုစိတ်ဝင်စားတော့ခိုင်းနေရတယ်ဆရာကြီးရဲ့ဘာပဲလုပ်စိတ်ဝင်စားပြီဆိုရင်အောင်မြင်မှာပါထိုစဉ်ပဲပစုံများလက်နှစ်ဖက်နဲ့ဆုပ်ကင်ပြီးတော့ကိုညွှတ်ရွှေသားအိမ်ပေါ်တက်လာပါတယ်တာဒ
ဒါအဖေဆရာကြီးရဲ့မိတ်ဆွေတွေဆရာကြီးလွတ်လိုက်လို့ရောက်လာတာဆရာကြီးကလူငယ်ကပြုံးပြလိုက်ပါတယ်လူငယ်ကဖခင်ရဲ့ဆရာကြီးအတိမိတ်ဆွေဆရာကြီးဟုပြောဆိုသဖြင့်ပဲပစုံများကိုဖခင်ကပေးပြီးတော့ဆရာကြီးကဥသုံးချိန်ချရှ िख ိုးလေပါတယ်တာဒုကျမ်းမာချမ်းသာပါစေကွယ်ဆရာကြီးတို့ကကိစ္စတစ်ခုနဲ့လာခဲ့တာကွယ်လာစမ်းတရက်နဲ့ဆိုပြန်ကြမှာစပားတွေမရင်မဲ့သေးတော့အားနေမှာပေါ့နေခင်းတော့အားပါတယ်အဖဆရာကြီးမနက်တော့နွားစာမျက်ရည်ဖို့လဲခွင်းထဲသွားရပါတယ်တဲနဲ့အိမ်နဲ့ဝေးသလားလဲနဲ့အိမ်နဲ့တိတ်မဝေးတော့လဲထဲမှာတဲမထိုးထားပဲနဲ့အိမ်ကနေအသွားပြန်လုပ်ပါတယ်ဆရာကြီးနွားတွေကိုလည်းအိမ်မှာပဲထားပါတယ်ခင်ဗျတားရီအဖေကိုလာဝိုင်းကူပြီးတော့မီးမွေးပေးပါဦးမောင်ထွန်းလည်းဆရာကြီးနဲ့စကားပြောနေရမှထသွားပါတယ်ညစာကို9နာရီလောက်မှစားကြတယ်မောင်ထွန်းကိုတငယ်ချင်းတယောက်လာခေါ်သွားရေးပါသွားပါတယ်ထို့အခါဆရာကြီးကကိုညွန့်ရွှေအားလာရင်ကိစ္စပြောပြပါတယ်ကျွန်တော်ဆရာကြီးရဲ့အတိမိတ်ဆွေဆရာကြီးဆိုကြတဲ့ကဒီနယ်မှာတောင်းညမ်းနေတဲ့ကဝေတွေနဲ့ပတ်သက်မယ်လို့ထင်လိုက်တာမှန်နေတာပေါ့ဆရာကြီးတို့လာတဲ့ကိစ္စကိုမောင်ညွန့်ရွှေသားမသိပါစေနဲ့လူငယ်ပါဇက်ဆိုတာပိတ်လို့လွဲတာမဟုတ်ဘူးကွစိတ်ချပါဆရာကြီးတားကိုသူ့တော်လေးအိမ်သွားနေခိုင်းလိုက်မယ်နေရောညရောဆရာကြီးတို့ပြန်မပဲပြန်ခေါ်လိုက်တော့မယ်ကောင်းပါမလားစိတ်များစိုးနေမလားသူ့အဖိုးအဖွားရောသူ့အမေရဲ့ညီမရောသူ့ကိုတိတ်ချစ်ကြတာသူ့ကိုသွားနေဆိုချက်ချင်းသွားနေမှာ9ရက်လောက်ပဲသွားနေရမှာပါဆရာကြီးတို့ဘာမှစိတ်ထဲမထားနဲ့မနေ့ပြန်စပြီးတော့သွားနေခိုင်းလိုက်ပါမယ်ဒါမှဆရာကြီးတို့လွတ်လပ်လပ်ပြောဆိုတိုင်ပင်လို့ရမှာအချိန်ကည8နာရီခန့်ရှိပါပြီခင်တန်းကြီးရွာကဝေရာစာအောင်ညွန့်အိမ်ချမ်းဝင်းထဲမှာတော့အမျိုးသမီးအမျိုးသား9ယောက်ခန့်ရှိနေပါတယ်အသက်30ကျော်အမျိုးသမီး3ယောက်နဲ့အသက်40ကျော်ယောက်ျား2ယောက်ဖြစ်ပါတယ်ကဝေရာစာအောင်ညွန့်ကအသက်50ဝန်းကျင်ဟုခံမရတော့လဲထို့ထက်မကလည်းကြီးနိုင်ပါတယ်ကဝေရာစာကြီးများကသူတို့အသက်ကိုရှေ့အောင်ညီမျိုးစုံနဲ့ပြုလုပ်နိုင်စွမ်းရှိကြပါတယ်ထုံကူး၍မိမိတက်တန်းကို250 100ပိုရှေ့အောင်လုပ်ယူတတ်ကြပါတယ်ကဲငါစုံစမ်းခိုင်းထားတာဖားထူးလဲတဲဆောင်ကြီးရွာမှာပိုးထီလို့တည်တဲ့မသားဒီနေ့မြေလာနှစ်သွားပါတယ်နေရာပါကြည့်ခဲ့ပြီးပါပြီခင်စုံကျင်လှမင်းများတို့3ယောက်အဲ့ဒီအလောင်းသွားယူလာခဲ့လာမဲ့လားခွင်ညကောင်းရန်တိတိအချိန်မှာအလောင်းအသက်ပြန်သွင်းမယ်အဲ့ဒီပညာသာအောင်မြင်သွားရင်တရွာလုံးမှာရှိသမျှလူတွေကိုတတ်ပြီးတော့ရှင်အောင်ပြန်လုပ်မယ်တယောက်ရှင်ရင်ဘလောက်ပေးရမယ်မင်းတို့ငါတို့ငွေပုံကြီးပေါ်ထိုင်ရတော့မယ်ကဲအလောင်းကိုငါစီယူလာခဲ့ခင်စုံမဲမြကျင်လာတို့3ယောက်ကကဝေရာစာကြီးမယားများဖြစ်ကြပါတယ်ရန်သူလာရင်အရှိမကျိုးတင်တိုက်ခိုက်ကာကွယ်ကြပါတယ်3ယောက်ထဲမှာမဲမြကအကြီးဆုံးဖြစ်တယ်လို့12ကျိုးဆွဲအဆင့်ထိရောက်နေပြီဖြစ်ပါတယ်ည8နာရီတတခန့်ခင်စုံမဲမြနဲ့ကျင်လာတို့3ယောက်တဲချောင်းကြီးရွာတင်ញိုင်တို့ထွက်လာခဲ့ကြပါတယ်လာခွေရက်မှုလို့အရာရာအမှောင်တိရှိနေပါတယ်။ကောင်းကင်အလင်းရောင်ကြောင့်သာတွာလာ၍ရနေခြင်းဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာတော့ပိုးမွားအော်သံများတစ်ချက်ခွေးဥသံများပေါ်လာတဲ့အတွက်ကြောင့်လဲတာမန်လူတို့အဖို့သွေးပြက်ခြောက်ခြားစရာကောင်းလွန်းနေပါတယ်။ထို့အချိန်တွင်ကဝေညီမ3ယောက်တို့တင်ကြိုင်အတွင်သို့ရောက်လာပါတယ်။နေကင်းကလူသေးမြုပ်နှံထားရနေရာသို့သွားကြပါတယ်။ကဲဒီနေရာပဲအလောင်းက2ရက်နဲ့တညပဲရှိသေးတာမပုတ်လောက်သေးဘူးမမေမြအလောင်းကိုဖော်တော့ဝါအရာရောပညာအရာပါ12ကျိုးကဝေပြန်အဆင့်ရှိသူမဲမြအားပညာနဲ့အလောင်းကိုဖော်ခိုင်းလိုက်ပါတယ်ကဝေပြန်မဲမြကလည်းအလောင်းမြုပ်ထားသောမြေချင်းကောင်းရင်ပိုင်းမှာရှက်ပြီးတော့လက်နှစ်ဖက်ကိုအပေါ်သို့မြှောက်ပြီးရှစ်ဖက်နေစဉ်ဝေါ်ဝေါ်ဆိုပြီးတော့အနီးပတ်ဝန်းကျင်မှလေပြင်းကြသလိုတစ်ပစ်တစ်ကိုင်းတို့လှုပ်ရှားရိမ်ထူသွားပါတယ်ကဝေပြန်ကြီးမှအနီးဂူကြီးတစ်လုံးပေါ်မှာအထက်အောက်အနက်ရောင်ဝတ်ထားပြီးတော့သပင်ဖားရချကအရက်စေဘေးကရှိတရေမကြီးတူပေါ်လာပါတယ်။အော်ဘသူများလဲလို့တင်ញိုင်းဆောင်မဖဲဝပါလား။နင်တို့ညီမ3ယောက်ငါပိုင်တဲ့ထဲကိုဘာလို့ကျူးကျော်လာလဲ။ငါတို့ဘာလို့နင်ဆက်ဆူစရာမရှိဘူး။အခုနေရထွက်သွားစမ်း။နင်တို့လေညီမ3ယောက်ကိစ္စမရှိဘဲနဲ့မလာဘူး။ငါတင်ញိုင်းတွေကအလောင်းတွေလာဖော်ပြီးစားတာလားနီးစက်သားပဲအသေးကောင်စားမလို့မဟုတ်ဘူးဖော်ပြီးတော့ယူမလို့ဘာနင်တို့ငါပိုင်နဲ့ထဲလာပြီးတော့အလွဲတကူယူလို့ရမယ်ထင်နေရလားဟမ်နင်တို့လက်ထဲဘာတစ်ခုမှတင်ញိုင်းတွေကပစ္စည်းပေးစရာမရှိဘူးအခုထွက်သွားအောင်မနင့်လိုအစ်စ်တင်ញိုင်းကအသေးဆောင်စောင့်တဲ့တရေမအများ
ငါတို့ကကဝေပြန်အစွမ်းမသိသေးဘူးလားအလွယ်တကူယူလို့မှမရရင်နင်ငါတို့အကြောင်းသိစေရမယ်နင်တို့ကဝေမ3ယောက်မကလို့ဘလောက်ထက်လာလားငါခွင့်ပြုမှရမယ်ငါပိုင်တဲ့ထက်ကပစ္စည်းယူမယ်ဆိုရင်တော့နင်တို့ငေါ့အနိုင်တိုက်မှရမယ်အော်အတားဒီစီယူသွားမလို့ဟောက်အခုတော့ပညာထုတ်သုံးရတော့မယ်မဖဲဝါနင့်တင်ချိုင်းနဲ့နုဝိညာဉ်တရေခန္ဓာမီးလောင်ပြမကြခြင်းနင်းပိုင်တဲ့အလောင်းတွေငါတို့ဖော်ပေးဟာဟာအတော့အထင်ကြီးရပါလားမဖဲဝါကဂူပေါ်ရက်နေရမှာအောက်သို့နှိမ့်ဆင်းလာပါတယ်တေးခြင်းလို့ဆင်းလာတာတိတ်စမ်းကဝေပြန်မင်းမြတ်လက်ထဲမှာအယောင်တလက်လက်ထွက်လာပြီးတော့တင်းချိုင်းဆောက်မဖဲဝါစီပြေးထွက်သွားပါတယ်မဖဲဝါကအလင်းတန်းကိုအသာလေးရှောင်ထွက်သွားပါတယ်မဲဆုံပါဆက်ထဲမှာဝင်းဝင်းလက်လက်အယောင်ထွက်လာပြီးတော့အလင်းတန်းဖြစ်ပြောင်းကမဖဲဝါစီအလင်းကဲ့သို့လျင်မြန်စွာဝင်ရောက်လာပါတယ်မဖဲဝါလက်မအလင်းတန်းထွက်လာပြီးတော့ထို့အလင်းတန်းကိုရက်တန့်သွားစေပါတယ်အောင်မဲပရဲမှာဘဲဆိုးလို့လဲကျင်လာကချီမွန်စကားဆိုပြီးတော့လက်နှစ်ဖက်ဘူးကအလင်းဖြစ်ဖန်တီးပြီးတော့ပြစ်ပြန်တယ်မဖဲဝါမျက်လုံးနှလုံးနေရဲလာပြီးတော့အလင်းတန်းများထွက်ကကဝေပြန်ညီမစီပြေးထွက်သွားပါတယ်တဖြည်းဖြည်းပွဲကကျန်းလာပါတယ်ယခုအချိန်ထိပြင်းပြင်းထန်ထန်မတိုက်ခိုက်သေးပဲနဲ့တအူးနဲ့တအူးတိုက်ခိုက်ပြီးတော့အခြေအနေလေးလာနေပုံရပါတယ်မဖဲဝါကလက်နှစ်ဖက်ဆန်တန်းလိုက်စဉ်မြေချင်းထဲမှာအလောင်းထဲသောအခေါင်ကြီးများမြေပေါ်သို့သုံးလုံးတိတိပေါ်လာပါတယ်ကဲသွားစမ်းမဖဲဝါကအမိန်ပေးသလိုလက်ကိုလွှဲပစ်သည့်ဟန်လှုပ်လိုက်စဉ်အခေါင်ကြီး3လုံးကလည်းကဝေပြန်ညီမ3ယောက်ထံပြေးဝင်သွားပါတယ်။ကဲဟာနင်းပစ္စည်းနင်းပြန်ယူကဝေပြန်စီထွက်သွားသောအခေါင်များသည်သူတို့ထံမရောက်တော့ဘဲနဲ့နောက်ဘက်သို့ပြန်လွင့်လာပြီးတော့လေထဲမှာပင်ပွင့်ထွက်သွားပါတယ်။ငါဘာမှမဖြစ်ဘဲနဲ့နင်တို့ညီမတင်းချိုင်းတွေကပြန်မထွက်သွားစေရအောင်။နင်လိုတင်းချိုင်းစောင့်တဲ့အဆင့်လေးနဲ့များငါတို့3ယောက်ကိုလာစိန်ခေါ်တိုက်ခိုက်နေရသေးရဲ့နော်။ငါတို့နင့်ကိုတနာလို့ပညာအကုန်မထုတ်သေးတာအထင်ကြီးမနေနဲ့မဲများကပါဇက်ထဲမှာမီးလုံးကြီးတော့ထုတ်ပြီးတော့မဖဲဝါစီပြစ်လိုက်ပြန်ပါတယ်မီးလုံးကိုမဖဲဝါကခုံရှောင်လိုက်တယ်နင်းစောင့်နေတင်ချိုင်မှာနင့်ကိုပြစ်ထားခဲ့ရမယ်ကဲမဲများပြောမနေနဲ့တော့ဒီတရေမကိုကောင်းကောင်းပညာပေးလိုက်မယ်ခင်ဆောင်ကမြေကြီးပေါ်ခြေတစ်ချက်ဆောင်းလိုက်ပါတယ်မဖဲဝါ၄ဘက်၄လံမှမီးလုံး၄လုံးဝုန်းကနေထားတောက်ပါတယ်ကျင်လာကလည်းမီးပုံလေးပုံကြားမှာအပြင်ထွက်ရန်ကြိုးစားနေသည့်မဖဲဝါထံလက်ဆန်တန်းပြီးတော့မီးလုံးလွှတ်လိုက်ပါတယ်။မဖဲဝါခန္ဓာကိုယ်အားဝုန်းကနေဝင်ဆောင်ကြပါတယ်။မဖဲဝါမီးပုံကြားလဲကျသွားပါတယ်။ကဲတိတ်စမ်းတိတ်ရဲမှမဲများကလဲရမှာထရန်ကြိုးစားနေတဲ့မဖဲဝါအားသူဤပညာဆွဲနဲ့ပြစ်ခတ်တိုက်ခိုက်ပြန်ပါတယ်။မဖဲဝါ၏ပါဇက်မှအသွေးများစီးကျလာပြီးတော့ထရွေမရဖြစ်နေတော့တယ်။မဖဲဝါကလည်းကိုဝေပြန်ညီမ3ယောက်အားမနိုင်တော့မှန်းသိသွားပါတယ်။ဒါပေမဲ့စိတ်ကိုတင်းပြီးတော့လဲကြမသွားအောင်ကြိုးစားပြီးတော့အတင်းပြန်ထားတယ်။အတော့စိတ်ပြင်းတာပါလား။နင့်စကားနဲ့နင်ပဲနင်သေးမှငါတို့လူချင်တာရမှာဆိုတော့ကဲသိစမ်းဝုန်းဆိုပြီးတော့မဲမြလဝါပြင်မှအလဲတန်းထွက်လာပြီးတော့မဖဲဝါစီဝင်သွားပြန်တယ်။ကုန်းထိုင်ပြင်းနေသောမဖဲဝါမြေပြင်ပေါ်မှာဝုန်းကနေပြစ်လဲကျသွားပြန်ပါတယ်။ခင်ဆောင်ကပါဇက်မှရွတ်ဖက်နေပြီးတော့ပါဇက်ဟာကအလင်းရောင်ကြီးလွှတ်မိအပြုတ်မဖဲဝါထမထစ်ထစ်ငုံငုံအတန်ထွက်လာပါတယ်။ငါ့ကိုမတက်ပါနဲ့ငါရှုံးပေးပါပြီ။မဖဲဝါတောင်းပန်တဲ့အစုံကဝေပြန်ညီမသဘောကျစွာရေမောကြပါတယ်။ဆော့ဆော့ကလေးကသဘောပေါက်တဲ့နာတင်ញိုင်းစောင့်နေရတယ်ဒီမှာငါအကြီးကဲဆိုပြီးတော့ဘဝင်မြင့်နေတာပြင်လောကမှာနင့်ထက်ပညာအဆင့်မြင့်တဲ့သူတွေအများကြီးရှိသေးတယ်ဆိုတာသဘောပေါက်သွားပြီမှတ်လားနင့်အသက်ကိုငါတို့ချမ်းသာပေးမယ်ငါတို့ခိုင်းတဲ့အတိုင်းနင့်လုပ်ပေးရမယ်မဖဲဝါလဲပညာချင်းမရှင်သာ၍အရှုံးပေးခဲ့ရပြီမို့သူတို့ညီမခိုင်းတဲ့အတိုင်းလုပ်ပေးရုံကလွဲပြီးတော့ဘာမှမငင်းပယ်နိုင်တော့ဘလို့လဲမဖဲဝါငါတို့ခိုင်းတဲ့အတိုင်းလုပ်ပေးမှလားမဲများကအောင်မြင်သူလေးတန်းနဲ့မေးလာပါတယ်။မဖဲဝါကအာမတန်မန်လျှော့ကခိုင်းသမျှလုပ်ပြီးရန်သဘောတူလိုက်ရပါတယ်။ကဲရှင်တို့ဘာခိုင်းချင်တာလဲပြောပါ။ဒါဆိုရင်နှင့်တင်ကြိုင်တွေကငါတို့အလိုရှိတဲ့ဟိုမြေပုံတွေကအလောင်းကောင်ကိုငါတို့ဆရာကြီးရှိတဲ့ခင်တန်းကြီးရွာကအိမ်ကိုမိုးမလင်းခင်လာပို့ပေးရမယ်။အလိုရှိတဲ့အတိုင်းလာပို့ပေးမယ်။ဒါဆိုငါတို့သွားမယ်။နင်ပေးတဲ့ဂရိအတိုင်းမတီးဘဲနဲ့အလောင်းကောင်ရောက်မလာဘူးဆိုရင်နင်ရောနှင့်တင်ကြိုင်ရောပါပြချပြမှာနော်စိတ်ချမကြခင်ပဲလာပို့ပေးမယ်ကဲငါတို့ညီမသွားနေမယ်နောက်ကလိုက်လာခဲ့ကဝေ3ဖော်မဲမြကျင်လခင်စုံတို့3ယောက်ကလည်းဒရာကြီး3ကောင်ဖြစ်ပြောင်းသွားပြီးတော့ကောင်းငင်တို့ပြန်တက်ခါခင်တန်းကြီးရွာဘက်သို့ထွက်ခွာသွားပါတော့တယ်
ကဝေညီမများထွက်သွားပြီးတဲ့နောက်မဖဲဝါလည်းမြေပုံထဲမှာအလောင်းကောင်ကိုခေါ်ထုတ်လိုက်ပါတယ်မြေပုံထဲမှာအလောင်းကောင်နဲ့အတူအခေါင်းကြီးပါထွက်လာပါတယ်မဖဲဝါလည်းအခေါင်းကြီးကိုမလိုက်ပြီးတော့ခက်ဆောင်တင်ကအမောင်တဲတိုးဝင်ပြောက်ွယ်သွားပါတော့တယ်ကဝေရာစာအောင်ညွန့်ဤခြံဝိုင်းအပြင်ဘက်ကွက်လက်မှာကဝေပြန်ညီမ3ယောက်ရက်နေတယ်အခေါင်းကြီးခက်ဆောင်တင်ပြီးရောက်လာတော့မဖဲဝါကိုစောင့်နေခြင်းဖြစ်ပါတယ်သူတို့ရှိမှအခေါင်းကိုချပြီးတော့အဖုံးကိုပါဖွင့်ပေးလိုက်သေးသည်နင်းတာဝန်ကြီးတယ်ငါတို့နောက်ကိုအလိုရှိတဲ့ခါခေါ်လိုက်မယ်တင်းချိုင်းနဲ့ပတ်သက်လို့အကြောင်းကိစ္စရှိလာနိုင်တယ်အချိန်မရွေးအသင်းဖြစ်နေပါစေကဲသွားတော့မဖဲဝါလည်းစိတ်ထဲကမကျေနပ်တော့လဲမန်ချကတယူတသေးပြုတ်ပြီးတော့ထိုနေရာမှထွက်ခဲ့ပါတယ်ကဲမေမြသွားအကြောင်းကြတော့ခင်စုံနဲ့အတူဒီမှာစောင့်နေခဲ့မယ်မဲများလည်းခြံဝင်းကြီးထဲဝင်သွားပါတယ်ခြံထဲကအိမ်ကြီးထဲမှာမီးရောင်လက်လက်ရှိနေပါတယ်တခင်ကြီးအလောင်းရောက်လာပါပြီမင်းတို့3ယောက်တောင်းဝင်ကြည့်တယ်မကြခင်အချိန်မှာငါဟာဘလို့သေးသေးတေးသူကိုအသက်ပြန်သွင်းနိုင်တဲ့ပြိုင်ဘက်ကင်းကဝေရာစာကြီးဖြစ်တော်မှာမဲမြလည်းကဝေရာစာကြီးကိုကြည့်ပြီးတော့ဝမ်းမသာဝင်ပဲစိုးရင်ထိတ်လန့်နေပါတယ်ကဲအဲ့ဒီအလောင်းကိုသူတည်ပြီးလို့9ရက်မြောက်နေ့မှာခန္ဓာလဲပျက်စီးစာပြုတ်ပြီးအဲ့ဒီအချိန်လားကွယ်ညငါသူ့ကိုအသက်ပြန်သွင်းမယ်မူလခန္ဓာကိုယ်အတိုင်းဖြစ်စေရမယ်အခု2ရက်လိုသေးလို့အလောင်းကိုလှုပ်ဝက်မြေတိုက်ထဲကိုသွားပို့ထားလိုက်တတိချာချာဆောင်ရွက်လိုက်ပါမယ်တခင်ကြီးကဝေပြန်မယ်မြလည်းကဝေရာစာကြီးအခန်းမှာထွက်လာပြီးတော့ကဝေညီမနှစ်ဖော်စောင့်နေသည့်အလောင်းကိုသွားယူကလှုပ်ဝက်အခန်းစီတည်ဆောင်လာခဲ့ကြပါတယ်အခန်းထဲထားပြီးတော့ပြန်ထွက်လာတော့အခန်းဝမှာကဝေရာစာကြီးကခွက်တလုံးကင်ပြီးတော့ဝင်လာပါတယ်ကဲထားခဲ့ကြငါဒီလောင်းကိုပုတ်ပြီးတော့ရုံးမပြတ်အောင်လုပ်အောင်မယ်ကဝေညီမ3ယောက်ကထွက်သွားသည်နဲ့ကဝေရာစာကြီးလည်းအလောင်းကောင်အပေါ်သို့ယူလာသောခွက်ထဲမှအရှိများခေါင်းမချီအစုံလောင်းချပြီးတော့သူ့လည်းအခန်းပြင်ထွက်ကတကားပိတ်၍ထားခဲ့တော့တယ်အလောင်းကောင်တေဆုံးပြီးတော့9ရက်မြောက်လောက်ွယ်နေညခြံဝင်းရှိကွက်လက်မှာအစီအရင်ပြုလုပ်မိမှုညနေကလေးကခြံဝင်းရှိမှာစီစဉ်စရာရှိသည်တို့ကိုစီစဉ်ထားတယ်ကဲမောင်ညွှတ်ရွှေဆရာတို့စောစောပဲသွားလိုက်တော့မယ်သူကတကောက်မကြောက်ခင်ပညာတတ်မှာဆိုပေမဲ့သူ့ရဲ့အစီအစဉ်ကည9နာရီလောက်မှစလိမ့်မယ်ကွအခု9နာရီလောက်သွားရင်ရှေ့ပိုင်းစောင့်ရှောက်နေကြမယ်သူတပည့်တွေကိုအရင်ရှင်းပြရအောင်ပါသူ့အစီအစဉ်မပြတ်အောင်စီဝိုင်းအပြင်မှာတပည့်ကဝေတွေစုံတွေအများကြီးရှိနေကြလိမ့်မှာကျွန်တော်လိုက်ပြရအောင်လားဆရာကြီးရဲ့နေမောင်ကျော်တိုက်ပါရင်ရပါပြီအိမ်ငါပဲစောင့်နေပါတတိထားပြီးရင်ဆိုင်ပါဆရာကြီးအဲ့ဒီကဝေရာစာကအတော့ဆွမ်းထက်တယ်လို့ကြားပါတယ်အေးစိတ်ချတာနေရဲ့ဆရာကြီးတို့အတွက်စိတ်ပူမနေနဲ့ဆရာကောင်းကောင်းရင်ဆိုင်နိုင်ပါတယ်ဆရာကြီးကကိုညွှတ်ရွှေအားစိတ်မပူရန်ပြောပြီးတော့ထွက်သွားသဖြင့်ကြော်တိုက်လဲဆေးလွယ်အိတ်လွယ်ပြီးတော့နောက်မှလိုက်သွားပါတယ်ဆရာကြီးလည်းကိုပိုင်ဆေးလွယ်အိတ်လွယ်ထားသလိုကြော်တိုက်လဲအဖိုးပေးသောလွယ်အိတ်ကိုအသင့်ဖြစ်ရန်လွယ်ပြီးတော့ပါသွားပါတယ်ဆရာကြီးကလမ်းသွားရင်အသင့်ဆောင်ထားရမယ့်အင်းများကိုပြသွားတယ်ဆရာကြီးပြောသည့်အင်းများကိုကြော်တိုက်လွယ်အိတ်ထဲမှာရှိနေပါတယ်ထိုအင်းများအားနှိုးသည့်ဂါရာကြိုရွတ်ထားရင်လည်းတတိပေးတဲ့အတွက်အင်းတို့ဂါရာများကိုလည်းတစ်ခုပြီးတစ်ခုကင်ပြီးတော့နှိုးထားပါတယ်အမောင်ထဲမှတရွာနဲ့တရွာသွားသောလမ်းအတိုင်းလာခဲ့သည်မို့လားမရှိသောအမောင်အောင်မှာအခက်ခဲမရှိခန္တန်းကြီးရွာဆက်သို့ရောက်လာခဲ့ပါတယ်။အောင်ကျော်တိုက်ခဏရက်လိုက်ရွာပြင်လမ်းထိပ်မှာစောင့်ကြပ်ဖို့ကြိုလွတ်ထားတဲ့ကဝေနှကောင်ရှိနေတယ်။အခြေအနေကြည့်ပြီးတော့ဆရာရှင်းလိုက်မယ်။ကဝေနှကောင်ကယောက်ျားများဖြစ်ကြပါတယ်။သူတို့ကဆရာကြီးနဲ့ကျော်တိုက်ကိုမြင်ကြတဲ့ကသူတို့ဆရာကြီးပညာတပွဲကိုလာဖြတ်စည်းနှောက်ယှက်မိသူများဖြစ်ကြောင်းသိကြပါတယ်။သူကြောင့်တိုက်ခိုက်ရန်အသင့်ပြင်ထားကြတယ်။မင်းတို့မတိုက်ခိုက်ချင်နောက်ဆုတ်ပေးကြဟာဆရာစုပ်ကျုပ်တို့ကိုနိုင်အောင်တိုက်နိုင်မှရွာထဲဝင်လို့ရမယ်မင်းတို့ကအောင်ညွန့်ရဲ့ခြံကိုစောင့်တဲ့အဆင့်ထက်မပို့ဘူးနော်ငါတောင်းမှန်လို့မှမရရင်တိုက်ခိုက်ဖို့အသင့်ပဲကဲစိုက်တယ်လို့သာတိုက်ဆရာကြီးဘူးဆိုင်ကအသင့်ပြင်ပြီးတော့ရက်နေပါတယ်ရှေ့ရှိကဝေနှကောင်ထဲမှာတစ်ကောင်ကလက်ကိုရှေ့ကိုထုတ်လိုက်ပြီးတော့ချိန်ရွယ်လိုက်စဉ်သူ့လက်မှဝင်းဝင်းလက်လက်နဲ့ဆက်များထွက်ပေါ်လာပါတယ်ဆရာကြီးကလည်းရှေ့ကိုလက်ဆန့်ထုတ်ပြီးတော့ထွက်လာသောဆက်စီတို့ဆက်အလင်းတန်းကိုပြစ်လွတ်လိုက်ပါတယ်ဝုန်းဆိုပြီးတော့12ခုစုံပြီးဝုန်းကနေမြေကပြောက်ကွယ်သွားပါတော့တယ်ဘေးမှာရက်နေသောကဝေကလည်းသူ့လက်ထဲမှာဆက်တစ်ခုပြစ်လွတ်လိုက်သလိုစောစောကဝေကလည်းဗျိုင်းလူဆက်ကိုဆရာကြီးတန်ပြစ်လွတ်ကြပါတယ်ဆရာကြီးကရက်နေရမှမရွှေ့ပဲနဲ့ပြေးထွက်လာသောဆက်အလင်းတန်းနှစ်ခုစီကိုလက်ဝါးနှစ်ဖက်မှထွက်လာသောမီးလုံးများနဲ့ပြိတ်ပြီးတော့ကာလိုက်ပါတယ်
မီးလုံးနဲ့ဆက်အလင်းတန်းတစ်ခုစုံတွေ့ပြီးတော့ဝုန်းကနေအလင်းများဖြာထွက်ခါပြောက်သွားသလိုအလင်းတန်းရင်တွန်းကန်အားကြောင့်ကဝေ2ယောက်နောက်သို့တလန်ခန့်ရွှေ့ထွက်သွားပါတယ်ဘဲဆိုးလို့လဲဆရာစုပ်ကကဲလာပြီကဝေ2ယောက်လည်းပျော်ပြီးချင်းပါဇက်မှပြိုင်တူဟလိုက်ကြပါတယ်ပါဇက်ထဲမှာစင်းပြောင်ဆက်များထွက်လာကဆက်တစ်ခုပေါင်းပြီးတော့ဝင်းဝဲလက်လက်နဲ့ဆရာကြီးတန်းပြေးဝင်လာခြင်းဆရာကြီးကပြေးဝင်လာတဲ့ဆက်များကိုအင်းကင်ပြီးတော့ပြေးဝင်ကရိုက်ချလိုက်ပါတယ်ဖြန်းဖြန်းဆိုပြီးတော့အတန်တွေမြည်တာဆက်တွေပြတ်ထွက်ကုန်ပါတယ်မင်းတို့ကဘယ်ဆိုးလို့လဲမင်းတို့ဆရာကပညာအဆင့်မြင့်မြင့်သင်ပေးထားတာပဲဆရာကြီးကအထင်ကြီးသလိုလေးတန်းဖြင့်ပြောလိုက်ပြီးတော့ကြာရင်ဆိုင်၍မဖြစ်မှန်းသိသည်မို့လွယ်အိတ်ထဲမှာအင်တစ်ချက်ကိုယူပြီးတော့ကဝေ2ယောက်ထံပြစ်သွင်းလိုက်ပါတယ်ကဝေ2ယောက်လည်းမိထတက်ပါတော့တယ်လောင်မီဆက်အင်းထံကောင်းကောင်းခံကြအောင်ဟိတ်မိတံမခံနိုင်တော့သဖြင့်ကဝေ2ကောင်လည်းလှည့်ပတ်ပြီးပြစ်လဲကြကငြိမ်သက်သွားပါတော့တယ်ထိုအချိန်မှာကဝေရာသာကြီးလည်းခြံဝင်းထဲမှာစီးချပြီးတော့အလောင်းကောင်ကြီးကို3ပိုင်းကတရီခံပုံမြေပေါ်မှာချထားလိုက်ပါတယ်။အင်းစီရင်ထားသောဖျောင်းတိုင်ကြီး3တိုင်ကိုခေါင်းရင်ဘက်မှာတစ်တိုင်ခါးပိုင်းအပေါ်မှာတစ်တိုင်ခြေထောက်ပိုင်းအပေါ်မှာတစ်တိုင်ထွန်းထားပါတယ်။တရီခံပုံဖိုခနောက်ဆိုင်ထားသောခန္ဓာကိုယ်အပိုင်း3ပိုင်းရဲ့အလယ်မှာထိုင်ပြီးတော့ဂါရမန္တများကိုရွတ်ဖတ်မိဖြစ်ပါတယ်။9နိုင်တိတိထိုးသည်နှင့်သူ့အစီအစဉ်ကိုစလုပ်မိဖြစ်ပါတယ်။ထိုကဲ့သို့အစီအရင်ပြုလုပ်နေစဉ်မြည်သည့်အနောက်ရှက်ပဲလာပြီးစီးအောင်လုပ်မိဖြစ်ပါတယ်။သူ့ရဲ့အစီအစဉ်အောင်မြင်ရန်သူလက်သက်မွေးထားတဲ့တပည့်ကဝေများဇနီးမယား3ယောက်တို့ကလာရောက်ဖြည့်ဆည်းနှောက်ယှက်မိရန်သူတို့ကိုအသက်ပေးပြီးတော့ကာကွယ်ပေးလိမ့်မယ်။သူတပည့်လက်ထောက်များ၏ပညာအစွမ်းကိုယာနှုံးပြည့်ယုံကြည်ထားပါတယ်။တို့ကြောင့်လည်းရွာအပြင်မှာအနောက်ရှက်ပေးမိဆရာစုတယောက်ရောက်လာသည်ကိုကြိုပြီးတော့သိနေပါတယ်။သူစီရောက်လာရင်အဆင့်ဆင့်ကိုဖြတ်ကျော်ရမယ်။သူကတော့သူ့ပညာတတ်သည့်ကိစ္စမှုစိတ်ချလက်ချပြီးစီအောင်လှုံ့ဆော်မိဖြစ်ပါတယ်။မောင်ကျော်တိုက်ကဝေ2ယောက်မကောက်ပို့ပြီးတော့ရှိနိုင်တယ်။တတိမလွတ်စေနဲ့လာရွာထဲစဝင်ကြမယ်။ရွာလမ်းမကတစ်ပင်ဝါးရီတို့ကြောင့်အပြင်ထပ်ပို့ပြီးတော့မှောင်မိုက်နေပါတယ်။ဟာဆရာကြီးဂျိုင်းအဲ့ဒါဆရာကြီးတို့လမ်းကိုတားတဲ့ကဝေပဲကွဆရာကြီးကလွယ်ထဲမှာအယုတ်ကလေးကိုထုတ်၍လဝါးပေါ်တင်ပြီးတော့မန်းမုံနေပါတယ်ခဏအတွင်းမှာဆရာကြီးလက်ပေါ်မှာအယုတ်ကလေးကလေထဲမြောက်သွားပြီးတော့တပန်ကျော်ပြစ်ကြကကြီးမားသောကြားကြီးဖြစ်သွားပါတော့တယ်ကြားကြီးနှစ်ကောင်တိုက်ခိုက်နေကြသည်မှာအသေးရပွဲကောင်းလာပါတယ်ဆရာကြီးလွတ်လိုက်သည့်ကြားကကဝေကြားကိုအာရပါရကုတ်ခဲရင်းနဲ့လေပင်ကိုကိုက်ခဲထားတယ်ကဝေကြားကရုန်းကန်ပေမဲ့ဆရာကြီးအင်ကြားကမလွတ်တမ်းကိုက်ခဲထားပါတယ်နောက်ဆုံးလေပင်မှာသွေးများပန်းထွက်လာပြီးတော့ငြိမ်ကျသွားစဉ်ဆရာကြီးကလက်ကိုရှေ့သို့ဆန့်လိုက်ပါတယ်ကြားကြီးကနောက်ကျောပစ်လိုက်စဉ်ဆရာကြီးလက်ပေါ်သို့အယုတ်ကလေးဖြစ်ပြန်ပြောင်းပြီးတော့ရောက်ရှိလာပါတယ်ဆရာကြီးကကြားရုပ်ကလေးကိုအိတ်ထဲထည့်လိုက်ပါတယ်ကြားဖြစ်ပြောင်းပြီးတော့လာတိုက်ခိုက်တဲ့ကဝေလဲအင်းစအကိုက်ခံရပြီးတော့တိတ်ဆုံးသွားပါတယ်မကြခင်ကဝေနှကောင်နဲ့ဆက်ပြီးတော့တိုက်ခိုက်ရပြန်ပါတယ်ဆရာကြီးလည်းထိုကဝေနှကောင်ကိုအသာကလေးအနိုင်ယူလိုက်နိုင်ပါတယ်ထို့ချိန်9နိုင်ထိုးပြီးမို့ကဝေရာစာကြီးအောင်ညွန့်ကလူသေးခဏကိုဖုတ်ခနောက်ဆိုင်တဲ့ဝင်ရောက်လာပါတယ်အပြန်စီအတွင်စီနှစ်ထပ်ချပြီးတော့အလဲမှာဝင်ထိုင်လိုက်ပါတယ်ထို့နောက်မန်တန်များကိုမျက်လုံးမှိတ်ပြီးတော့စာတင်ကရွတ်ဖတ်နေပါတော့တယ်ဆရာကြီးနဲ့ကျော်တိုက်ကလည်းကဝေများကိုရှင်းပြီးပြီမို့ကဝေရာစာအိမ်ချမ်းဝင်းကြီးရှိရာသို့ဆက်ပြီးတော့သွားမယ်အပြုကောင်းကင်မှာတာမိုင်ခတ်တများကြားတဲ့အတွက်ခေါင်းမော့ကြည့်လိုက်မိပါတယ်ကောင်းကင်မှာလရငှက်ကြီး3ကောင်ဆင်းလာသည်ကိုတွေးလိုက်ရပါတယ်လရ3ကောင်သည်မြေပြင်ပေါ်ရောက်တည်နေတပြိုင်နက်တည်းလရမဟုတ်တော့ပဲအမျိုးသမီး3ယောက်အသွင်ပြောင်းသွားကြပါတယ်ဟဲ့ဆရာဆုပ်ခုနောက်ပြန်လှည့်ငါတော့လှည့်မှာမဟုတ်ဘူးမသေးချင်းငါရှိရထွက်သွားကြရရဆဆနှစ်လို့ဆရာဆုပ်ပဲထွက်မလားကြည့်ကြသေးတာပေါ့ကိုတွေ့ရင်ကိုလာရှာတာကဲအနည်းအောင်ကိုစီဝစ်စုံဝစ်ပြီးတော့ကဝေမ3ယောက်ထဲမှာ1ယောက်ကဆရာကြီးထံဆက်အလင်းတန်းပြစ်လွတ်ပါတယ်ဆရာကြီးလည်းပြေးဝင်လာကဆက်အလင်းတန်းကိုလက်ဖြင့်ကားလိုက်စဉ်ဆရာကြီးထံမှာဆက်အလင်းပြစ်ထွက်သွားပြီးတော့ဝုန်းဝင်းနဲ့မြေကပြက်ကွယ်သွားပါတယ်ထိုစဉ်ကဝေမ1ယောက်ကလက်နှစ်ဖက်အုပ်ပြီးတော့အလင်းလုံးလေးထုတ်တယ်လို့ကြံကဝေ2ယောက်ကလည်းလက်ဝါးနှစ်ဖက်စုံပြီးတော့အလင်းလုံးအဖြစ်ပြုလုပ်နေကြပါတယ်
လက်သီးစုံခတ်အလင်းလုံးများရသည်နှင့်ရှေ့မှတယောက်လက်ထဲမီးလုံးများကိုထည့်လိုက်စဉ်ဘောလုံးအရွယ်မီးလုံးကြီးတစ်လုံးဖြစ်လာပါတယ်။ကဝေမကဆရာကြီးထံထိုမီးလုံးကိုရုတ်တရက်ပြစ်လှလိုက်စဉ်ဆရာကြီးကလည်းသူတို့အကြံကိုရိပ်မိသည်မှုလက်ဖွားနှစ်ဖက်ဆုံပြီးတော့အလင်းလုံးအဖြစ်ဖန်တီးကရှေ့သို့ပြစ်လှလိုက်စဉ်ကဝေမပြစ်လိုက်သောအလင်းလုံးနှင့်သွားဆုံပြီးတော့အလင်းဆက်များဘေးသို့ဖြာထွက်ခါချက်ချင်းပြတ်ကွယ်သွားပါတော့သည်။အမေဆရာစုပ်ကငါတို့လိုမောက်ကတော့အဆင့်ကူတော့အန်တုဝင်သေးတာပဲတွေ့ကြသေးတာပေါ့တခိုးစပူလူတက်မဒိန်းကောင်ရဲ့မရလုံနေတဲ့နင်တို့လိုကဝေကမောက်ကတော့အဆင့်နဲ့မတန်ဘူးအောက်တန်းစားကဝေမတွေလိုပဲငါသတ်မှတ်တယ်ကဝေမ၃ယောက်ကရှူရှူရှာရှာဖြစ်ခါရှေ့ကိုတလန်းနှစ်လန်းတိုးလာကြပါတယ်ပါဇက်ကြီးများဟာလိုက်ကြစဉ်ပါဇက်အတွင်းမှစိမ့်ပြပြအယောင်နီးကျင့်ကျင့်အယောင်ဝါဝင်းသောအယောင်တစ်မျိုးစီကဝေမ၃ယောက်ပါဇက်တို့မှထွက်လာပြီးတော့ရှေ့မှ73ခုပေါင်း၍လင်းထိန်သောစက်ကြီးဖြစ်ပြောင်းသွားကဆရာကြီးထံဝုံကနေပြေးဝင်လာဆရာကြီးကစေးတော်ကြီးအင်းနဲ့စက်ကနေရှိသို့ပြစ်သွင်းလိုက်ပါတယ်ကျဲလောင်သောအတန်ကြီးမြည်ဟီးပြီးတော့ဆက်များပြောက်သွားသလိုကဝေမ၃ကောင်နောက်သို့ဆယ်ပေမြလွင့်ပြီးတော့လဲကြကုန်ကြပါတယ်။ဆရာကြီးကလွယ်အိတ်ထဲလက်ကိုနှိုက်လိုက်စဉ်ဝုန်းဆိုသောအတန်နဲ့အတူမိကိုလုံးကြီးများရုတ်တရက်ထွက်လာသဖြင့်ရှေ့သို့ကြည့်လိုက်ရာကဝေမ၃ကောင်လုံးလရာကြီးများအဖြစ်ပြောင်းပြီးတော့ကောင်းကင်သို့ပြန်တက်သွားပါတယ်။အရှုံးပေးပြီးပြန်တက်ကထွက်ပြေးသည့်ပုံမဟုတ်ဘဲနဲ့အထက်မှနေပြီးတော့တိုက်ခိုက်မိပုံလုပ်နေပါတယ်။ဟာဆရာကြီးအလင်းရောင်တွေဖြာဆင်းလာတယ်။တစ်ပင်နောက်ဝင်ပုံမောင်ကျော်တိုက်ကဝေမတွေကောင်းငင်ကနေဆက်တွေဖြန့်နေတာဒီကဝေမတွေတခါလဲဇက်သိမ်းမှဖြစ်တော့မယ်ဆရာကြီးလက်ထဲတန်ကဝေရုပ်ကလေးပါလာတယ်ဆရာကြီးကလဝါပေါ်တင်ပြီးတော့ဂါလာမန်တန်များကိုရုပ်ဖတ်လိုက်ပါတယ်တန်ကဝေရုပ်ကလေးလှုပ်ရှားအသက်ဝင်လာပါတယ်ဆရာကြီးကကောင်းကင်မှာစက်ကြိုးဖြန့်နေသည့်ကဝေမလက်ဓာတ်တွေရှိတဲ့နေရာကိုလက်ညှိုးညွှန်ပြီးတော့သွားရောက်တိုက်ခတ်ရန်ဆေလွတ်လိုက်ပါတယ်ဆရာကြီးရဲ့အမိတ်ပေးတဲ့အဆုံးသည့်နဲ့လရာကြီး၃ကောင်ပြောင်းဝဲနေသည့်နေရာသို့ထိုးတက်သွားပါတော့တယ်။မကြခင်မှာပဲလရာကြီးများတစ်ကောင်ပြီးတစ်ကောင်မြေပြင်ပေါ်သို့ထိုးကျလာပါတယ်။မြေပြင်နှင့်မထိခင်မှာပဲလရာကြီး၃ကောင်စလုံးမီးလောင်ပြီးတိတ်ဆုံးသွားပါတော့တယ်။ထို့စဉ်တဝီဝီအတန်ပြည့်တန်ကဝေရုပ်ကလေးလဲအောက်သို့ပြန်ဆင်းလာပြီးတော့ဆရာကြီးလက်ထဲအရောက်တက်မဲ့တန်ကဝေရုပ်ကလေးပြန်ဖြစ်သွားပါတယ်။ဆရာကြီးလည်းတန်ကိုဝေရုပ်ကလေးကိုလွယ်အိတ်ထဲပြန်ထဲလိုက်ပြီးတော့ရှေ့ဆက်သွားရင်ကြော်တိုက်ကိုတတိပြီးလိုက်ပါတယ်။ကဲဆရာတို့ကဝေရာစာအောင်ညွန့်နဲ့တိုက်ရိုက်တွေ့ပြီးတော့တိုက်ခိုက်ရတော့မယ်ထင်တယ်။ခုချိန်သူလည်းသူ့အလုပ်သူလုပ်နေလောက်ပြီ။သူ့အိမ်နာရောက်နေပြီထင်တယ်။တတိမလွတ်စေနဲ့။ထို့ချိန်ကဝေရာစာအောင်ညွန့်ကလည်းမန်တန်များကိုပြီးဆုံးအောင်ရွတ်ပြီးမှုပိုခဏဆိုင်ထားသောအလောင်း၃ခုကိုတကူတည်းဖြစ်အောင်ဆက်နေလေပါတယ်။အလောင်းပေါ်မှာထွန်းထားသောဖျောင်းနိုင်ကြီးများကလည်းတဝက်နီးပါးတူနေပြီ။ဖျောင်းတိုင်မှာမင်းညွန့်များကလည်းအလောင်းလှုပ်ရှားနေသလိုဘဲညာရင်းကလှုပ်ရှားနေပါတယ်။တဖြည်းဖြည်းလှုပ်ရှားလာတော့အလောင်း၃ပိုင်းလည်းသူ့အလိုလိုရွေ့လျားနေပါတယ်။မူလလူခဏကိုပုံစံအတိုင်းပြန်ပြီးတော့ဆက်သွားတယ်။ကြောက်စရာအံ့ဩစရာကောင်းအောင်ဆက်မဲ့လူသေးခနာကိုကဗကတိလူအတိုင်းပြန်ဆက်သွားသလိုဖြက်ရခုတ်ပိုင်းရမရှိဘဲနဲ့ဆက်သွားပါတယ်။မန်တန်များကိုလည်းဆက်ပြီးတော့ရွတ်နေတယ်သူ့ရဲ့ခန္ဓာကိုယ်မှာအခိုးအငွေ့များထိုးထွက်လာပါတယ်အသားများလည်းတစ်ဆက်တုန်ခါလာပါတယ်အလောင်းကောင်ကိုအသက်သွင်းရန်ဓမ္မအဆင့်အနေနဲ့သူကြိုးစားနေခြင်းဖြစ်ပါတယ်အနောက်ရှက်ကငါလုပ်နေတဲ့အလုပ်ကိုပါနှောက်ယှက်နေပြီဟိုကောင်တွေဟိုကောင်မတွေမသားပေါ်ကုန်ဘူးလားမသိဘူးကဝေရာစာအောင်ညွန့်ကလည်းမျက်လုံးကိုမှိတ်ပြီးတော့ဒုတိယအကြိမ်အသက်သွင်းတယ်မန်တန်ကိုရွတ်နေလိုက်တဲ့အလောင်းကောင်မှာခန္ဓာကိုယ်ပြန်ဆက်နေတော့လဲအသက်ဝိညာဉ်ကိုပြန်သွင်း၍မရပဲဖြစ်နေတယ်ခန္ဓာကိုယ်မှာမိခိုးငွေတွေတလူလူထွက်လာသလိုအလောင်းကောင်မှလည်းအခိုးငွေတွေထွက်လာသည့်အတွက်အသက်သွင်းခြင်းကိုရက်ပြီးတော့ရှေ့နောက်ဝဲရလှည့်ပတ်ကြည့်လိုက်စဉ်ခြံဝမှာရက်နေတော့သူ့ရဲ့အလုပ်ကိုလာနောက်ဆက်သူ2ယောက်ကိုတွေ့လိုက်ရပါတယ်ကဝေရာစာလဲစိတ်ဆိုးဒေါသထွက်ပြီးတော့စီဝိုင်းအပြင်သို့ခုန်ထွက်ကရှေ့ကရန်သူနဲ့ရင်ဆိုင်ရန်အပြင်သို့၄-၅လမ်းမြလှမ်းပြီးတော့ရက်နေပါတယ်ငါအလုပ်ကိုလာနောက်ဆက်တဲ့ဘသူ့ကိုမှခွင့်လွှတ်မှာမဟုတ်ဘူးအသက်မသေးခြင်းအခုပြန်ကြဟဲ့ကောင်အောင်ညွန့်မင်းရဲ့လူသေးကိုအသက်သွင်းတဲ့လုံမအောင်မြင်အောင်တားမလို့လာခဲ့တာမင်းအခုလူသေးကိုအသက်သွင်းလို့ရသေးရဲ့လားမင်းရဲ့အလုပ်ကိုဖြစ်မြောက်အောင်လုပ်ပေးမဲ့အလောင်းကောင်မင်းပြန်လှည့်ကြည့်လိုက်ပါဦးကဝေကြီးအောင်ညွန့်နောက်သို့လှည့်ကြည့်လိုက်သလိုကြော်တိုက်လဲကြည့်လိုက်မိပါတယ်စီးပေါက်သွားပြီးမို့အလောင်းကောင်ကြီးကိုအခေါင်းကြီးအတွင်းထည့်ပြီးသပင်ဖားရချတရေမကြီးကခတ်ဆောင်တင်ကထိုနေရာမှထွက်နေစဉ်ကဝေကြီးအောင်ညွန့်ကတရေမတေခြင်းလို့ငါအလုပ်ကိုလာဖြတ်တာအောင်ညွန့်မင်းတပည့်မ3ယောက်မင်းရဲ့မယား3ယောက်အနိုင်ယူတိုက်ခတ်ပြီးယူခဲ့လို့
အားမတန်ပဲလာပေးရတာအခုမင်းတို့အားလုံးလူလောကတွေကထွက်ရတော့မှတိလို့သူ့တင်ញိုင်းတွေကလူသေးလောင်းလာပြန်ယူတာကွထိုအခါကြော်တိုက်လေအခေါင်းကြီးကစားတင်ထွက်သွားတော့တရေမကမဖဲဝါဖြစ်မှန်းသိလိုက်ရပါတယ်အားမတန်၍မန်လျှော့ကလာပူပေးရတော့လေကဝေမများတေဆုံးကုန်သည်ကိုသိလိုက်ရတော့အခါမဖဲဝါအလောင်းကိုလာပြန်ယူခြင်းဖြစ်ပါတယ်ကဝေကြီးအောင်ညွတ်မှာမဖဲဝါကိုမှတ်လောက်သားလောက်ဖြစ်အောင်တိုက်ခိုက်ခြင်းတော့လေသူ့မယား၃ယောက်နဲ့သူ့တပည့်ကဝေများကိုတိုက်ခိုက်နှိမ်နှင်းပြီးသူ့ရှေ့ရောက်လာသောရန်သူကိုအလစ်မပေးဝင်ပဲမဖဲဝါထံရောက်သည့်စိတ်ကိုချိုးနေငါရန်သူကိုသာမျက်နှာချင်းဆိုင်လိုက်ပါတယ်ဟဲ့ဆရာစုပ်ငါ့ကိုပေါ်သေးသေးထင်နေရလားကိုတင်ချိုင်းကန်ကြီးကိုကန်ကုံကြီးကိုကုံဂူကြီးကိုကူကိုနဝင်းကျင့်စဉ်တွေအောင်ထားပြီးတဲ့ကဝေရာစာပဲကွမင်းသေးခြင်းလို့ငါရှေ့ရောက်လာတာမင်းတို့နှစ်ယောက်အသက်ရှင်ပြီးတော့ငါခြံနေရဘယ်တော့မှပြန်ထွက်သွားစေရဘူးပြောလျှော့ပါကဝေစုပ်ရဲ့မင်းဘလို့ပဲကိုနဝင်းကျင့်စဉ်တွေကျင့်ငါမင်းကိုလုံးဝမမှုလို့လာခဲ့တာပဲမင်းရဲ့လူသေးအသက်သွင်းတဲ့ကျင့်စဉ်လုံးဝမအောင်မြင်အောင်တားမလို့လာခဲ့တာမင်းကအသက်နဲ့ခန္ဓာမြဲပြီးတော့မနေချင်တော့လေမင်းရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတော့မှာပေါ့ကွာကဝေရာစာကပြောလဲပြောပါဇက်ကြီးကိုဟားလိုက်စဉ်မီးတွေပါဇက်ထဲ၌ထတောက်နေပါတယ်ချက်ချင်းထိုမီးများကိုမှုတ်ထုတ်လိုက်တဲ့နဲ့ဆရာကြီးထံမီးတန်းကြီးဝင်လာပါတယ်ဆရာကြီးကလည်းမီးနဲ့မှုတ်ပြီးမှန်းကြိုတင်တည်သည့်အတွက်လက်ဘဝနှစ်ဖက်ကိုအစင်သင့်ပြင်ထားပါတယ်ကဝေရာစာ၏ဆက်လင်းတန်းစီဆရာကြီး၏လက်နှစ်ဖက်မှအလင်းတန်းများပြေးဝင်သွားပါတယ်အလင်းတန်းနဲ့မီးတန်းတို့ထိတ်တိုက်တွေ့ဆုံသွားကြပါတယ်ပြင်းအားကောင်းသည့်ဘုံတစ်လုံးပောက်ကွဲသည့်အလားအတန်ပြင်းပြင်းနဲ့မီးလုံးကြီးအမြင့်တို့14-5ပေခန့်ထိုးတက်သွားကပြတ်ကွယ်သွားပါတော့တယ်။ကဝေရာစာလည်းမျက်လုံးတွေရောပါးစပ်တွေကပါဆက်တွေထက်လွတ်တယ်။ဆရာကြီးကလွယ်အိတ်ထဲလက်နိုင်ပြီးတော့အင်းတစ်ချက်နဲ့ပြစ်လိုက်ရာဆက်များအပိုင်းပိုင်းပြတ်ထွက်ပြီးတော့ပျောက်သွားပါတယ်။ဆရာကြီးကကဝေကြီးရဲ့ဆက်များကိုဆက်ဖြတ်အင်းနဲ့တားဆီးလိုက်ခြင်းဖြစ်ပါတယ်။ကဝေကြီးကမျက်လုံးကရောပါးစပ်ကပါစက်မီးများမထုတ်တော့ဘဲနဲ့လက်ဘွားနှစ်ဖက်ကိုစုံပြီးတော့အတွင်းအားထည့်တယ်လို့လုပ်နေပါတယ်။လက်ဘွားနှစ်ဖက်ကြားမှာလဲပတ်နေတော့မီးလုံးတစ်လုံးပေါ်လာပြီးတော့တဖြည်းဖြည်းနဲ့လဲအားမြန်ကအလင်းလုံးကကြီးမားလာပါတယ်။ဆရာကြီးလည်းလွယ်အိတ်ထဲလက်၌ကလောင်မီးဆက်အင်ကိုထုတ်ယူ၍အသင့်စောင့်နေလိုက်ပါတယ်။ကဝေကြီးကမီးလုံးကြီးကိုဆရာကြီးထံပြစ်လွှတ်လိုက်ပါတယ်။ဆရာကြီးကလည်းလက်ထဲမှာလောင်မီးဆက်အင်ကြီးကိုပြစ်လွှတ်လိုက်တယ်။ဝုန်းဆိုတဲ့အတန်ကြီးနဲ့အတူစက်ကြီးအင်းနဲ့ကဝေကြီးတို့စက်မီလုံးတို့တွေ့ဆုံပြီးတော့ကျဲလောင်စွာမြည်ကအလင်းတွေဖြာထွက်၍ကောင်းကင်သို့ထိုးတက်ပြတ်ကွယ်သွားပါတယ်။လင်းလက်တောက်ပါသောအလင်းရောင်များပြတ်ကွယ်သွားတဲ့အချိန်မှာကဝေကြီးရက်နေတဲ့နေရာမှာမရှိတော့ပါဘူး။ကြော်တိုက်ကလည်းနောက်ကျောမလုံးတို့ဖြစ်ခါနောက်ပတ်လှည့်ပြီးတော့ရှာကြည့်လိုက်တယ်မတွေ့ဘူး။မောင်ကြော်တိုက်တတိထားသူ့ရုပ်ပြောင်းလိုက်ပြီးဆရာကြီးတို့ကိုပွားထွက်မယ်ဆရာကြီးလည်းအမြန်ပြောပြီးတော့အနီးမှာကြားကြီးတကောင်ပေါ်လာကအမောင်တဲဝင်သွားပါတယ်။ဆရာကြီးရဲ့မူရင်းခန္ဓာကိုယ်ကရက်လျက်ပင်ရှိပြီးတော့ကိုပွားထုတ်ကကြားအဖြစ်ပြောင်းလိုက်ခြင်းဖြစ်ပါတယ်။အမောင်တဲမှာကြားဟင်းတန်ကြီးကိုထိတ်လန့်ပွဲကြော်တိုက်ကြားလိုက်ရပါတယ်။ကြားတန်ကတတန်နဲ့မဟုတ်နှစ်တန်ဟိတ်ဟောက်နေမှန်းသိနေရပါတယ်။ထိုစဉ်မှာပဲသူ့မျက်စိမြင်ကွင်းထဲသို့မန်းဆောင်နေတဲ့ကြားကြီးနှကောင်တရွေ့ရွေ့ပေါ်လာပါတယ်။ကြော်တဲ့စိတ်ငင်းနဲ့ဖြစ်အောင်ကြောက်စရာကောင်းသည့်အတန်ကြီးများနဲ့ရန်ဆောင်နေကြပါတယ်။ဟိန်းတန်ပေးပြီးတော့တကောင်နဲ့တကောင်ဝင်လုံးကကိုက်နေကြပါတယ်အမောင်ထဲမှာတခွီးခွီးနဲ့လူးလိမ်ပြီးတော့ကိုက်နေကြပါတယ်ဆရာကြီးကဘဲကြားကဝေကြီးကဘဲကြားဟူ၍ကြော်တိုက်မခွဲနိုင်တော့လူးလိမ်လိုက်လှဲ့ပတ်လိုက်ခုံဝင်လိုက်နဲ့စိတ်လိုက်မန်းပါကိုက်ခဲနေကြပါတယ်ထိုစဉ်ကြားတကောင်ကထွက်ပြေးစေနောက်မှကြားကြီးကအမိအရာလိုက်ကိုက်တယ်ကြားချင်းမှုလူသားဆိုရင်မတွေးခွင့်စရာဟူကြော်တိုက်ကြည့်နေရင်မှရှင်တထိတ်ထိတ်ခုန်နေရပါတယ်ကြားတကောင်ကလွတ်အောင်ပြေးရင်ပြန်ပြီးတော့လက်နဲ့ပြန်ပုတ်တယ်နောက်မှကြားကခုန်ပြီးတော့လေဘင်းကိုကိုက်ခဲတယ်တိတိကျကျကြည့်တော့အပေါ်မှာကိုက်ခဲနေတဲ့ကြားကဆရာကြီးရဲ့ကိုပွားကြားကြီးမှန်သိလိုက်ရပါတယ်အောက်ကလူးလိမ်ပြီးတော့အော်ဟေးရင်ငိန်သွားမှလဲမျိုးကိုကိုက်ခဲထားတဲ့ကြားကြီးကလှုပ်ပေးလိုက်ပါတယ်ထို့နောက်ဆရာကြီးရက်နေရအနီးလျှောက်လာကကြားသွင်ပြောက်သွားပြီးတော့ဆရာကြီးလည်းလှုပ်ရှားလာပါတယ်လဲနေတော့ကြားကြီးလည်းမထသေးပဲနဲ့ပါဇက်ကြီးရုတ်တရက်ဟပြီးတော့ကြားကြီးပါဇက်မှာအယောင်တလက်လက်ထွက်ကဆရာကြီးထံပြစ်ထုတ်မိအပြုဆရာကြီးကလည်းအသက်ပြင်ထားသောအင်းနဲ့မှုတ်ကဆက်မီးနဲ့ကြားကောင်းနေရာသို့ပြင်းမြန်စွာပြစ်သွင်းလိုက်ပါတယ်ဆရာကြီးထံပြေးဝင်လာမိဆက်မီးလည်းမလာနိုင်တော့သလိုကြားကြီးရဲ့ခေါင်းကိုအင်းကြီးကတိကျစွာထိပြီးတော့ဝုန်းကနေပောက်ကွဲသွားပါတော့တယ်ကဝေရာစာအဲ့ဒါကဝေဆက်ဖြတ်တဲ့မော်အင်းကြီးပဲမင်းရဲ့ဆက်တွေပညာတွေအင်းကဖြတ်စည်းပြစ်လိုက်ပြီဆရာကြီးရဲ့စကားအစုံကြားအသွင်မှမူလကဝေကြီးအသွင်ပြန်ပြောင်းလဲသွားပါတယ်ဆရာစုပ်
မင်းပညာလောက်တော့ငါမမို့ဘူးကွာငါအသက်200ကျော်ပြီနင်လက်ဦးလို့ငါခံခဲ့ရပေမဲ့ငါဒီတိုင်းငြိမ်နေမယ်မထင်နဲ့ဆရာကြီးလည်းသူ့လိုကဝေမျိုးကိုအပြေးတိုင်မရှင်းနေမဖြစ်ဘူးဟုဆုံးဖြတ်လိုက်ပြီးတော့ကဝေလေဖြက်ရုပ်ကလေးကိုလွယ်အိတ်ထဲမှာထုတ်ခါမန်တန်များရွတ်လိုက်ပါတော့တယ်ကဝေကလည်းဆရာကြီးကပြန်လဲခုခံရန်အစီအမံမန်တန်များရွတ်နေပါတယ်ဆရာကြီးလက်ထဲမှာကဝေလက်ဖြက်ရုပ်ကလေးကလည်းအယောင်တလက်လက်ထွက်လာပြီးတော့လက်ပေါ်မှာအယောင်တဝင်းဝင်းနဲ့ကဝေကြီးစီပြေးဝင်သွားပါတယ်ကဝေကြီးရွတ်နေသောမနက်ပင်စုံမိမထင်ကဝေကြီးဘုံကနေပြစ်လဲသွားသလိုခေါင်းနဲ့ခန္ဓာကင်းကွာသွားပြီးတော့ခေါင်းကခက်လန်းလန်းစီလိမ့်သွားပါတယ်ကဝေလည်းပြက်ရုပ်လဲဆရာကြီးလက်ပေါ်ပြန်ရောက်လာပြီးတော့အယောင်များပြောက်ခါအယုတ်ကလေးပြန်ဖြစ်သွားပါတော့တယ်ဆရာကြီးလည်းလွယ်အိတ်ထဲကိုပြန်ထည့်လိုက်ပါတယ်ခဏမကြာမီမှာပင်ကဝေရာစာအောင်ညွန့်ရဲ့ခန္ဓာကိုယ်မှပူပြင်းသောမီးတောက်ကြီးထားတောက်ပြီးတော့ခဏအတွင်းပြမုံဖြစ်သွားပါတော့တယ်ကဝေရာစာကြီးအောင်ညွန့်မရှိတော့ပြီမို့ဆရာကြီးလည်းခင်တန်းကြီးရွာထဲမှကဝေများကိုခေါ်ထုတ်လိုက်ရာယောက်ျားမိန်းမ23ယောက်ခန့်ရောက်လာပါတယ်သူတို့အားလုံးကိုဆရာကြီးကအဆုံးမပြောဆိုပြီးတော့သူတို့ဆန္ဒကိုမင်းမြန်ကြည့်ကြပါတယ်အချို့ကဝါသနာမပါဘဲနဲ့ကဝေကြီးကိုကြောက်သည့်အတွက်ကဝေပညာကိုသင်ယူခဲ့ရသည့်အကြောင်းပြပြတယ်။တချို့ကတော့မျိုးရိုးအရာရောဝါသနာအရာပါအောက်လန်းပညာဆုံးပညာမော်ကဝေပညာတို့ကိုသင်ယူကြခြင်းဖြစ်ကြောင်းသိရပါတယ်။ကဝေပညာနှင့်ပင်အသက်ထက်ဆုံးနေမဲ့သူများအားတက်ရှိတော်များကိုတက်ဖြတ်ခြင်းဒုက္ခရောက်အောင်မလုပ်ရန်သစ္စာဆိုခိုင်းပြီးတော့သစ္စာရေးတောက်ခိုင်းလိုက်ပါတယ်။ဝါသနာမပါဘဲကြောက်၍သင်ရပါသည်ဆိုသူများအားကဝေပညာများကိုဘူးထုတ်ပြီးတော့ပညာဆက်ဖြတ်ပေးခဲ့ပါတယ်။အားလုံးကိစ္စရရပြီးဆုံးတော့ညတကောင်ကြော်သွားခဲ့ပါတယ်။ဆရာကြီးဘူဆိုင်နဲ့ကြော်တိုက်တို့လည်းပောက်ကုန်းရွာသို့ပြန်လာခဲ့ပါတယ်။ကိုညွန့်ရွှေကမအိတ်သေးပဲနဲ့ရင်နွေးချမ်းတောက်ရင်းနဲ့ဆရာကြီးတို့ထိုင်ဆောင်နေပါတယ်။အားလုံးစင်ပြေရဲ့လားဆရာကြီးရဲ့ကဝေရာစာကြီးအဝီစီရောက်သွားပြီကိုညွန့်ရွှေအဲ့ဒီရွာကကဝေရာစာကြီးရဲ့တပည့်တွေတော်တော်များများကိုကဝေပညာဘူးတွေထုတ်ပေးခဲ့တယ်။ဟုတ်ကြော်တိုက်ကရှင်းပြပါတယ်။ပညာတွေတော့ကြောင်းမှာပေါ့။ဟုတ်တယ်သူတို့ကိုလည်းဆရာကြီးကလူတွေမျက်ရည်ပေါက်ကြီးနဲ့မကြားစီရပါဘူးလို့သစ္စာဆိုခိုင်းပြီးတော့သစ္စာရည်တိုက်ခဲ့တယ်။သစ္စာဖောက်ဖျက်ရင်ပညာပြက်ပြီးတော့ဘဝလည်းပြက်လိမ့်မယ်။ကဝေရာစာကြောင့်စိုးမိုက်နေကြတာပါ။သူတို့ထက်အစတရားမကဆိုးတဲ့ကဝေရာစာကြီးအောင်တည်သွားရတာကိုသိနေမှာတော့သူတို့လည်းစိုးဝင်းတော့မှမဟုတ်ပါဘူး။ကဲမောင်ညွန့်ရွှေဆရာကြီးတို့စောင့်နေရတဲ့အိတ်ချင်ရောပေါ့။ကဲမောင်ကျော်တိုက်ရောအိတ်ကြတော့ဆရာကြီးတော့ခဏတစ်ဖြုတ်တရားထန်လိုက်အောင်မယ်။တို့ဖြင့်တကောင်ကျော်မှအိပ်ဖြစ်ကြပါတယ်။နောက်တနေ့မနက်စာစားပြီးတော့အောက်ကုန်းရွာမှာတောင်ငူတို့ပြန်လာကြပါတယ်။ညနေ3နာရီခန့်ရောက်သည့်အတွက်မပြန်သေးဘဲနဲ့တောင်ငူမှာရှိသည့်ဖျားများကိုဖူးပြီးပေါက်ကုန်းမှလိုက်ပူသောကိုညွန့်ရွှေဤအသည့်အိမ်မှာတညဝင်တဲကူကြပါတယ်။မနက်စာပြီးစားပြီးတော့ကြော်တိုင်းနဲ့ဆရာကြီးဘူဆိုင်တို့ကကားစီး၍ဆရာကြီးဤအေးရွာသို့ပြန်ခဲ့ကြသလိုကိုညွန့်ရွှေကလည်းသူ့ရွာပေါက်ကုန်းသို့ပြန်သွားပါတော့တယ်။နန္ဒာမိုးကျဲရေးသားထားတဲ့ခန္ဓာမြောင်ဤနောက်ဆုံးနေ့ဆိုတဲ့ပရာလောကဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။အားလုံးပဲနားဆင်ခံစားကြည့်ပါအောင်နော်။လူရသည်ရဲ့တရသောနေ့လေခင်ကျွန်ုပ်ဒီအိမ်ကောင်းရင်ပတ်မျက်စောင်းထိုးလောက်တွင်ရှိသောဘူးစင်အောင်နိုင်မဂဇင်းတိုက်တိုက်ကတောင်းခံထားတဲ့ဝတ္ထုတို့စာမှုတစ်ပုဒ်ကိုအာယုံနှစ်လျက်ရေးသားနေတဲ့ကဲ့သို့ကျွန်ုပ်ချင်းမိတ်ဆွေကြီးဖြစ်သောခန္ဓာဤဆရာများသည်ပဲအိမ်ပေါ်ရှိပလက်ကလထိုင်၌ဘိန်းတော်စီချမ်းစာအုပ်တစ်အုပ်ကိုဖတ်ရှုလျက်ရှိပါတယ်။တဦးနဲ့တဦးသဘောတဘာဝများကိုနားလည်ထားကြလေရာကသူလဲသူ့လုံကိုလဲကိုအလုံးနဲ့ဇံဝင်နှမျောနေပြီးကြကမနဲ့ညနေတမင်းစားချိန်ညရင်နွေးချမ်းတောက်ချိန်ကြမှသာလျင်ပြောစရာဆိုစရာစကားများကိုပြောဆိုမိကြလေတယ်။ယခုလဲမနက်စာစားတော့ပြီးတခါလာအကျန်းတိုးစီနဲ့သူလဲအိမ်ပေါ်၌သူစားသူဖက်ခါကျွန်ုပ်လဲဘူးစင်အောင်၌ကုစာကိုရေးရင်ငြိမ်သက်တိတ်ဆိတ်နေမိကြလေတယ်။ထို့သူငြိမ်သက်တိတ်ဆိတ်ရှိနေစမှာပဲခြံဝမှာအတန်တန်ကငြိမ်သက်တိတ်ဆိတ်ခြင်းအားဖြုတ်ခွင်းလိုက်ပါတော့တယ်။ဆရာမြရှိသလားဆရာမြရှိသလားပြုတ်အတန်ကမတိုးမကျဲဒီရက်ဒီရသားဆိုပါကခြံတကားကိုစိတ်ထားရမှတွန်းဖွင့်ဝင်လာမည်ဖြစ်တော်လေယခုအတန်ရှင်ကမူတစ်ချက်မဟုတ်ပဲသစိမ့်ဖြစ်နေသည်ခြံဝမှာပင်အတန်ပြုတ်ခေါငင်မင်းမြန်းနေလျက်ရှိပါတယ်ရှိတယ်ဤ၌အေရှင်ဖြစ်တော်ကျွန်ုပ်သည်လောကဝတ်ကြည်ပြွန်ရမည်ဖြစ်ပေရာလက်ထဲရှိဘောပင်ကိုအသာချလျက်နေရာမှထားလိုက်ပြီးတော့ဧည့်သည်ရှိရာခြံဝတကားသို့ခတ်တက်ကလေးတန်သွားခဲ့လေတယ်
ခြံဝါး၌ရက်နေသူကကျွန်ုပ်နှင့်တိတ်ကျွမ်းမှုသူမဟုတ်တာတော့သိကြတယ်ရုပ်ရည်ခက်တန်တန်ဥပဒေကြီးဝတ်စားပုံကတတရရနဲ့ဆိုတော့ဆရာများနှင့်အကျွမ်းတော်ဝင်ရှိခဲ့သည်မည်အဲကောင်းဆောင်ကောင်းမိတ်ဆွေကောင်းတရားဟူ၍အကဲရပေသည်ဒါစာရေးဆရာအိမ်ပါနော်ဟုတ်ပါတယ်စာရေးဆရာဆိုတာကျွန်တော်ပါပဲကိစ္စကအော်ကျွန်တော်ကရန်ကုန်လာခဲ့တာပါဦးမျိုးတင်လို့ခေါ်ပါတယ်ဟောဒီစာရေးဆရာအိမ်မှာကျွန်တော်နဲ့တိကျွမ်းခင်မင်းနဲ့ကန္နာကြီးဆရာမြရှိနေတယ်လို့သိရတာနဲ့စုံစမ်းပြီးတော့အရောက်လာခဲ့တာပါဟုတ်ကဲ့ဆရာမြအိမ်ပေါ်မှာရှိပါတယ်လာပါဝင်ပါဦးညွတ်တယ်ကျေးဇူးပါပဲစာရေးဆရာမြနဲ့လွှဲရင်ကျွန်တော်တော့မောပြီအခုတော့ဖျားမှာတာပဲဦးညွတ်တယ်လေကျွန်ုပ်အားကျေးဇူးစကားဆိုရင်ကျွန်ုပ်နဲ့အတူအိမ်ပေါ်တုံးတက်ခဲ့လေတယ်အိမ်ပေါ်ရှိပလက်ကလထိုင်ပေါ်ပဲဆရာမြသည်တမင်းလုံးစီကမိမိသည်ဟန်တူပါတယ်ထို့ကြောင့်လည်းအဲ့ဒီဦးညွတ်တဲ့ဤခေါ်တန်ကိုတတိမရခြင်းဖြစ်ပေလိမ့်မယ်ကျွန်တော်တို့နှစ်ဦးသာအိမ်ပေါ်ရောက်တဲ့အခါမှသာမေးထားသောမျက်လုံးအစုံတို့ဝင်လာပါတယ်ဟာကိုညွတ်တင်ပါလားဘဲကနေဘလို့ရောက်လာတာပါလဲတမင်တကာကိုစုံစမ်းပြီးရောက်လာခဲ့ဆိုပါတော့ဆရာမြရဲ့ဘာများအကြောင်းကိစ္စပေါ်ပါလိမ့်ပေါ်ပါပြီကောဆရာမြရဲ့အခုကိစ္စအတွက်ကျွန်တော်တို့တမိသားစုလုံးစိတ်တော့ကရောက်နေပြီးတော့ဘလို့မှဖြည့်ရှင်းလို့မတောက်ဖြစ်နေတာမို့နောက်ဆုံးဆရာမြကိုသွားတတိရလိုက်တာကျွန်တော်တို့မိသားစုအခက်အခဲကိုကူညီပါအောင်ဆရာမြရဲ့ပြောနေရမယ်လူတွေမှမဟုတ်တာပဲကိုညွန့်တယ်ရဲ့တူဦးမှာခက်ခဲရှင်ကြံတူဦးကတက်နိုင်တဲ့ဘက်ကနေကူညီရတာပေါ့ကဲဘလို့အခက်ခဲတွေပါလေဤ၌ကျွန်ုပ်လည်းကျွန်ုပ်ကြောင့်သူတစ်ပါးစိတ်နှောက်ရှက်မဖြစ်စေလိုရကအလိုက်တတိထသားရင်ပြင်လေတော့သည်ဒါကိုကန္နာကြီးဆရာမြတ်သဘောပေါက်လိုက်ပုံရပါတယ်ဒါကဘယ်ကိုသွားမလို့လဲထိုင်မှာအကိုရဲ့ဟော်ဒီကကိုညွန့်တင်တဲ့ကျုပ်ဟာအင်မတန်ခင်မင်နဲ့ကိုရင်လိုရင်ပတ်မိတ်ဆွေတွေပါကိုညစ်တင်ပြပြမဲ့အကြောင်းအရာတွေဟာကိုရင်လိုစာရေးဆရာတယောက်အတွက်ကုန်ချမ်းဖြစ်လာနိုင်တယ်လို့ကျုပ်တို့ကိုလည်းတစ်ဖက်တစ်လမ်းကနေအကြံကောင်းညံကောင်းတွေပေးနိုင်တာပဲမဟုတ်သလားဟုတ်ပါတယ်စာရေးဆရာရဲ့ကျွန်တော်ပြမအောင်နားထောင်ပြီးဖို့တောင်းဆိုပါတယ်မိတ်ဆွေကြီးကန္နာကြီးဆရာများကလည်းခွင့်ပြုဧည့်သည်ဦးညွန့်တင်ကလည်းတောင်းဆိုနေသည်မို့အမြဲလိုကုန်ချမ်းရှာနေရတဲ့စာရေးဆရာကျွန်ုပ်အဖို့တင်မားကိုကြောက်ချထားမိသွားပါတော့တယ်။ကဲယူနေချမ်းတောက်အောင်စီစိတ်လက်ပတ်ကလေးလည်းမြည်ပါအောင်ထမင်းစားမယ်ဆိုလည်းအားမနာနဲ့နော်တယောက်စာမကရှိသေးတယ်။စားခဲ့ပြီးပါပြီဆရာမြလက်ဖက်နဲ့ယူနေချမ်းဆိုပြည့်စုံပါပြီ။ဧည့်သည်ဦးညွန့်တင်ကလက်ဖက်ကိုမြုပ်ရှင်နွေးချမ်းကိုတောက်ရင်းနဲ့၎င်းတွေ့ကြုံနေရတဲ့အခက်အခဲကိုတင်ပြပြောဆိုလေရာကျွန်ုပ်နဲ့ကန္နာကြီးဆရာများကလည်းတိတ်ဆိတ်ငြိမ်သက်စွာနားဆိုင်နေမိကြလေတော့သည်ဦးညွန့်တင်တို့နေထိုင်ဒီမှာတောင်ကလာပါမြို့နယ်နနဝင်းစီအနီးရှိစင်ကြေပုံရက်ကွက်ကလေးတစ်ခုမှဖြစ်ပါတယ်ဦးညွန့်တင်ကအိမ်တောင်ဦးစီးအလုတ်ကင်ကဌာနဆိုင်ရာတစ်ခုမှရုံးအုပ်ကြီးဇနီးတဲ့ဒေါ်တင်ွဲ့နနဝင်းစီထဲမှပလတ်စတစ်အသုံးဆောင်ပစ္စည်းကလေးများကိုတပိုင်းတနိုင်ရောင်းချပါတယ်။သမီးကြီးခင်ညွန့်ကပွဲလွန်တက်ရင်းနဲ့မိခင်ရဲ့အယောင်အဝယ်ကိုကူညီပေးတယ်။သမီးကြီးအောက်အငယ်နှစ်ယောက်ကအထက်တန်းအလယ်တန်းတို့တက်နေသည့်ကျောင်းသားတွေပြီးတော့အရွယ်လွန်ပြီဖြစ်တဲ့ဒေါ်တင်ရွဲ့၏မိခင်ကြီးရှိပါသေးတယ်။ဒေါ်မေမဟုခေါ်ပါတယ်။အသက်က80ဝန်းကျင်။ဦးညွန့်တင်ကဒေါ်မေမအားရောက်မှဆိုတော့လေမိခင်ရင်းတစ်ဖွဲတွေးမွေးပြုစုပါတယ်။အိမ်တိမ်၌တကြီးရွယ်တူဦးရှိနေခြင်းသည်အေးအေးချက်တည်ဟုနားလေသဘောပေါက်ခံယူထားပါတယ်။ဒေါ်မေမတယောက်ဇရာပိုင်းရောက်လာပြီးထင်တနေ့နဲ့တနေ့မတူတော့ပဲနဲ့ကျမကြီးကရွှေတနေ့ငွေတနေ့ဖြစ်လာပါတယ်။ခဏခဏမူးမော်တယ်။ရင်ကျက်ပန်းနာယောဂအခန့်ရှိတယ်။ရာသီဥတုအေးပြီဆိုရင်ချောင်းတော့ဟုတ်ဆိုးကဖုတ်လိုက်ဖြစ်အသက်ကိုမနှဲရှူနေရပါတယ်။သူမအမောဖောက်ပြီးဆိုရင်အိမ်သားတွေအားလုံးရင်တမမဖြစ်နေရပါတယ်။ဒီလိုဖြင့်ယောဂကနာတာရှိလာတယ်အင်္ဂလိပ်ဆေးတိုင်းရင်းဆေးတွေလည်းတည်ငါခဏတာသက်သာယုံတာယောဂဖောက်လာပြီဆိုရင်လမ်းထဲတွေရှိနေသည့်ဒေါက်တာဝင်းမောင်ကိုပြင်ရပါတယ်အသက်ကဇေယျရောက်လာပြီမဟုတ်လားမဲ့ချိန်တန်တော့မဲ့တယ်ဆိုတဲ့သဘောပါတဘာဝတရားဆိုတာကစန့်ကျင်လို့ရတာမှမဟုတ်ပဲဒီတော့အဖွားစားကျင်တာရှိရင်ဟန်တားမနေနဲ့တော့ကျွေးလိုက်လက်ရှိအခြေအနေကအဖွားစိတ်ချမ်းသာစွာနဲ့နောက်ဆုံးချိန်ကိုကြော်ဖြတ်သွားနိုင်ဖို့ပါပဲဒေါက်တာဝင်းမောင်၏စကားကပညာသားပါလာပါတယ်။တေချာစွာကောက်ချက်ချပါကဒေါ်မေမ၏အချိန်နေသည်အချိန်ကာလအနည်းငယ်မှာပဲကြွေကြတော့မိသဘော။အိမ်သားအားလုံးစိတ်မကောင်းကြမြေတွေဆိုရင်သူတို့ချစ်တော်ဖွားရည်ကြီးအတွက်ပူဆွေးနေကြပါတယ်။ဘယ်တက်နိုင်မလဲသားတို့သမီးတို့ရဲ့ဖေတို့မေတို့လည်းတအားသွေးပြုစုကြွေမွေကုသပေးနေကြတာပဲလေ။ခုဟာကမိစာကုံစိတ်ခမ်းနေတဲ့အနေအထားဒီတော့သားတို့သမီးတို့အနေနဲ့အဖွားကိုတက်နိုင်သလားပြုစုကြ။နော်အဖွားစိတ်ချမ်းသာအောင်ထားဟုတ်လား
တားတို့သမီးတို့အားလုံးနားလည်သဘောပေါက်အောင်စုံမတွင်တင်ပြောဆိုပြီးတော့ဒေါ်မေမ၏နောက်ဆုံးနေ့ရဲ့အချိန်နာရီမိနစ်စက္ကန့်တို့ကိုသာစောင့်စားနေရတော့သည်ဒီနေ့အိမ်သားတွေအိမ်မှာစုံစုံလင်လင်ရှိနေတော့ဒေါ်မေမယောဂဖောက်တော်တယ်လှုပ်ကြပါအောင်ဖွာဟမ်ခေါ်လို့လည်းမရတော့ဘူးဒေါက်တာဝင်းမောင်ကိုအမြန်တော့ခေါ်ပြကြပါတော့ခေါ်ပြပါအားလုံးပြန်ရခတ်သွားကြတယ်အသက်လည်းမရှိတော့ဘူးအမလီအဖွားသေးပါပြီအဖွားရဲ့အဖွားကိုချစ်တော်မြည်ရီမို့အော်ဟစ်မြည်တမ်းငိုကြွေးကြပါတယ်ဒေါက်တာနဲ့မှလည်းမိခင်ချေစုံကိုမျက်နှာအရင်မျက်ရည်ဖြန်ဖြန်ကြလျက်နိုင်ဝက်လောက်ကြာဦးညွန့်တင်တဲ့အတူဒေါက်တာဝင်းမောင်ရောက်လာပါတယ်စေတတာအတွင်းမှာနှစ်ချက်ကိုထုတ်တယ်ထိုစဉ်ခဏဒေါ်မေမကတောင်းတောင်ကြီးဖြစ်နေရမှာလူးလွန်လာပါတယ်ရှေးပေးပါအဖွားမသေးဘူးဟဲ့ရှေးသွားယူစမ်းဖြစ်ရပြီတင်ထားသောမိသားစုအဖို့ဒေါ်မေမမိမျောနေရမှာသတိရလာသည့်အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်ဒေါ်မေမကိုအသာပွေ့ထူ၍ဇုံးကလေးဖြင့်ရေတိုက်သူကတိုက်တယ်နှလုံးခဏရက်သွားတာပါဂယူးဆိုင်ပေါ့ဗျာလူနာကိုဂယူးဆိုင်ခြင်းအကောင်းဆုံးကုသမှုပါပဲဒေါက်တာဝင်းမောင်ကအားစီးတစ်လုံးထိုးပေးပြီးတော့ပြန်သွားခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ်ဒေါ်မေမပြန်လဲတတိရတာချင်းဒီအစိုးရမှာအကောင်းမဲ့မဟုတ်ပါလား။ထိုနေ့ညရင်ညလေလား။ဘိုက်စားတယ်ဒေါ်မေမ၏တောင်းဆိုတဲ့ကြောင့်အိမ်သားတွေအားလုံးအားတသင်ဖြစ်ရသည်နှင့်အမျှဝမ်းသာသွားရပါတယ်။ဒေါ်မေမ၏ပကတိအသွင်အပြင်ကအစာအာဟာရလက်ခံမှုမရှိသဖြင့်ပိန်ကြီးကျုံနေလာတယ်။အခုအစာတောင်းပြီဆိုတော့အာဟာရဖြစ်တည်ရင်ဖြင့်အခြေအနေတိုးတက်ကောင်းမွန်လာမည်မဟုတ်ပါလား။ကိုယ်ကောက်ဖြော်ပါကဲမုန်လည်းလိလာခဲ့ဟုတ်ကဲ့မေနောက်နေ့ဆိုဟောလစ်တို့အိုဗာတင်းတို့တက်ရမယ်ဒါမှအဖွားအားရှိပြီးတော့ကျမကြီးပြန်ကောင်းလာမှာအားလုံးမှာဝမ်းသာအားရရွှင်တပြပြအဖွားရဲ့ဝေယဝိဆာမှန်သမျှကိုတမီးလုပ်ပေးမယ်မေတမီးကြီးခင်ညွန့်ကဆရာတော်အဖွားကြီးတာဝန်ကိုယူမိအကြောင်းအာဘတရားပြောဆိုပါတယ်ကောင်းတာပေါ့တမီးရဲ့ကုသိုလ်ဆိုတာယူတဲ့ရတာပါပဲတာတို့ပါတမီးရဲ့တာတို့ဖြင့်ခင်ညွန့်သည်အဖွားတော်မေမကြီးဝေယဝိဆာမှန်သမျှကိုတာဝန်ယူခဲ့ပါတယ်ညအိတ်တော့လည်းအဖွားမေမနဲ့တူအိတ်ပါတယ်ဖွားမေမသည်မနက်နေခင်းနေ့လယ်တို့တွင်စကားအပြောဆိုမရှိသလောက်နှိမ့်နေတတ်ပါတယ်အစာလည်းဟုတ်တိပတိမစားဘူးညလေရောက်မှသာအစာကိုတောင်းတဲ့အခါ၌စကားတန်ကခတ်တင်းခတ်မတိုင်းလေးပါလေချက်ကျွေးစမ်းပါအေးအသားဟင်းနဲ့စားမှာအားရှိမှာစိတ်ချပါအဖွားရဲ့အဖွားစားခြင်းနဲ့အသားဟင်းကိုလေကျွေးမယ်ဟုတ်ပလားအဲ့ဒါကြောင့်ငါမြေကြီးကိုဖွားတိတ်ချရတာချက်ကျွေးသောအသားဟင်းကိုအာဘတရားစားပါတယ်စားတဲ့အတွက်အိမ်သားတွေအားလုံးကစိတ်ချမ်းသာပါတယ်ကောင်းတာပေါ့ကိုတင်ညွန့်ရဲ့ရုပ်ကိုအာဟာရစောင့်တာပဲဥစ္စာအားရှိတဲ့အစားအစာတွေကကျမကြီးကိုအထောက်အကူပြုပါလိမ့်မယ်စားတော့အသားအိတ်တော့အားတဲ့ဒေါက်တာဝင်းမောင်ကလည်းဝမ်းသာအားရဖြင့်ကောက်ချက်ချပါတယ်ဒီတော့မိသားစုအနေဖြင့်လူမမာကိုပို၍တာ၍ဂရုစိုက်ကြပါတယ်ဖွားပေမသည်မြေသုံးအောင်ရှိတဲ့အနက်မြေမကြီးခင်ညွန့်ကိုတဲတဲလုံးမြချစ်ပါတယ်။ညဘက်အိယာဝင်ရင်သူမနဲ့အတူခင်ညွန့်မှအိပ်ပါမှစိတ်ကျဉ်နှံ့မှုရှိပါတယ်။အိတ်တော်လည်းခင်ညွန့်ကိုဖတ်ပြီးအိမ်မှသာအားအင်ပြေဝသလိုရှိပါတယ်။စိတ်ကြည်နူးမှုရပါတယ်။အိယာထရင်ကြည်ကြည်လင်လင်ရှိပါတယ်။ခက်တီကဖွားပေမသည်နေကင်းဘက်၌အိယာထမိန်ကအပြောအဆိုမရှိသလောက်ညအမောင်ရောက်ပြီဆိုပါကပင်ပြင်းမှုရာတွေပြောင်းလဲတက်လာခြင်းမှာဟိုနေ့ကခင်ညွန့်ငါနဲ့ဘာလို့မအိတ်တာလဲသူမရှိငါအိတ်မပြောဘူးမိတွင်နေရဲ့အိတ်မှာပါအမေရဲ့ဟိုနေ့ကကောင်းပြီမှုလို့စီကံသွားပြတာတွေးပေါင်တွေတိတ်ကြနေတဲ့အဲ့ဒီနေ့ကကြောစီတောင်တွန်းလိုက်ရသေးတယ်အိုးဟုတ်လားကန်ငါစလာပြီငါ့ကိုအသားဟင်းနဲ့ခုခတ်ကျွေးစမ်းပါအောင်ဟုတ်ကဲ့မေဒေါက်တာနဲ့ကမိခင်ဖြစ်သူအာဟာရပြည့်ဝစေရန်အတွက်စေတနာဖြင့်ခုကတ်ကျွေးခဲ့ပါတယ်စားလိုက်ဒီမှာလည်းအငမ်းမရဦးညွတ်တဲ့အဖို့ရောက်ခမမိခင်ကြီးအသွင်အဖြစ်အမူအရာကိုကြည့်၍သစုံတစ်ခုကိုလေးလေးနက်နက်စဉ်းစားနေမိပါတယ်။မေရဲ့အသေးရွက်တွေလည်းစားပါလား။သွေးသားတွေတန့်ပြီးတော့အာယုံကြည့်လဲနာပေါ့။တော့ဇမ်းမှာမောင်ညွတ်တယ်။ငါဟာအသားဟင်းပဲစားခြင်းတယ်။အသားဟင်းပဲချက်ကျွေး။ဘာလဲမင်းကရောက်ခမဆိုပြီးတော့ငါ့ကိုမတတ်ထားတော့ဘူးလား။မဟုတ်ပါဘူးမေကအမေကျမကြီးပို့ပြီးကောင်းလာစေချင်လို့အကြံပေးကြည့်တာပါ။ငါ့ကိုဆရာမလုပ်နဲ့ဒီညငါမြေမကြီးနဲ့ငါအိတ်ချင်တယ်ဟုတ်ကဲ့မေ
တကြီးရွယ်ကိုတယောက်စိတ်ဆင်းရဲမဲ့အရေးကိုမလိုလားသူမို့ဦးညွတ်တင်ဘာမှစောရကမတက်တော့တို့ဖြင့်ရက်ကာလတွေရွှေရောလာခဲ့ပါတယ်။ဖွားမယ်မကြီးအနေအထားကအစားအသောက်ကောင်းတော်လေအာဟာရဖြစ်ပုံမရအယိုးပေါ်အရေးတင်သည့်မူလအနေအထားအတိုင်းပါပဲထိုမှထူးခြားတာဒီကသမီးကြီးခင်ခင်ညွန့်၏အနေအထားလူမမာနဲ့အတူအိတ်တော်သမီးကြီးသည်လက်တွင်းဟောက်ပတ်ဖြစ်လာတဲ့လက်ထက်နေရင်းတွေကျလာပါတယ်ပြ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 ခဏကိုပိန်ကျလာတဲ့သွေးအားနဲ့ကခဏခဏခေါင်းမူလာသည်ဆိုပဲဒီအတွက်လူစားလဲပြီးတော့အိတ်ပေးမိဆိုတော့ဖွားမယ်မမကျေနပ်ပြန်ဘူးနင်တို့တော့ငါ့ကိုစိတ်ဆင်းရအောင်မလုပ်ကြနဲ့ကုသိုလ်ကနေအကုသိုလ်မဖြစ်ချင်ကြနဲ့ဘာပဲဖြစ်ဖြစ်ဥညွတ်တဲ့အနေဖြင့်ရှေ့နောက်ဆက်ဆက်ကစဉ်းစားချင့်ချိန်ပြန်ရပါတယ်လုပ်ငန်းခွင်၌ရင်းနှီးသောမိတ်ဆွေတင်ကဟတို့ကိုဖွင့်ဟတိုင်ပင်ကြည့်ပါတယ်မဟုတ်မှလို့ရောခမည်းရောက်ခမကြီးကဖုတ်ဝင်နေရလားမသိဘူးအေးဗျာတခုခုတော့တခုခုပဲကျွန်တော်လည်းဘာလို့ဘာကြရမှမသိတော့ပါဘူးဗျာဟုတ်တော်ရှိမဟုတ်တော်ရှိခမည်းရောက်ခမကြီးအိတ်တဲ့ဖျားအောက်မှာခုတ်ပနတ်တို့ဩဇာရွက်တို့သူမသိအောင်ထိုးထည့်ထားပါလားဖုတ်ဝင်ပြီဆိုရင်တော့ဘလို့မှကိုမနေနိုင်ဘူးဟုတ်ရင်တော့ကိစ္စမရှိဘူးပေါ့ဗျာမဟုတ်ဘူးဆိုရင်အင်မတန်ငရဲကြီးမှာဗျဘာပဲဖြစ်ဖြစ်ဗျာစမ်းကြည့်ဖို့ကောင်းတယ်မိတ်ဆွေအချို့ကတိုက်တိုက်တွန်းပြောကြတော့ဟုတ်တော်ရှိမဟုတ်တော်ရှိလောက်ကြည့်သည်လောက်တာကြည့်တယ်ဘာမှတော့ထူးခြားမလာဘူးလူမမာကမိုးတုံရဲ့အတိုင်းမနက်မှခွေးတယ်တနေ့ကင်းလုံးမေးတယ်ညကြမှလန်းတယ်ခင်ခင်ညို့ရဲ့ကျမကြီးကတော့စုပ်ယုပ်လာပါတယ်ဒီလိုပုံနဲ့တော့ရေရှိမလွယ်ဒီကနသူ့အာယုံထဲသူဖြက်ခနဲ့ရုပ်ပုံလွာတလွာကဝင်လာပါတယ်ထိုရုပ်ပုံလွာကကန္နာကြီးဆရာမြပင်ဒီကျွန်တော်ရဲ့အခက်ခဲကတော့အဲ့ဒါပါပဲဆရာမြရဲ့ကျွန်တော်ရဲ့တော့ကောက်ကိုကူညီပေးပါဦးဦးညွတ်တယ်ကအကူရကြီးဖြစ်အကူညီတောင်းခံနေရှာပါတယ်အကောင်းဆုံးအကြံပြုရရင်ဖြင့်ခမည်းအိမ်မှာပရိတ်ရွရင်ကောင်းလိမ့်မယ်ဦးညွတ်တယ်ဖုံးတော်ကြီးတွေကိုမပင့်ခင်ကျွန်တော်နဲ့အကျွမ်းတော်ဝင်ရှိတဲ့ဝိုးအသင်းသားတွေကိုအိမ်ခေါ်ပြီးတော့ပြေးလာရွတ်ပေးမယ်ခမည်းစီစဉ်စရာရှိတာတွေကိုစီစဉ်ထားပေးပါကျေးဇူးတင်လိုက်တာဆရာမြရဲ့ဆရာမြကောင်းသလိုသာလုပ်ပါဒါဖြင့်ခမည်းအိမ်ကိုပြန်ပြီးတော့စီစဉ်စရာရှိတာတွေကိုစီစဉ်ကျုပ်တို့မနှက်ဖြန်နေရောက်လာခဲ့မယ်ဟော်ရီစာရေးဆရာလည်းပါလာလိမ့်မယ်ဆရာမြရဲ့စကားကြောင့်ဦးညွတ်တယ်လည်းစိတ်လက်ပေါ်ပါသွားပုံရပါတယ်ကျွန်ုပ်နေထိုင်သောကြီးလက်တော်ရွာကလေးမှ၎င်းနေထိုင်ရာတောင်ကလာပါသို့ပြန်သွားပါလေတော့တယ်ငကိုကလေးကစီဝါကြိုက်ထားခဲ့သည်မို့ကန္နာကြီးဆရာများနဲ့တကွာကျွန်ုပ်ပါဝင်ဒုက္ခကာရီဝိအသင်းမှအသင်းသား9ယောက်တို့သည်ခရီးသွားဟန်သဘောဖြင့်ဦးညွတ်တင်တို့အိမ်သို့ရောက်ရှိသွားခဲ့ကြပါတယ်။အော်ခမရခမကြီးကကျမ်းမာရေးမကောင်းရှာပဲကိုတော်ပဲဗျာလူမမာအတွက်အငြိကင်းယောဂရှင်းရလေအောင်ကျွန်ုပ်တို့ပရိတ်ရွတ်ပေးချင်ပါတယ်။ဘယ်နဲ့လဲကိုညွတ်တယ်ဟာကောင်းတာပေါ့ဗျာအိမ်လဲချက်တည်ရှိတာပေါ့ဒီလိုမျိုးတုံးနဲ့တူအချိတ်ဆက်မိမိစကားဆိုကြစဉ်အိယာထမလူမမာဤညီထွားတန်ကိုကြားရတယ်ဟဲ့မိမကြီးညီဖေဘာတွေတော့ရောက်တောင်ရောက်ရှောက်လုံနေရတော့စူးစူးညံ့ညံ့အတန်တွေနဲ့ငါအေးပြက်လိမ့်မယ်အဲ့ဒါမစူဖို့သွားပြောစမ်းဟုတ်ကဲ့အဖွာခင်ခင်ညွန့်အပြင်ထွက်လာပါတယ်ငကိုကလေးကအနေထားတို့ကိုပြထားသည်မို့သမီးကြီးသည်သဘောပေါက်ခါတနေရာနဲ့ရှောင်နေလိုက်ပါတယ်မကြခင်မှာပဲကနအိဆရာများတို့ထံမှဖရာရှိခိုးတန်ညီညာဖြတ်ပေါ်ထွက်လာခဲ့ပါတယ်။ဒီနောက်၅ပါးသီလခံယူကြပါတယ်။ပြီးနောက်နှများကိုပင်ဖိတ်ခါတိတ္တာတုတ်ကိုရွတ်ပါတော့တယ်။ဒီနောက်ယတနာတုတ်ပြီးတော့အာရဏန္တိယတုတ်ဒီကနဖွားမယ်မှာသည်အိယာထမငေါက်ခနဲ့ထထိုင်ကနားနှစ်ပတ်ကိုပိတ်ရင်အတန်နဲ့ကြီးဖြင့်စူးစူးဝါဝါအော်ဟစ်ပါလေတော့သည်။တော်ပါတော့ရှက်ပါတော့နားမခံတာတော့အိုးသွားကြဖွားမယ်မှာဘယ်တို့အော်ဟစ်ဆရာများတို့အဖွဲ့ကတော့ရွတ်ဖတ်လျက်ပါဦးညွန့်တင်တို့မိသားစုမှာတော့ပါဇက်အဟောင်းသားဖြစ်ဖြစ်နေကြပါတယ်အရာနာရိယတုတ်တော်ဆုံးလေတော့24ပစ္စည်းကိုရွတ်တယ်ပြီးရင်သမုတ်တေဂါရတော်ကြီးမဆုံးခင်မှာပဲအခြေအနေတွေကတစ်မျိုးတစ်ပုံဖြစ်ကြကုန်တယ်အာအမလီကြောက်ပါပြီမနေရတော့ပါဘူးမကဲရတော့ပါဘူးသွားပါတော့မယ်ဖွားမယ်မှာအတန်နဲ့မတူတော့အတန်နဲ့ကြီးကစူးစူးဝါဝါပေါ်ထွက်လာပါတယ်။ထိုင်နေတော့ဖွားမယ်မကြီးခန္ဓာကိုယ်ကြီးသည်အယုတ်ကျိုးပြက်ဘုံနဲ့လဲကျသွားလေတော့ပါတယ်။အိမ်သားများသွားရောက်ကြည့်ရှုကြလေတော့ဖွားမယ်မကြီးအသက်ဝိညာဉ်မှာလုံးဝကင်းမဲ့နေပြီ။စိတ်မကောင်းစရာပဲပေါ့ဗျာ။နနာဘဝပူကက်ပြီးတော့ဖွားမယ်မပုံစံနဲ့ဆက်ပြီးတော့လိုက်ရောနေမယ်ဆိုရင်ခမည်းသမီးရဲ့အခြေအနေကဆိုးရွားနိုင်တယ်လို့အိမ်မှာလည်းမဖြစ်တင်တာဖြစ်လာနိုင်တယ်ကိုညွန့်တယ်ခမရခမကြီးဟာမေမျောသွားကြတဲ့ကအသက်မရှိတော့ပါဘူးဒါကိုနနာဘဝကစားခြင်းတောက်ခြင်းတာနဲ့ပူကတ်ဝင်တော့တာပါပဲ
ဒါပေမဲ့ဗျာကျုပ်တို့ဖျားရှင်ရဲ့ပြေတော်တွေဂါရာတော်တွေပဋ္ဌာန်းပစ္စည်းတွေကကောင်းကောင်းကြီးနှိမ်နှင်းနိုင်ပါတယ်ဟုတ်ပါတယ်ဆရာမြရဲ့အခုလိုအကူအညီပေးကြတဲ့ဆရာများနဲ့တကွလူကြီးမင်းများအားလုံးကိုကျေးဇူးတင်ပါတယ်ထိုခဏမှာပဲပဝင်းကျမရောက်ရှိလာကြပြီးတော့နာယီကိစ္စအတွက်ကူညီလက်တိုင်ပေးနေကြပါတော့တယ်ကျွန်ုပ်တို့လည်းထိုည၌အတုပရှင်တို့အားမြင့်သိမ့်သည့်အနေဖြင့်အိတ်ဆက်လိုက်ကြကနောက်တရက်ကြာမှပဲကိုယ်နေရာသို့ပြန်ကြရသေးတော့တယ်ကျွန်ုပ်ဖို့မိတ်ဆွေကြီးကနာယီဆရာများရဲ့ကျေးဇူးကြောင့်ကိုတွေ့ဖြစ်ရတစ်ခုရရှိလိုက်ကစကုကဲ့သို့စာပုတ်တစ်ပုဒ်ရရှိလိုက်ပါတော့သည်စာရေးဆရာအစိုးမိုးနိုင်ရေးသားထားတဲ့ညတဲ့တော်အိုစာနဲ့ထူးဆန်းသောမိမပြူဆိုတဲ့ပရလောကဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်အားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ရှင်1948ခုနှစ်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလပဲခူးတိုင်းဇီးကုန်းရွာ၌အင်္ဂလိပ်အစိုးရမှချီးမြှင့်ခဲ့သောရွှေတလွယ်စုရတကြီးဦးထွန်းမြအုပ်ချုပ်စဉ်အချိန်ကာလ၌ဖြစ်ပါတယ်။ထိုရွာ၌အောက်လန်းကဝေမော်ပညာရက်များကိုတစ်ဖက်ကန်းခတ်ကျွမ်းကျင်တက်မြောက်တဲ့ဒေါ်ဦးစာဆိုတဲ့အသက်60အရွယ်အဖွားကြီးတဦးလည်းရှိခဲ့ပူပါတယ်။သူမမှာအသက်20အရွယ်ခန့်ရှိခင်ခင်ကြီးဟူတဲ့မြေးမလေးတဦးလည်းရှိပါတယ်။သူတို့သည်ရွာအစွန်တင်ချိုင်းအနီး၌နေထိုင်ကြပါတယ်။ထို့သူရွာလေ၌မူဖျားတရားအလုံး၌လွန်စွာကိုင်းဆိုင်ပြီးတော့မြေရှဝိဆာလန်ကိုလိုက်နေသောဘာကြီးအောင်ဟူသည့်အသက်60အရွယ်အဖိုးကြီးတူလည်းရှိခဲ့ဘူးလေပဲသူတို့လည်းအသက်20အရွယ်ခန့်ရှိသောနှင်းမောင်ဟူသည့်မြေးမလေးတူလည်းရှိပါတယ်နှင်းမောင်နဲ့ခင်ခင်ကြီးနှစ်ဦးစလုံးမှာဘဝကံအကျိုးပေးစင်တူသည်ဟုဆိုရချင်မီနှစ်ဦးစလုံးမှာမိတဆိုးဖာတဆိုးလေးများဖြစ်ကြတယ်အတူရွယ်သူများဖြစ်ကြသောဘာကြီးအောင်ဤမြေးနဲ့ဒေါ်ဦးစား၏ညီတို့သည်တကြောင်တည်း၌စာအတူတင်ကျောင်းသူများဖြစ်ကြတော့လေအထက်တန်းသို့တက်ရောက်သည့်အထိငယ်ချင်းများအဖြစ်တို့ကမရောက်ရှိခဲ့ကြပေကျောင်းမှာမူနှင်းမုံကဖျားတရားမြဲတဲ့အဖိုးဖြစ်သူရဲ့ဆုံးမမှုအောက်မှာကြီးပြင်းခဲ့ရသူဖြစ်၍လူတိုင်းအပေါ်မှာမေတ္တာထားနိုင်တော့လေခင်ခင်ကြီးမှာမူအဖွားဖြစ်သူရဲ့ရုံညံ့သောအယူဝါဒအတိုင်းနှင်းမုံအပေါ်၌အမြဲလိုပင်မနာလိုဝင်းတူမုန်းတိစိတ်များနဲ့မစ္စရိယစိတ်များပွားနေသူဖြစ်သောကြောင့်ပင်ဒီနေ့တွင်ကျောင်းမှအပြန်လမ်းတွင်ခင်ခင်ကြီးအားတငယ်ချင်းဖြစ်သူချမ်းပုံမှဟဲ့ခင်ခင်ကြီးဒီနေ့မျိုးကရောက်လာတဲ့ကျောင်းဆရာအစ်ကလေးကမစိုးဘူးနော်ဒါဖြူဖြူမျက်ခုံးကကောင်းကောင်းနဲ့ကောင်းမနော်ဘာလဲငါ့ကိုရေလာမြောင်းပေးစကားကိုလာပြောနေရလားအမေအိုက်တင်ခတ်နေစမ်းမနေခင်ခင်ကြီးရဲ့နင့်ကြောင့်ငါတို့ကမသိရင်ခတ်မယ်နော်ချမ်းပုံစကားကြောင့်ခင်ခင်ကြီးမှမဲပြုံးတစ်ချက်ပြုံးလိုက်ပါတယ်ညရောက်တော့ခင်ခင်ကြီးအိပ်ပြီးမပြောတော့ကျောင်းဆရာလေးအပေါ်၌ရင်ခုန်စိတ်လော့ရှာမိနေပြီလားမသိပါဘူးအတိကအရေးကြီးသည်ကဟိုကောင်မနှင်းမုံလဲမိမိလိုမဖြစ်ပါစေနဲ့ဟုစိတ်၍ဆူတောင်းနေမိပါတယ်သို့တော့ဆူတောင်းကမပြည့်ချေနောက်3လခန့်အကြာ၌နှင်းမုံနဲ့ကျောင်းဆရာလေးကိုကြည်နိုင်တို့ချစ်သူများဖြစ်သွားကြသည်ဟုသောသတင်းကိုကြားရပါတော့တယ်ခင်ကြီးမှာရီးစားလူလူဦးလို့ကြွက်ခက်ဆိုတဲ့စကားအတိုင်းဒေါသအမျက်တို့ချောင်းချောင်းထွက်ရလေပြီလောကမျက်ရည်တို့ရိုးစိမ့်ကြလေပြီထို့ကြောင့်ထိုကိစ္စကိုမိမိတယောက်တည်းမစွမ်းသာပြီးမို့မော်အောင်လန်းပညာတို့နဲ့ပိုင်နိုင်လှသောအဖွားဖြစ်သူကိုအကူအညီတောင်းကြည့်မိပါတယ်။ဒေါ်အိုဇာမခင်ခင်ကြီးအားမိမိတာဝန်သာထားရန်ဘာမှစိတ်မပူရန်နှစ်သိမ့်ပါတယ်။ဒီနေ့ကောင်းကင်၌လာမင်းကြီးအပြေဝန်းနေသောညတည၌ဆရာလေးကိုကြည်နိုင်တယောက်တာယာလှပသောရွာကလေးအားလျှောက်ကြည့်ရန်တူးတဲ့လမ်းလျှောက်ထွက်လာခဲ့မိပါတယ်။ရွာထိပ်ကညောင်မင်းကြီးအနီးကိုရောက်တဲ့အခါမှာမိမိစိတ်တို့ဇဝေဇဝါဖြစ်သွားရပါတယ်။စိတ်ထဲတွင်မိမိမြင်တွေ့လိုက်ရသောအရာမှာလူလောနန္နာဘဝလောဥစ္စာဆောင်လောဟုသူလောတို့လောချင်မြင်နေမိပါတယ်။နောက်တစ်ချိန်တည်တည်ကြကြစူးစိုက်ကြည့်မိတဲ့အခါတွင်ကမိမပြိုတူညောင်မင်းကြီးအောက်၌ဒီကိုယ်ရဲထိုင်နေကြောင်းတွေ့လိုက်ရပါတယ်။ကိုရွေးအောင်စရာကောင်းဒီမှာထိုမိမပြိုလေးမှာအဝိစားလုံးဝမပါဗလာနှစ်ထိကြည့်မိသောမိမိမျက်စိတို့ပင်ကိုယ်လက်ပြကိုမလုံးရှက်မိပါတယ်။ဘာပဲဖြစ်ဖြစ်ကိုနှမအရွယ်မှုမဖြစ်တဲ့နာမဖြစ်ရအောင်သွားရောက်၍တတိပေးရချေတော်မူဒီမှာဒီကညီမအခုလိုပုံစံနဲ့ဒီလိုနေရာမျိုးမှာတယောက်တည်းရှိမနေသင့်ပါဘူးကွယ်ညီမအိမ်ကိုပြန်လိုက်ပါလားအကိုလိုက်ဖို့ပေးမယ်လေလှောက်ရှားနေသောစိတ်ကိုထိမ့်ချုပ်ရင်ပြောလိုက်တော့လေသူမဗမာတုံ့ပြန်မှုမရှိပါတုံနှိပါဝင်နဲ့သူ့ကိုအကြောင်းသားနဲ့ငေးကြည့်နေသူကိုတွေ့ရပါတယ်သူတတိထားမိတဲ့အချက်မှာကိုမင်းမပြို၏အသားအရည်မှာအနှဲငယ်ပြနှက်နှက်ဖြစ်နေသည်ကိုထင်မိပါတယ်။ထို့နောက်ညောင်ပင်ကြီးအနောက်ရှိအမောင်ထုတဲ့သို့လက်ကနေပြေးဝင်၍မျက်စိအောက်မှရုတ်တရက်ပြောက်ကွယ်သွားလေတော့သည်။သူလည်းတပြင်းကိုချလိုက်၍
တဝေစွာအတွင်းများနဲ့အတူသူတဲခွေရာကျောင်းဆောင်ကြီးဥဝနာကြီးအိမ်ရှိရာသို့လှည့်ပြန်လာခဲ့ပါတယ်။သူကိစ္စကိုသူမိမိပြပြောက်ထားလိုက်တော့လေသူလမ်းလျှောက်ထွက်တိုင်းညောင်မင်းကြီးနာအရောက်မှာထို့သောဖြစ်ရမျိုးကိုမကြာခဏကြုံတွေ့လာရတယ်။တခါတရံများဆိုရင်သူအိတ်နေသောအိယာဘေးသို့ပင်သူမကရောက်လာသည်ထင်မိပါတယ်။အိယာမှာနိုးထားလိုက်ပြီးနဲ့အိမ်မက်လိုတကယ်လိုဖြစ်ပြီးတော့ပျောက်ကွယ်သွားတတ်ပါတယ်။နောက်ကြတော့ဆွဲလန်းစိတ်များဖြစ်ပေါ်လာ၍သူမကိုမတွေ့ရမနေနိုင်တော့ညောင်မင်းကြီးရှိရာသို့မကြာခဏသွားကြည့်တတ်ပါတယ်။သို့တော့သူမကတော့ပေါ်မလာတော့အချိန်ကာလကိုတွက်ကြည့်လိုက်တော့သူမမလာတာတစ်လပင်ပြည့်တော့မယ်။နောက်များမကြာမီဆရာလေးကိုကြည့်နိုင်တွင်စိတ်တစားဝေဒနာယောဂတစ်ခုဆွဲကပ်လာပါတော့တယ်။သူရဲ့အခြေအဆုံးနှင်းမုံကိုပဲအရှင်လိုအရောတဝင်မဆက်ဆံတော့နှင်းမုံမောင်ကိုကြည့်ရတာခါတိုင်းနဲ့မတူဘူး။တမျိုးကြီးပဲမောင်ဘာဖြစ်နေရလဲ။ခုမေးတော့အခါတိုင်းတခါမှမတွေ့ဘူးမမြင်ဘူးတော့လူတယောက်ကိုကြည့်နေတယ်လို့မျိုးလုံးမျိုးဖြစ်တွေ့ဝေနဲ့ပြန်ကြည့်နေတတ်ပါတယ်။အဖိုးဖြစ်သူဘာကြီးအောင်ကိုနှင်းမုံကဖွင့်ဟတိုင်မကြည့်တော့အခါမှာအဘလည်းသူ့ကိုသတိထားကြည့်နေတယ်။လုံမလေးပြောသလိုတမျိုးကြီးဖြစ်နေတာတော့အမှန်ပဲကွ။ဒါကြောင့်ကွဲပြပြအဖြေသိရလေအောင်အဘရဲ့မျက်ရည်စင်ရှိမှန်းနဲ့အဖြန်းကြည့်ရအောင်ကွ။ခုပြောလေတယ်တနေ့တွင်ဘာကြီးအောင်မှဆရာလေးကိုကြည့်နိုင်အားအိမ်၌ခမင်းစားဖိတ်ပြီးနောက်ဆရာလေးသုံးဆောင်ပြီးရင်ဒီရေအေးလေးကိုတောက်လိုက်ပါအောင်နော်ဟုရေမန်းကိုတောက်ရီအမတ်ဖြင့်တိုက်လေတော့တယ်။ရေတောက်ပြီးတော့ဝန်းရတညက်မြကြာသောအခါဆရာလေးအမလေးပူပါတယ်ကြောက်ပါပြီပူတော့အဖွားကြီးတယောက်ရဲ့အတန်အော်ကြီးကိုကြားလေတော့တယ်။လာရောက်ကြည့်ရှုကြသောအိမ်နီးနားချင်းများအားလုံးအံ့အားသင့်ကြတော့လေဘာကြီးအောက်မှာမူမထူးဆန်းသောကိစ္စတစ်ခုလိုခပ်ပြုံးကြည့်နေပါတယ်။ထို့နောက်ဘာကြီးအောက်မှာဖုတ်ပြေးမှန်တန်ကိုရွတ်ဆို၍ဆရာလေးကိုကြည်နိုင်ခန္ဓာကိုယ်၌ဆွဲကပ်နေသောဖုတ်ကိုခွာစီပြီးတော့နောက်ထုတ်ခဲ့သူမလုံးရန်တတိပေးလိုက်ပါတော့တယ်။ထို့အချိန်၌ဒေါ်ဦးစား၏အိမ်၌လဲအမလေးကြောက်ပါပြီတော့ဟူသောအတန်နဲ့ကြီးနဲ့အတူဇောချွေးများပြန်နေသောအဖွားဖြစ်သူကိုခင်ကြီးမှအတင်းလှုပ်နိုးနေလေတယ်။ဒေါ်ဦးစားအသိဝင်လာသောအခါတွင်မူနေအောင်ပေါ့ငါအောင်ရဲ့ငါအကြောင်းတနေ့ကောင်းသိစီရအောင်မှာပေါ့ဟုကျင်းဝါလိုက်လေတယ်။ထိုနေ့ညတွင်ဘာကြီးရောက်လူစုမှာဆရာလေးပြချက်အရာကြွားထိတ်ညောင်မင်းကြီးအနီး၌ခြုံပုံများနှပေပုံအောင်ရောက်ရှိနေကြပါတယ်။ကောင်းကင်တွင်လာမင်းကြီးကပြေဝန်းထိန်သာနေပါတယ်။အစင်းရင်ခွဲမြေတံများသာဟိုတစ်ချက်ဒီတစ်ချက်ဖတ်ပေါ်နေပါတယ်။ထို့နောက်ဘာကြီးအောင်မှမန္တန်တစ်ခုကိုတွတ်နဲ့ရွတ်ဆိုလိုက်ဒီမှာ9မိနစ်ခန့်အကြာတွင်ညောင်မင်းကြီးအနီးသို့အဝိပလာနှင့်မိမပြူတူရောက်ရှိလာပါတော့တယ်။ဘာကြီးအောင်မှလိုက်ပါလာသောလူအားလုံးကိုတိတ်နေကြရန်ချက်ပေးလိုက်ပြီးတော့ထိုမိမပြူအားကြီးမားသောပိုက်ကွန်ကြီးတစ်ခုဖြင့်အုပ်ဖမ်းလိုက်လေတော့တယ်။မိမပြူမှာရုတ်တရက်မို့ပိုက်ကွန်၌မိသွားပြီးတော့ရုန်းကန်နေလေတဲ့ဘာကြီးအောင်မှအနီးကပ်သွားပြီးတော့ပြေးရည်ဖြင့်ပတ်ပြလိုက်သောအခါမှာထိုမိမပြူမှာနှီးဖြင့်ရက်လုထားသောနာနာဆေးရုပ်တစ်ခုဖြစ်သို့ထူးဆန်းစွာပြောင်းလဲသွားသည်ကိုတွေ့လိုက်ရပါတော့တယ်။မိမပြူပုံထိုနာနာဆေးရုပ်အားဘာကြီးအောင်မှဓာပါလာသောရွာသားတယောက်ကိုအစိတ်မော်ဖြစ်အောင်ပိုင်းစေတယ်။ထို့နောက်မြေမှာမြုပ်စေတယ်။ထိုအခါကျမှရွာသူရွာသားအားလုံးလည်းကျောင်းဆရာလေးကိုကြည်နိုင်ရဲ့အဖြစ်ကိုစက်ရည်လဲမိကြလေတော့တယ်။ဒေါ်ဥစားအသုံးပြုခဲ့သည့်မယုံကြည်နိုင်လောက်အစွမ်းထက်မြက်လာသောနာနာဆေးရုပ်စီရင်နာနာဆေးရုပ်စီရင်နီးစီရင်ဟန်ကိုဘ ഹു တုဒ္ဒရရဲ့အလုံးငါဖော်ပြပြလိုက်ပါတယ်။1မိချောင်းတဲကြီး2စပက်ကြီးတဲကြီး3အပြုတ်ကောင်လုံး4ကျွတ်ဆုပ်ကောင်လုံး5အိမ်မြောင်ကောင်လုံး6လေပွေလွင့်တရွက်မြေမကြမီဖမ်း၍ယူ9ရေထဲမှာထောင်၍မျောလာသောဒုတ်အဝတ်စားမချုပ်ပဲနဲ့လက်ပြည့်ဦး၍ဆေယူရပါမယ်8လူယူ9ကြာယူ10စင်ယူ17ညင်ယူဤဆေး17မျိုးကိုကြောက်ပြင်းတွင်ကြောက်ခဲနှင့်ကြိတ်ပါထို့နောက်ဝါးကြည်တောင်းနှင့်ထည့်ထားရပါမယ်ဤနနာဆေးရုပ်အစီရင်၌ကာရမဏန်ဆောက်ရမလိုပေနနာဆေးရုပ်ညွန်းမကြီးရွက်ကိုဤဆေးတုပ်၍ကျဲလျင်မကြီးရွက်များအတုံးဖြစ်၍ပြန်လိမ့်မယ်မိမိလက်တွင်ဖြစ်စေခြေထောက်တွင်ဖြစ်စေတနေ့ရမှာဤဆေးတုပ်၍ထားပါအစုံတစ်ယောက်ကလာ၍ဆွဲလျင်၎င်းဆေးတုပ်ထားသောနေရာမှလက်သို့မဟုတ်ခြေထောက်ပြတ်ပါလာသည်ဟုထင်ရလိမ့်မယ်မိကိုလူရအယုတ်တရံရက်လို့၍ဤဆေးကိုတုပ်ထားပါကအရှင်ဟုထင်မဲ့ရလိမ့်မယ်။ဒေါ်ဦးစားမအသုံးပြုပုံမျိုးဖြစ်ပါတယ်
အိုးနှကန်းပလေတွင်ဤစေးတုတ်ထားပါကရေ၌နှစ်တော်လဲရေမဝင်ပေဤကနမူနာမြတ်သာပြလိုက်ခြင်းဖြစ်ပါတယ်ဉာဏ်ရှိသမျှချဲ့ထွင်သုံး၍ရသောနနာစေးရုပ်သည်ဘာကြီးအောင်အသုံးပြုခဲ့သောဟုတ်ပြေးမှန်တန်ကိုပါဘုဒ္ဓရရဲ့အလို့ငါဖော်ပြလိုက်ပါတယ်ပုတ်ဝင်လျင်နှင်ထုတ်ရန်ပုတ်ပြေးကာလအစီအရင်စီရင်နည်းစီရဟံလူနာကိုအကယ်၍ဖောက်တစီမိကပ်နေသည်ဟုအထင်ရှိလျင်ငယ်တိတ်မှသပင်ကိုခွဲ၍အောက်ပါမှန်တန်ဖြင့်38အုပ်မန်းရမည်ဒီနေရာတွင်ဘာကြီးအောက်မှာတော့ပရိတ်ရည်အဖြစ်အသုံးပြု၍ကျောင်းဆရာလေးကိုကြည်နိုင်တဲ့နနာစေးရုပ်တို့ကိုပတ်ဖြန်းခဲ့ပါတယ်သာရမန္တန်အုံတံဗုဒ္ဓောတံဗုဒ္ဓေတပ်ပိဗုဒ္ဓတပ်ပိဓမ္မတပ်ပိတံဃာတပ်ပိဒီဝါခမတိတောတအနိပစ္စာဟိအမှုမိဩကာတိတိထာဟိအညွန်ဤကာတာဖြင့်မန်းလိုက်ပါကမိများလောက်ကျန်းသောဟုတ်တစေဖြစ်စေကမူချက်ချင်းပြေးလိမ့်မည်ဤကာရာမှာပယောဂတတအတွက်ဖြစ်၍ပယောဂနှင့်ပတ်သက်သမျှဉာဏ်ရှိသလိုအမျိုးမျိုးချဲ့ထွင်သုံးဆွဲနိုင်ပြီဒီညမှာတော့စာရေးဆရာတာတီရေးသားထားတဲ့တစေနိုင်တဲ့ဂါရာကလေးဆိုတဲ့ပရလောကဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အားလုံးပဲနားဆင်ခံစားကြည့်ကြပါဦးရှင်ဒီဂါရာကလေးကိုကျုပ်ဘသင်ပေးတာဗျဒီတော့ကကျုပ်တက်က9နှစ်10နှစ်ပေါ့ဗျအဘကကျုပ်ကိုရင်စီးပေးတာဗျအဲ့ဒီတော့ကကျုပ်ကိုရင်စီးတဲ့ပုပ္ပယုံကျောင်းမှာကကိုရင်တစ်ပါးပဲရှိတာဗျဒီကိုရင်နဲ့ကျုပ်နဲ့မှနှစ်ပါးပေါ့ဗျနေရတာကပုပ္ပယုံကျောင်းရဲ့အရှိဘက်ကကျောင်းဟောင်းကြီးမှလေဒီတော့အဘကကျုပ်ကြောက်မှဆိုရင်လေတကယ်တော့အဘမသိတာဗျကျုပ်ကငယ်ငယ်ကလေးတွေကကြောက်တတ်တာမှမဟုတ်တာကျုပ်မှမွေးကလေးကပါလာတဲ့ဆက်ဆက်ဆူဆူလှုပ်ချင်တဲ့စိတ်ကြောင့်ကျုပ်မှကြောက်ရမှန်းလမ်းရမှန်းမသိတာဗျကိုရင်ညဘက်အေးရဲလားအဘလာပြီးအိပ်ပေးရမလားအဘကကရုံးပဲမြောင်လေးနဲ့ကိုရဲ့အတစ်ချက်ကလေးဖြစ်တဲ့ကျုပ်ကိုမေးတဲ့ဗျမကြောက်ပါဘူးတခါကြီးရဲ့ကျုပ်ကပြန်ပြောပေမဲ့အဘကကျုပ်ကိုစိတ်မချသလိုကြည့်တယ်ကိုရင်တစီနိုင်တဲ့ခါရယူမလားအဘကကျုပ်ကိုမေးတယ်ဗျဟာတစီနိုင်တဲ့ခါရဟုတ်လားတခါကြီးဒါတော့ကျုပ်စိတ်ဝင်စားသားဗျဒီခါရရရင်ကိုရင်လူထွက်တော့နည်းနည်းပါးပါစမ်းကြည့်ရတာပေါ့ဗျာဟုတ်တယ်ကိုရင်ရဲ့တခါကြီးရဲ့အဘတင်ပေးထားတာသူ့ကိုလည်းသူ့အဘတင်ပေးသွားတာတဲ့ဟာကိုရင်တင်ကျင်တယ်ကိုရင်ကိုတင်ပေးပါတခါကြီးဒီမာရင်ဒီခါရကလေးကိုကျုပ်သားကကျုပ်ကိုတင်ပေးတာပြို့ကဲဒါဆိုရင်လိုက်ရွတ်ပြီးတော့ကိုရင်အုံအထမခင်ခာနိသတိပိဋကတယံတုံညာမေဘဝိတ္တိအိဋ္ဌအမြဲမရှိကျုပ်ကလိုက်ဆိုတယ်တစ်ခေါက်နှစ်ခေါက်သုံးခေါက်ကျုပ်အလို့ရသွားပြီကိုရင်တိတိကျကျနားထောင်ရုပ်ပုံရုပ်နည်းရှိတယ်ဟောဒီလိုရွတ်ရတယ်ဒီမှာကြည့်ကျုပ်ကအဘလုပ်ပြတာကိုတိတိကျကျကြည့်နေရတာပေါ့ဗျာတစ်စီရှိတဲ့နေရာကိုလက်ညှိုးနဲ့ဟောဒီလိုတက်တက်ထိုးပြီးတော့ဂါရာကိုစရွတ်လိုက်အုံအထမခင်ကာနိအဲ့ဒီလိုပါဇက်ကရွတ်လိုက်တဲ့တပြိုင်နက်တည်းခုနကထိုးထားတဲ့လက်ညှိုးနဲ့လေထဲမှာရှစ်ကနန်းကိုရေးလိုက်ဟောဒီလိုပေါ့ပြီးရင်ပါဇက်ကထက်ရွတ်သတိပိဋကတယံပါဇက်ကအဲ့ဒီလိုရွတ်လိုက်တာနဲ့လက်ညှိုးကလည်းလေထဲမှာသုံးကနန်းကိုရေးလိုက်စောစောကရှစ်ကနန်းဆုံးတဲ့နေရာကနေဆက်ရေးရတယ်ဟောဒီလိုပေါ့ပြီးရင်ပါဇက်ကထက်ရွတ်လိုက်တုံညာမေဘဝိတ္တိပါဇက်ကအဲ့ဒီလိုရွတ်လိုက်တာနဲ့လက်ညှိုးကလည်းတုံညာကနန်းကိုစောစောကရေးထားတဲ့သုံးကနန်းရဲ့အစုံကနေလက်ဝဲရဲ့ဆက်ရေးလိုက်ပြီးတော့ဟောဒီလိုပေါ့ပြီးရင်ပါဇက်ကထက်ရွတ်အိဋ္ဌအမြဲမရှိအဲ့ဒီလိုပါဇက်ကရွတ်လိုက်တာနဲ့တပြိုင်နက်တည်းလက်ညှိုးက7နဲ့3ရဲ့ကြားတဲ့ကနေထက်တဲ့မြင်းကိုဆွဲလိုက်ပြီးတော့ဟောဒီလိုပေါ့ဘာကျုပ်ကိုတိတိကျကျတင်ပေးတာဗျကျုပ်ကိုရင်ကနေထွက်လဲလာရောဘာပြောကောင်းမလို့ဗျအဘတင်ပေးတဲ့ခါရကလေးကိုစမ်းတက်တော့တာပေါ့ဗျာကျုပ်တို့ရွာလယ်မှာလူနှစ်ပတ်စာလောက်ရှိတဲ့မကြီးပင်ကြီးတစ်ပင်ရှိတယ်ဗျအဲ့ဒီအပင်မှာတရေရှိတယ်လို့လဲကျုပ်တငယ်ချင်းအောင်စင်ကကျုပ်ကိုပြောရောပြို့ဒါနဲ့ကျုပ်အဲ့ဒီမကြီးပင်ကြီးကိုလက်ညှိုးနဲ့ထိုးပြီးတော့အဘတင်ပေးတဲ့ခါရကိုမန်ပါပါနဲ့ရွတ်ထလိုက်တာပေါ့ဗျာကျုပ်မျက်စိထဲမှာတော့ဘာမှထူးထူးခြားခြားဖြစ်လာတာမတွေ့ဘူးဗျဒါပေမဲ့ကျုပ်အဲ့ဒီညနေရွာလေးလက်ဘက်ကစားပြီးအိမ်ပြန်ရောက်တော့မှပြဿနာတက်တော့တာပဲပြို့တာတေဒါကစားအိမ်ပေါ့အဘကကျုပ်ကိုလေးသက်မမနဲ့ဘယ်တော့မှမပြောဘူးလားမဟုတ်ဘူးဗျကျုပ်အိမ်ပေါ်ရောက်တော့အဘကတော်တော်စိတ်ဆိုးနေတာပြို့ဘာမပြောညာမပြောနဲ့ကျုပ်ကိုလှမ်းဆွဲပြီးတော့ကြောကုန်းကိုထုတော့တာပဲဗျာတဘုံဘုံနဲ့ကဲကွာဂါရာပေးတေးဖြစ်တဲ့ကောင်မ
မှတ်ပလားကျုပ်လည်းအဘဘာပြောမှန်းတော့မသိပါဘူးမင်းရွာလေးကမကြီးပင်ကြီးမှာဘာသွားလောက်တာပြောစမ်းဟာဒီတော့မှကျုပ်သဘောပေါက်သွားတာပြူကျုပ်အဘတင်ပေးတဲ့ခါလားသွားရွတ်ကြည့်တာဗျာအေးရွတ်ကြည့်အဲ့ဒီအပင်မှာနေတဲ့တရေရွာမြောက်ပိုင်းကမေတင့်ကိုဝင်ဘူးလို့စိန်ကြီးတို့ဝိုင်းကြီးတို့ပြေးလာပြီးတော့ငါ့ကိုလာခေါ်ကြတာအဲ့ဒါမင်းသိလားတာတေဟာကျုပ်မသိဘူးကအေးအဲ့ဒီတရေကငါ့ကိုတာတေနှင်ထုတ်တယ်ငါ့ကိုတာတေနှင်ထုတ်တယ်လို့អော်ပြီးတော့ခုံပေါက်တောင်းညံနေတာငါသွားတော့မှငါကချော့မော့တောင်းမှန်ပြီးတော့အဲ့ဒီမကြီးပင်မှာပဲပြန်နေပါတာတေကိုသုံးမပါမယ်နောက်ဒါမျိုးဖြစ်စီရပါဘူးလို့ပြောမှထွက်သွားတာကွာမင်းကွာတော်ကိုအငြင်းမနေနိုင်တဲ့ကောင်ပဲဒီတော့မှအဘကျုပ်ကိုတင်ပေးတဲ့ခါတာစွမ်းမှန်ကျုပ်သိတာပြို့နောက်လေဒီကရာကိုကျုပ်မတုံးတော့ပါဘူးဗျာခမများတို့လည်းမလို့အဖဲနေတော့မတုံးကြနဲ့နော်တလန်းတွေရှုပ်ကုန်လို့ထိမနိုင်သိမမရဖြစ်ကုန်တော့မလွယ်ဘူးပြို့ကိုကိုလာပြီးတော့6လန့်တာလောက်ရင်တော့ခမများတို့တုံးကျင်တုံးပေါ့ဗျာဆက်လက်ပြီးတော့ဆရာတာတေရေးသားထားတဲ့ခွာမဲဆိုတဲ့ပရာလောကဇလလေးတစ်ပုဒ်ကိုလည်းနားဆင်ကြည့်ပါအောင်ရှင်ပြောရရင်တော့အံ့ဩစရာဗျာကျုပ်တို့ရွာကခွာမဲလို့ခေါ်တဲ့ကရင်လေးကအခုအသက်10နှစ်ရှိပြီအဲ့ကောင်ခွာမဲကမွေးကလေးကတရေမြင်ရတဲ့ကောင်ဗျဒီကောင်က9နှစ်သားလောက်ကလေးကသူ့မိဘတွေကိုပြောတာဗျပထမတော့သူ့မိဘတွေကခွာမဲပြောတာနားမလည်ဘူးပြို့ခွာမဲကလည်းတရေဆိုတာမသိဘူးလေဗျာအမို့ညရွာတွေကိုယူမကြီးဝင်လာတယ်ခွေးတွေဝိုင်းဟောင်းတော့မှထွက်ပြေးသွားတာဗျဟုတ်ခွာမဟုတ်ဘူးဒီရွာမှာယူမမရှိဘူးခွေးဟောင်းတာကဟိုးမြောက်ပိုင်းကခွေးတွေလဲကြော်လာလို့ဟောင်းတာပါမကြောက်နဲ့အမို့ဟုတ်ခွာမကြောက်ပါဘူးဒါပေမဲ့ခွေးမဟုတ်ဘူးဗျအယူမကြီးလာတာဟုတ်ခွာတေးသေးချာချာမြင်ရတယ်ခွာမဲကတော့ပြောချတာဗျဒါပေမဲ့သူ့မိဘတွေကမယုံကြဘူးလေဒီအကြောင်းကိုသူ့ဖေသူ့အမေကိုရဲစရာလိုသဘောထားပြီးတော့လူစုံပြောပြီးရဲကြသဗျာတခါကျတော့ခွာမဲကပြောတယ်ဗျအမို့ညလာတဲ့အယူမှာကြောက်စရာကြီးဗျသပင်ကြီးဖားလာကြီးနဲ့လေနှလုံးကြီးကပြူးထွက်နေတာပြီးတော့လေအဲ့ဒီအယူမကြီးကအဝတ်စားမပါဘူးကိုလုံးကြီးဗျလူတွေလိုလမ်းလျှောက်တာမဟုတ်ဘူးဖင်ထိုင်လေကြီးသွားတာလက်နှစ်ပတ်ထောက်ပြီးတော့ပြေးတာများလွတ်မြန်တာအမို့ရဲ့ဖိုးခွာရဲ့အယူမကြီးကခွေးဟောက်မှာပေါ့ညခွေးဟောက်တဲ့တွေအမိုးတော့မကြပါလားအမို့ဒီရွာကခွေးကလေအရင်လာတဲ့အယူမတွေကိုပဲဟောင်းရတာအမို့ရဲ့ညလာတဲ့အယူမကြီးကိုကြားတော့လေကြောက်လို့ဟာမို့နေတတ်အိမ်ဟောက်အောက်မှာအီနဲ့អော်ပြီးတော့ပုံနေကြတာအမီးအောင်မလုပ်ရဲဘူးဗျခွာမဲကအဲ့ဒီလိုမကြပြောနေပြီမဲ့ဘသူကမှအလေးနဲ့မထားကြဘူးပေါ့ဗျာနောက်တော့ခွာမဲစကားတွေကနည်းနည်းထူးဆန်းလာတယ်ဗျရွာထဲမှာလူသေးသွားတဲ့အခါမျိုးမှာအမြဲမဟုတ်ပေမဲ့တစ်ခါမှပြောတယ်ဗျအမိုးကြီးရွာမြောက်ပိုင်းကကိုချက်တော်ဆိုတဲ့လူကြီးတည်သွားတာလေအယူကြီးဖြစ်သွားတာဗျညကကျုပ်တို့ဝိုင်းရှိရနေပြီတပင်ပုတ်တိုက်ကြီးနဲ့ရှောက်သွားနေတာကျုပ်တွေ့လိုက်တယ်ကျုပ်တို့ဝိုင်းတွေကခွေးတွေဝိုင်းဟောင်းလို့ရွာနောက်ပိုင်းကိုထွက်ပြေးသွားတာဗျပထမတော့ခွာမဲပြောတဲ့အထိပ္ပယ်ကိုကျုပ်တို့ရွာမှာနားမလည်ကြဘူးပေါ့ဗျာအလေးပြောတဲ့စကားဆိုတော့တိတ်လည်းမပြတ်နှံ့ဘူးပေါ့ဗျာနောက်တော့ဒီသတင်းကကျုံနာတယ်ရောက်လာပါလေရောကျုပ်ကဒီသတင်းကြားကြတဲ့ကချက်ချင်းသဘောပေါက်လာတယ်လေဗျာကျုပ်ကခွာမဲကိုခေါ်ပြီးတော့တိတ်ကလေးမေးကြည့်တာပြုခွာမဲမင်းကညာဘက်ကိုလေအယူမတွေအယူတွေရွာထဲဝင်လာတာတွေ့ရဆိုဟုတ်လားဟုတ်တယ်ဗျကိုကြီးတာတွေကကျုပ်ယူမကြီးကိုမြင်ရတယ်ဟာတီးတို့အမိုးတို့ကမမြင်ကြဘူးဗျအဲ့ဒါဘာဖြစ်လို့တော့ကိုကြီးတာတွေသိလားခွာမဲအယူဆိုတာလူတိုင်းမြင်ကြတယ်လူတိုင်းမမြင်တာကအယူမဟုတ်ဘူးပေါ့ကွာအယူမဟုတ်ရင်ဘာကြီးတော့ကျုပ်မြင်ပါလေဆိုကိုကြီးတာတွေကလည်းမယုံမြန်ဘူးဟာယုံပါတယ်ကွာခွာမဲကကျုပ်ပြောမယ်ကိုကြီးတာတွေဒီရွာကလူတွေတည်သွားရင်ကိုကြီးတာတွေတို့တည်ရဲသူကိုဘယ်ယူသွားရအောင်ဗျဟာခွာမဲကတင်ချိုင်းကုန်းယူသွားပြီးတော့တကြိုရတာပေါ့ကွာဘာတော့ဗျအဲ့ဟာဘာကိုပြောရတော့ဒီလိုကွာတကြိုရဲဆိုတာကမြေကြီးမှာကျင်းကြီးတူးပြီးတော့တည်တဲ့လူကိုမြေချင်းနဲ့ထည့်ပြီးအပေါ်ကမြေကြီးတွေအပြည့်ပြန်ဖို့လိုက်တာပေါ့ကွာဟာဒါဆိုတည်တဲ့သူကရွာကိုဘလို့လုပ်ပြီးတော့ပြန်လာမှာတော့အေးပေါ့ကွာခွာမဲကပြန်လာလို့ဘယ်ရတော့မှာတော့ခွာမဲဆိုတဲ့ကောင်ကဥတူလေးဗျကရုံးပြောင်လေးနဲ့နှလုံးကပြူးပြူးလေးတကားပြောရင်လည်းကရင်တန်ဝဲဝဲလေးနဲ့ချစ်စရာလေးပါဗျာကျုပ်ပြောတာကိုတေးသေးချာချာနားထောင်ပြီးတော့မှဒီကောင်ကကျုပ်မျက်နှာကိုစိတ်ကြည့်ပြီးပြောတာဗျာကိုကြီးတာတယ်ခမားပြောတာမှားတယ်ဗျဟေးဘာဖြစ်လို့တော့ကွာခွာမဲကကိုကြီးတာတွေတို့မြေချင်းထဲမှာမြုပ်ထားတဲ့လူသေးတွေကရွာထဲကိုပြန်လာနိုင်တယ်ဗျဒီတိုင်းပြန်လာတာတော့မဟုတ်ဘူး
အယူဖြစ်ပြီးတော့ပြန်လာတာဗျဟေးဟုတ်လားကွာခွာမဲရအဲ့ဒီအယူကိုမင်းမြင်ရတယ်ပေါ့ဟုတ်လားကျုပ်မြင်ရတယ်ကိုကြီးတာတေးခွာမဲမင်းကငါပြောပြမင်းတရေဆိုတာကိုကြားဘူးလားဟာကြားဘူးလားပေါ့ဗျကိုကြီးတာတေးတရေဆိုတာလူတွေကိုလန့်သွားအောင်ခြောက်တာဗျကျုပ်တွေ့တာကတရေမဟုတ်ဘူးပြောသူတို့ဟာလူလိုပဲရှက်သွားနေတာကိုကြီးဟောင်းကြောက်လို့ဖတ်တောင်ပြေးသေးတယ်ကျုပ်ပြောတာဒီကောင်မယုံဘူးဗျဒါနဲ့ကျုပ်လည်းဘာမှထပ်မပြောတော့ဘဲနဲ့သူပြောတဲ့အတိုင်းအယူလိုပဲထားလိုက်ရတော့တာပေါ့ဗျာဘာလို့နဲ့ခွာမဲအောင်ရှင်းနေကိုနဲ့အရွယ်ရောက်လာပြီဗျကျုပ်နဲ့တွေ့ရင်တော့ခွာမဲမင်းအယူတွေတွေ့သေးလားအဲ့လိုကျုပ်ကမင်းခွာမဲဟာတွေ့တာပေါ့ကိုကြီးတာတရားဟိုတလောကကျုပ်ဖတီးနဲ့ယားလိုက်သွားတယ်အိမ်မင်းကြီးပေါ်မှာထိုင်နေတဲ့အယူမကြီးတကောင်တော့တွေ့ခဲ့သေးတယ်အယူမကြီးကလေသပင်ဖားရိုက်ချပြီးထိုင်နေတာဗျဟိုရွာမြောက်ကလေထမ်းမင်းဘက်ကိုလှမ်းကြည့်နေတာဖတီးနဲ့ကျုံနေတယ်အဲ့ဒီထိန်မင်းကြီးအောက်ကဖြတ်ပြီးတော့လဲမောင်းလာတော့ကျုပ်တို့လဲကိုမဟုတ်မကြည့်ဘူးပြောအော်ခွာမဲရဲ့အဲ့ဒီမိမကြီးကမင်းပြောသလိုယူနေတာဆိုတော့သူကြည့်ချင်ရပြီကြည့်နေမှာပေါ့ကွာဟုတ်တယ်ဗျာဟုတ်တယ်ဒါနဲ့နေအောင်ကွာခွာမဲရထူးထူးခြားခြားအယူတွေအယူမတွေတွေ့ရင်ကိုကြီးချာတီကိုပြောတော့ခွာမဲပြောမယ်ခွာမဲကသူပြောထားတဲ့အတိုင်းကျုပ်ကိုတကယ်ပြောတာပြုကိုကြီးချာတီကျုပ်ကဝိုင်းထဲမှာအမေကိုပူပြီးတော့မြေဘဲတွေလှမ်းနေတာဗျဝိုင်းဝါကနေကျုပ်ကိုလှမ်းခွာနေတာဘယ်သူတော့လို့ကျုပ်လဲကြည့်လိုက်အမေတော်ကျုပ်လိုပဲလဲကြည့်တယ်ဗျဝိုင်းဝါမှာမတက်ရက်ပြီးတော့ကျုပ်ကိုကြည့်နေတာဗျခွာမဲဟဲ့တာတီဒါဘာသူကလေးတော့နေ့ကိုသိနေပါလားတောင်ပိုင်းကစောတာအေးသားလေးပါဗျဩကရမသားခွာမဲလေးလားဟုတ်တယ်ခွာမဲဒါလေးကွာဝင်ခဲ့ခွာမဲကလမ်းဆောင်ရင်ခြေထောက်ကလေးနည်းနည်းခွင်နေဗျပေါင်းမိပွားကြီးဝတ်ထားပြီးတော့ခြေထောက်ခွင်တင်နဲ့ခွာမဲဝိုင်းနဲ့ဝင်လာရောဗျဟဲ့ခွာမဲမင်းမေကရမနေကောင်းရဲ့လားကောင်းတယ်ဗျအကြီးရဲ့ဒီနေ့ပါတီနဲ့ယားရဲလိုက်သွားတယ်ဩအေးခဏနေအောင်တော့အကြီးအိမ်ပေါ်မှာငါပြောစီသွားယူလိုက်အောင်မယ်အမွေးကောင်ကပူမလာရောင်းလို့ဝယ်ထားလိုက်တာလို့ချိုတာဟေးမင်းကပြောရင်းနဲ့အိမ်ပေါ်ကိုတက်ပြီးတော့ခွာမဲစားဖို့ငါပြောစီသွားယူတယ်ခွာမဲမင်းကငါ့စီကိုလာလေလားကွာမင်းကငါ့စီကိုတစ်ခါမှလာမလဲဘူးလို့ကိုကြီးတာတဲ့အံ့ဩသွားတာခွာမဲကကျုပ်ကိုကြီးတာတွေကိုပြောစရာရှိလို့ပြောကိုကြီးတာတွေကကျုပ်ကိုပြောထားရမလားသူကြတဲ့အယူမတွေအယူတွေတွေ့ပြောပါလို့လေခွာမဲကကရင်တန်ငုံဝဲနဲ့ကျုပ်ကိုပြောတာဗျအေးလေကိုကြီးတာတွေခွာမဲကိုပြထားရလေကျုပ်ကခွာမဲပြောတဲ့စကားကိုကောင်းညစ်ပြပြီးတော့ပြန်ဖြေလိုက်တာမျိုးကျုပ်ကအဲ့ဒီကိစ္စနဲ့လာတာဗျဟေးဟုတ်လားကွာခွာမဲကသင်အခုတော့ထူးထူးခြားခြားအယူတွေ့လို့လားမေးလာပေးတဲ့ရခိုင်ငပြောသီးတွေကိုလမ်းယူပြီးတော့ခွာမဲကချက်ချင်းခွာစားတာမျိုးခွာမဲတို့ကရင်တွေကယူသားပွင့်လင်းနေဆိုတာကျုပ်ကတီးပြီးသားပါဗျာအန်ဆောင်ပန်ဆောင်ပဲတော့မှမလုပ်ဘူးမပြောသေးဘူးပလုတ်ပလောင်စားရင်ကနေလေခွာမဲကကျုပ်ကိုပြောတယ်ကိုကြီးတာတွေဟိုတလောကမီးရင်းမှာတည်သွားတဲ့အနောက်ပိုင်းကမရွှေစိန်ကိုသိတယ်မလားဟာမသိပဲနေမလားခွာမဲရထနောင်းကုန်းတရွာလုံးငါသိတာပေါ့အဲ့ဒီမရွှေစိန်တည်တော့ကမြေချင်းတူးပြီးတော့မြုပ်တဲ့လူတွေအထက်မှာကိုကြီးတာတွေပါလာဟာခွာမဲကကိုကြီးတာတွေကဥဆောင်ပြီးလောက်တာပဲလေကွာဒါဆိုရင်တော့သွားပြီပြိုးဟေးဘာဖြစ်လို့တော့ခွာမဲကကိုကြီးတာတွေမြေကြီးကိုလေမြေကြီးပြန်ဖုံးတာမလုံလို့ဖြစ်မှာပေါ့ဗျာဟေးဟုတ်လားခွာမဲဘာဖြစ်လို့တော့ကွာဘာဖြစ်ရမှာတော့ဗျာတည်သွားတဲ့မရွှေစိန်ကြီးကရွာတွေကိုပြန်ရောက်လာလို့ပေါ့ဗျာဟေးဟုတ်လားကွာဟုတ်ပါဗျာဒီကိုယ်လုံးစနင်းတွေဝါထိန်လို့ဟာဟုတ်လားခွာမဲရမရွှေစိန် तू လဲယူနေတာပဲလားကွာယူနေတာပေါ့ဗျာသပင်ကြီးဖားရချနေအောင်ဗျာကြုတ်ပြောအောင်မယ်မရွှေစိန်ကလေရွာတွေကို तू တယောက်တည်းလာတာမဟုတ်ဘူးကိုကြီးတာတည်းရဲ့ဟေးဟုတ်လား तू နဲ့တူတခြားဘသူပါလာလို့တော့ကွာအယူမကြီးတယောက်ပါလာတယ်အဲ့ဒီအယူမကြီးကလေတော့ကြောက်စရာကောင်းတာပြိုးသပင်ဖားရကြီးနဲ့မျက်လုံးပြူးပြူးကြီးသူ့မျက်လုံးကြီးပြန်နေရဲနေတာကိုကြီးတာတည်းမတက်ရက်ပြီးသွားနိုင်ဘူးဗျလူကြီးနှလုံးထောင်ပြီးတော့လက်နှစ်ဖက်ထောက်ပြီးသွားတာပြီးတော့အဝတ်စားလည်းမပါဘူးလုံးဝဘာမှမထောင်ကျုပ်ပြောအောင်မယ်အဲ့ဒီယူမကြီးကလေအပင်တက်တာတော်တော်ကျွမ်းတာဗျအပင်ပေါ်ဦးတဲ့ကုန်းကြီးတက်သွားတာလက်ကနေနေရပဲပြန်စင်းရင်လေဇောက်ထိုးကြီးပြန်စင်းလာတာပြိုးမြန်ချက်ဗျအဲ့ဒီတေးမအဲ့ယူမကြီးကမရွှေစိန်နဲ့လိုက်လာတာလားဟုတ်တယ်ဗျမရွှေစိန်နောက်ကနေလိုက်လာတာအပင်အမြင်ကြီးတွေကိုတွေ့ပြီးလေလက်ကနေတက်လိုက်ပြန်စင်းလိုက်လုံးနေရပြုတ်မင်းဘယ်တော့တွေ့ရတော့ခွာမဲရ
ကျုပ်တွေ့ရနှစ်ညရှိပြီဗျဒီညလည်းလာအောင်မယ်ထင်တယ်ခွာမပြောတာကိုကျုပ်ကောင်းနေလိုက်တယ်ပြီးတော့စဉ်းစားတယ်ချက်ချင်းသဘောပေါက်သွားတယ်မရွှေစိန်ကမီးရင်းမှာတည်တာဆိုတော့ကလေးကြံရစ်ခဲ့တယ်ဗျသူ့ကလေးကိုသူ့စီခေါ်ခြင်းလို့လာကြည့်နေတာဖြစ်မယ်ဗျအဲ့ဒါကိုတစ်စီဘဝမှာတွေ့တဲ့တရေမကြီးတယောက်ကမရွှေစိန်ကိုကူညီဖို့လိုက်လာတာဖြစ်မယ်ကလေးရဲ့ဝိညာဉ်ကိုမရွှေစိန်ကရအောင်မနှုတ်တက်ရင်တော့မှသူနဲ့ပါလာတဲ့တစ်ပင်ပေါ်ကနေကြောက်တိုးဆင်းနိုင်တဲ့တရေမကြီးကတော့ကလေးဝိညာဉ်ကိုရအောင်နှုတ်နိုင်မှာဗျ။ခွာမဲကကျုပ်နဲ့စကားပြောပြီးတော့ခြေထောက်ကလေးခွင်နဲ့ပြန်သွားတယ်။ည7 နာရီမှာရွာထဲကခွေးတွေအတန်ကြားရောဗျာ။ကျုပ်လည်းမျက်ကွင်းစေးကွင်းပြီးတော့ရွာထဲကိုထွက်ခဲ့တယ်။ဆေးလွယ်အိတ်ကိုတော့လွယ်လို့ပေါ့ဗျာ။ကျုပ်ကမရွှေစိန်တို့ဝိုင်းဘက်ကိုထွက်လာတယ်။မရွှေစိန်တို့ဝိုင်းရဲ့မျက်နှာချင်းဆိုင်ကဘိုးတင်ရွှေတို့ဝိုင်းထဲကနေဝင်ပြီးတော့အခြေအနေကိုစောင့်ကြည့်နေလိုက်တယ်။ဟောခွေးတွေဦးပြီးပြိုးဟောခွာမဲပြောတဲ့တရေမကြီးပြူသပင်ဖားရကြီးနဲ့ကိုတုံးလုံးကြီးဗျာမတက်ရသွားတာမဟုတ်ဘူးဗျမြောက်တွေမြေကြီးမှာခုန်သွားတယ်လို့သွားတာဗျညံလိုက်တာမှရိတ်ခနဲ့နေတာပြိုသူ့နောက်ခလန်လန်းမှာမရွှေစိမ့်ဗျစနွင်းရောင်ဝဝကြီးပြိုအံ့ရောဗျာခွာမဲဆိုတဲ့ကလေးကလေဒီတရေတို့ဒီတိုင်းမြင်နေရတာပြိုတရေကိုတရေမှမသိပဲနဲ့အယူကြီးပြောနေတာပြိုမရွှေစိမ့်ရောတရေမကြီးရောမရွှေစိန်တို့အိမ်ရှိမှရက်ပြီးတော့အိမ်ကိုစိုက်ကြည့်နေတဲ့ပုံပဲဗျကျုပ်စိုးရင်သွားတာအိမ်ထဲမှာရှိတဲ့မရွှေစိန်ရဲ့ကလေးအတွက်ပဲကျုပ်တော်ကိုစိုးရင်သွားတာပြို့ကျုပ်ဘာလို့ရင်ကောင်းမလဲလို့တွေးနေမိတယ်ည2 နာရီလောက်ရှိတော့တရေမကြီးရောမရွှေစိန်ရောပြန်ထွက်သွားကြတယ်ပြောကလေးတော့ဘာမှမဖြစ်တော့ဘူးထင်ရတာပဲဗျာအဲ့ဒီညအိမ်ရောက်တော့ကျုပ်အိမ်ရမဝင်ခင်မဖဲဝါကျုပ်ကိုပေးထားတဲ့ကိုဝဲရက်ကိုကန်ပြီးတော့မဖဲဝါကိုပင့်လိုက်တယ်တင်ကြရှင်မမဖဲဝါခမညာကျုပ်တို့ထနောင်းကုန်းမှာမကြခင်ကမတ်ရွှေစိန်ဆိုတဲ့မိမတယောက်ကလေးမိဖွားရင်းနဲ့မီးရွန်းမှာတည်သွားတယ်ဗျအခုအဲ့ဒီမတ်ရွှေစိန်တရေမနဲ့တောက်ဆရာကောင်းတဲ့အခြားတရေမကြီးတစ်ကောင်ညာတိုင်းကျုပ်တို့ရွာထဲကိုဝင်လာပြီးတော့မတ်ရွှေစိန်ရဲ့ကလေးကိုဝိညာဉ်နဲ့ကိုလုံနေလို့ပြို့အဲ့ဒီကိစ္စကိုမဖဲဝါကူညီပါကလေးအတွက်ကျုပ်စီထဲမှာအတော့ကိုစိုးရင်နေလို့ပါအိပ်ပျော်သွားတာနဲ့ကျုပ်အိမ်မက်တော့တာပဲပြို့လေတွေတဝီးဝီးတိုက်နေတဲ့ချမ်းမှာအရွက်ကလေးတရက်တောင်မှမလုပ်တဲ့12 ရာသီအဝါပင်ကြီးအောင်မှမဖဲဝါရက်နေတယ်လေကျုပ်ကိုအိမ်မက်ပေးတဲ့မဖဲဝါကတုံးတဲ့ရွယ်လူကောင်းမလေးပုံစံဖန်ဆင်းပြီးတော့ပြနေကြပြူ12 ရာသီပင်မှာလည်းအပွင့်ဝါတွေကပင်လုံးပွင့်နေလိုက်တာအိမ်နေလို့ပါပဲဗျာမဖဲဝါရဲ့နားအပေါ်မှာလည်း12 ရာသီပင်ပွင့်လေးတပွင့်ပန်လို့ဗျဒါတေရွှေစိန်ကကလေးကိုရအောင်ခေါ်ဖို့လုပ်နေတာသူ့မှာအဲ့ဒီအစွမ်းမရှိဘူးဟဲ့ဒါကြောင့်မီးလောင်ကုန်းတင်ကြိုင်တွေကဗန်ပွေးပင်တရေမကိုကူညီတောင်းထားတာဒါပေမဲ့အိမ်ထဲကိုသူတို့ဝင်လို့မရသေးဘူးဝင်လို့ရသွားတာနဲ့ကလေးကိုဝိညာဉ်နှုတ်လိုက်နင်းသွားပြီးတော့အိမ်ကိုစီးတိတ်ချာချထားလိုက်မနှက်ပြန်ကြရင်ဒီကောင်မတွေကိုငါရွာပြင်ကလှမ်းခေါ်ပြီးတော့ပေါင်းဆုံးမလိုက်မယ်အိမ်မလဲဆုံးကျုပ်လဲနိုးမိုးလဲလင်းတာပါပဲဗျာကျုပ်မရွှေစဲအိမ်ကိုသွားပြီးတော့သူ့ယောက်ျားကိုမင်းကိုအကျိုးကြောင့်ပြလိုက်တယ်ကိုမင်းဆိုတာကျုပ်ပြောတာကိုကြားတော့ငိုလိုက်တာဗျာဖြစ်မှဖြစ်ရလေရွှေစိန်ရဲ့ငါဘာလို့ရမှာတော့ဒါတည်းရဲ့မရွှေစိန်အတွက်ဆွန့်ထက်တော့ဗျကလေးအတွက်တော့ကိုကြီးမိတ်မစိုးရိမ်နဲ့ဒီညမဖဲဝါကိုယ်တိုင်လေးပြခွဲပေးလိုက်မယ်ကျုပ်ကသစ္စုံစီတောင်ကိုအကလေးနဲ့ချစ်ပြီးတော့ရေပုံးထဲမှာဖြော်လိုက်တယ်ပြီးတော့ခွက်ကလေးနဲ့စီးတော်ရီကိုခတ်ပြီးတော့ဝိုင်းကိုစီးချလိုက်တယ်အိမ်ကိုလည်းစီးချထားတယ်အဲ့ဒီညတော့ကျုပ်ကိုမိန်တို့အိမ်ထဲကပဲဝင်ပြီးတော့စောင့်ကြည့်တာပေါ့ဗျာညတကောင်ကျတော့လာတာပဲဗျို့ကိုကြီးလည်းဦးလိုက်တာမပြောပါနဲ့တော့ဗျာရောက်လာကြပြီဗျို့မြောက်လို့ဖုံသွားတဲ့တရေမကြီးရောဒီကုလုံးစနွင်းလိုဝါထိန်သွားတဲ့တရေမမတ်ရွှေစိန်ရောဝိုင်းရှိမှရက်ပြီးတော့အိမ်ကိုကြည့်နေတာဗျို့တုတ်ကဆွေးလက်အိတ်ထဲကမဖဲဝါရဲ့ကိုပွားကလေးကိုထုတ်ယူပြီးတော့မဖဲဝါကိုပင့်လိုက်တယ်တင်ကြရှင်မကြီးဗျာတရေမမတ်ရွှေစိန်နဲ့ဟိုတရေမကြီးရောက်နေပါပြီဗျထနောင်းကုန်းကကျုပ်တာဒီအကြောင်းကြားပါတယ်ဗျာကျုပ်လက်ထဲမှာကင်ထားတဲ့မဖဲဝါရဲ့ကိုပွားရဲ့ကလေးကစက်ခနဲ့တုံသွားတယ်ဗျာမဖဲဝါရဲ့အတန်ကြီးဗျာရွာပြင်ကနေကြားလာဟာတရေမကြီးခြာကနေလှည့်ပြီးပြေးပြီးပြိုးတရေမမရွှေစင်လည်းလိုက်သွားပြီမဖဲဝါလည်းရွာပြင်ကအော်ခေါ်နေပြီပြိုးသွားပြီကလေးအတွက်တော့လုံးဝစိတ်ချရသွားပြီပေါ့ဗျာခဏနေတော့ကလေးကိုရင်ဝင်ထဲမှာပွေထားပြီးတော့မအိတ်နိုင်အောင်ဖြစ်နေတဲ့ကိုမင်းကကျုပ်ကိုမေးတယ်ဗျတတေဘလို့တော့ညီလေးရဲ့ကိုကြီးမင်းရေးသွားပြီပြိုးမဖဲဝါကြီးခေါ်သွားပြီကလေးကိုလိပ်ပြခွဲပေးလိုက်ပြီမရွှေစိန်အတွက်သာအလူတန်းလုပ်ပြီးတော့အမျှဝေးပေးလိုက်တော့ဗျာ
တညာလုံးမအိတ်ခဲ့ရတော့အိမ်ရောက်တဲ့ကျုပ်လည်းအိတ်တော်တာပေါ့ဗျာအိမ်မပြောခင်မှာမွေးကလေးကတရေညင်နဲ့ခွာမဲဆိုတဲ့ကောင်လေးကိုတတိရလိုက်သေးတယ်ဗျို့ဒီညမှာတော့စာရေးဆရာဝတ္တုံဟိမ့်ထက်ရေးသားထားတဲ့တရေစီတော်ချိုက်ပင်ဆိုတဲ့ပရလောကဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်အားလုံးပဲနားဆင်ခံစားကြည့်ကြပါအောင်ရှင်လူသားစင်းကြတစ်လျှောက်ပိမ့်ပိတ်အောင်မဲမောင်နေပါတယ်အချိန်ကည10:00နာရီကျော်အားလုံးအသစ်ပြင် ready ရိုက်မယ် 4 3 2 1 action အမှတ်1မီလုံးဖွင့်အမှတ်2ဆက်ဖွင့်3နဲ့4ခဏနေအောင်ထွက်လာမှအစလိုက်ဖွင့် okay action ဒါရိုက်တာကျော်စောခရဲ့အတန်ကဟိမ့်ထွက်လာပါတယ်ဆက်ဖွဲ့သားများအားလုံးကအစင်သစ်ရိုက်နေသည့်ဇလန်ကနာနာဘဝဖိုင်ဆိုတဲ့တရေဇလန်အရာလူသားစင်းကြတစ်လျှောက်မောင်မောင်မဲမဲနေရာမှာတရေမှထွက်လာရမယ့်အခန်းဖြစ်ပါတယ်အဖြူအောင်ဝိယုံပွားကြီးကိုဝစ်မိကပ်အထူးပြုလုပ်ချက်များဖြင့်တရေမကသပင်ဖားရချကလေးဘက်ထောက်ပြီးတော့ကြောက်မက်ပွဲဟန်ဖြင့်ထွက်လာရမည်လက်ကားရခြေကားရသပင်ဖားရဖြစ်အောင်တော့သုံးချောင်းထောက်အငါကြီးကိုဖွင့်ကြရမယ်စင်းကြံလန်းတစ်လျှောက်ရှိပြလက်လက်မီးလုံးများကိုတရေမ၏ခြေလန်းချက်အပေါ်မူတည်၍အစင်လိုက်ဖွင့်သွားရမည်ဖြစ်ပါတယ်မမေကြီးမင်းသမီးဖြစ်၍လည်းအရှင်တွေကနှခါတင်စရာမလိုဘူးစမယ် action ဟုတ်လာတော့ဖွယ်သားများအလုံးကအမောင်ချထားနေရသို့မျက်တောင်မခတ်တန်းကြည့်နေကြပါတယ်ကင်မရာသမားဒီအဖွဲ့အတန်ပန်းအဖွဲ့အားလုံးအစင်တဲ့မပီမတအလုံးမထွေးညင်းညူတန်ချီတစ်ခုအေးအမူမူလူနာတယောက်၏အသက်ငယ်တန်မျိုးအတန်နဲ့အတူပြူပြူကောင်းကြီးတစ်ကောင်လှုပ်ရှားရုံထွက်လာပုံကိုအမောင်ထဲမှာမထင်မရှားတွေ့လိုက်ရပါတယ်ကင်မရာကစတင်ရိုက်ကူးပြီးအမောင်ထဲမှာတရေမှထွက်လာပါပြီဟုတ်ပြီပြေးပြေးချင်းထွက်ကိုယူကာယပုံစံနဲ့ထွက်ဟုတ်ပြီမှတ်တမီဖွင့်တော့ဒါရိုက်တာကျော်စောခိုင်မိတ်ပေးတဲ့အတူပြလဲလဲခမိန်မိန်မီလုံးလေးတစ်လုံးလင်းလာပါတယ်အမောင်တို့၌ရုပ်ထွက်ကပုံမူပြီးပြင်လာခဲ့ပါတယ်တရေမကသပင်တွေပါလန်ကျဲ၍လေးဘက်သွားနေရမှာလက်ကိုဆန့်၍ထရန်ကျိုးစားလိုက်ပါတယ်တန်ဃာလီကြောင့်သပင်တွေကတစ်ဖက်ဖြက်လွန်ကြွားလျက်ဟုတ်ပြီထမယ်လက်တွေဆန့်ထားဟုတ်ပြီအမှန်နဲ့မီဖွင့်တော့ချက်ခနဲ့မီလုံးလေးဖွင့်သွားချိန်မှာတော့ထရန်ကျိုးစားနေတဲ့တရေမကရုတ်တရက်ဝုန်းကနေပျော့ခွေလဲချသွားပါတော့တယ်ခုခဏကိုကတမန်တလင်းတွေခွေလဲလို့ဘာဖြစ်တာလဲဟာမင်းသမီးဘာလုပ်တာလဲပြန်ထလေပြန်ထရက်ဆက်ရက်ထားမိเจ้าတွေဖွင့်ဟိတ်အားလုံးပြရာခတ်ကုန်ပြီမိတွေထိတ်လင်းသွားတော့တိုက်ကွင်းအဖွဲ့သားများကအပြေးလွှားသွားကြည့်ကြပါတယ်မင်းသမီးအမေဖြစ်သူကထိတ်ဆုံးမမင်းသမီးဟာခေါ်လို့မရတော့ဘူးလူနာတင်ကအမြန်ခေါ်ဟိမင်းသမီးဘာဖြစ်တာလဲလုပ်ကြပါအောင်ခေါ်လို့မရတော့ဘူး10မိနစ်အတွင်းလူနာတင်ကရောက်လာ၍မင်းသမီးကိုစိတ်ယုံပို့လိုက်ကြရပါတယ်တဲကရိုက်ကူးနေစမှာပဲမင်းသမီးကသတိလက်သွားခဲ့လိမ့်ပြီခြိုက်ကွင်းဖြတ်လိုက်တော့ဟူးဒါရိုက်တာကျော်စောခါကတော့စိတ်ပြတ်စွာဖြင့်သူ့ကားပေါ်တက်၍မောင်းထွက်သွားလိမ့်ပြီသူ့ဘက်ကကြည့်လျင်နစ်နာမှုများရှိနေသည်ကိုအများစုကတော့မင်းသမီးစီစိတ်ရောက်နေကြပါတယ်ပစ္စည်းများသိမ်းဆည်းရင်းကထင်ကြီးအမျိုးမျိုးပေးနေကြပါတော့တယ်ဘလို့ဖြစ်တာလဲကွာမင်းသမီးကရုတ်တရက်ကြီးငါအထင်တော့ရိုက်တာကတရေကမင်းသမီးကတယောက်တည်းအမောင်ထဲမှာနေရတာငါထင်သူတရေအစ်စ်ကိုတွေ့ပြီးတော့နှလုံးရက်သွားတာများလားကြားရတဲ့သတင်းကယုံနိုင်စရာမရှိဘူးမင်းသမီးနှလုံးရက်ပြီးတော့ဆုံးပြီတဲ့ကြားရသူတိုင်းပါစအဟောင်းသားဖြစ်ကြရပြီရုပ်ချောအရွယ်ကောင်းအောင်မြင်ဆုံးအချိန်မှာဆုံးမတော့သွား၍အားလုံးစိတ်မကောင်းဖြစ်ကြရပါတယ်ဒီမင်းသမီးကတိတ်တော်တာစိတ်ရောကိုယ်ရောနှစ်ပြီးတော့လှုပ်တာသူတရုပ်ဆောင်တိုင်းကတိတ်ပြီးပြီးတော့တိတ်သဘာဝကြတာပဲအခုတော့ပြည်သူချစ်အနုပညာတူဆုံရှုံသွားခဲ့ရပါပြီဇာပနအခမ်းအနားကကြိတ်တို့များအားလုံးကစုပ်တက်ဖြစ်လျက်သူရကလေးတရုပ်အိမ်မောကြနေသည့်အလားမင်းသမီးရဲ့ရုပ်အလောင်းကိုလူတွေကကြည့်လို့မဝကြတစ်ဖြက်တပ်ပုတ်ရိုက်လို့မဝကြကိုကျွေးသံများအကြားမှာဒီပွင့်တွေတစ်ဖြက်လက်နေပါတယ်အလောင်းထည့်ထားသောကျုံခေါင်းတလားကြီးရဲ့ဘေးတစ်ဖက်မှာတော့ရုပ်ရှင်ဗီဒီယိုသရုပ်ဆောင်သစ္စာတန်စင်အသက်24နှစ်ဟုရေးထိုးထားပါတယ်ဒါရိုက်တာကျော်စောခသည်မင်းသမီးအလောင်းပြင်ထားရာနှင့်ကလန်းလန်းတွေတွေ့ကြီးရက်နေပါတယ်သူကငြိမ်သက်နေတော့လဲသူစိတ်တွေကလှုပ်ရှားလျက်ဇလန်းမပြီးခင်သူအားထားရသောမင်းသမီးကဆုံးရှားပြီးဘာဆက်လုပ်ရမည်နည်းအချိန်ငွေကြေး
လူအင်အားပြည့်စုံကောင်းမွန်စွာကြိုးစားခဲ့ပါတယ်။ယခုမင်းသမီးနေရပဲဘသူ့ကိုအစားသွင်းရမည်နည်းဤပြဿနာမှာသူ့ကိုရှုပ်ထွေးစေခဲ့ပါတယ်။ဆရာရှူစေးလေးရှူထားလိုက်ပါလား။တက်သစ္စာကြောင့်မင်းသမီးလေးလာဝင်းငယ်ကရှူစေးဘူးကိုအလိုက်တတိဖြင့်ကမ်းပေးပါတယ်။နေပါစေလာဝင်းရတယ်ကျေးဇူးပဲနော်။ဆရာစိတ်ညစ်နေတာလားယင်။လာဝင်းငယ်ကဒီဥနာဆွတ်တော့လေးတန်းတူတူဖြင့်မေးပါတယ်။သစ္စာဆုံးသွားတဲ့အတွက်စိတ်ရမ်းထိခိုက်မိတယ်။နှမျောလည်းနှမျောမိတယ်။သူ့အတွက်လှုပ်ရှားတွေကအများကြီးကြံနေသေးတယ်လေ။အလောက်စောကြီးမဖြစ်သင့်ဘူး။ဟုတ်တယ်နော်ဆရာ။မမသစ္စာတန်စင်ကလာဝန်းအတူယူအားကြရတဲ့အမှုပညာရှင်တစ်ယောက်ပါ။လာဝန်းလည်းအရန်ယုံကြည်မရဖြစ်ရပါတယ်ဆရာရဲ့။ဟုတ်တယ်လာဝန်းဒီဇက်ကားကလည်းဆရာကိုယ်တိုင်စိတ်နှစ်ထားလေ။သစ္စာရဲ့ character နဲ့အလိုက်ဖက်ဆုံးဇလန်။သူမရှိတော့ဘယ်သူနဲ့အစားထိုးရမလဲဆိုတော့တွေးပြီးတော့ခေါင်းကိုက်နေတာလာဝန်းရဲ့။သူ့လိုလက်မိုင်းကပ်ဖို့ဆိုတာမလွယ်ဘူးလေ။ဒါရိုက်တာကျော်စောခရဲ့စကားအဆုံးတွင်လာဝန်းငယ်တယောက်ထူးခြားမှုတစ်ခုကိုရုပ်တရက်ခန်းစားလိုက်ရပါတယ်။သူ့ခန္ဓာကိုယ်သည်ဟာကနေတစ်ချက်ဖြစ်သွားပြီးတော့ဆက်ကနေတစ်ချက်တုန်ခါသွားပါတယ်။လာဝန်းအဖြစ်တာလေ။ခေါင်းမှုလို့လား။လဲပြူမလို့ရိမ့်ရွက်တုန်ခါသွားသောလာဝန်းငယ်ကိုလုံးလေးကိုဒါရိုက်တာကျော်စောခကထိမ့်ပေးလိုက်ပါတယ်။လာဝန်းငယ်မျက်လုံးတွေကစောစောကားနဲ့မတူတော့မျက်လုံးတွေကကြောင်တောင်ခန္ဓာကိုယ်ကမတိမတာတုန်ခါလို့နှကန်းအဆုံကလည်းဇက်ဆက်တုန်ခါကပစုံတစ်ခုကိုထုတ်ပြောခြင်းနေတယ်လို့လာဝန်းဘာဖြစ်တာလဲဘာပြောခြင်းလို့လဲပြောလေလာဝန်းကြောင်တောင်မျက်လုံးများဖြင့်ကြည့်လျက်မှလာဝန်းငယ်ကရုတ်တရက်ထအောင်လိုက်ပါတယ်ရှိုက်မယ်ဆက်ရိုက်မယ်ပြီးအောင်ဆက်ရိုက်မယ်အော်တန်ကအနှဲငယ်ကျလောင်၍ပြေးတက်ကပင်လှည့်ကြည့်ကြပါတယ်မင်းသမီးအလောင်းတစ်ပေငိုယိုနေသူတွေပင်တကြင်ခါမြရက်တန်သွားပါတယ်ဆူဆူရှာရှာအဟစ်လိုက်ပြီးမှတော့လာဝန်းငယ်တယောက်တစ်ခါတည်းပျော့ခွေလဲချသွားပါတော့တယ်ကိုကျော်စောခပင်ဆွဲထူရမမီတော့လာဝန်းဟာလာဝန်းဟဲဟိုမှာလောက်ကြပါအောင်လူတွေဝိုင်းအောင်ပြုံပြီးတော့ရောက်လာကြပါတယ်ဝိုင်းဝန်းပွေထူပြုစုတော့မှလာဝန်းငယ်တယောက်ကတအီအဲဖြစ်အိယာမှနိုးလာသလိုနိုးထလာပါတော့တယ်လာဝန်းတတိယပြီလားလာဝန်းဘာဖြစ်တာလဲဟိုမှာလာဝန်းငယ်ကတနေရာသို့လက်ညှိုးထိုးပြရင်းနဲ့လက်ဖြူလန်ကပြန်သတိလက်သွားပြန်တယ်သူညွန်ပြရမှာမင်းသမီးသစ္စာတန်စင်အလောင်းစင်သာရှိပါတယ်ဟာပြန်သတိလက်သွားပြန်ပြီပါစေကန်းပုံမှဖြစ်မယ်ကျွန်တော်ခန်းနေပဲပို့ပေးပါမယ်အန်တီညွန့်တို့ကလိုက်ခဲ့ပြီပါဒါရိုက်တာကျော်စောခကလာဝန်းငယ်ကိုစေကန်းတစ်ခုသို့ခေါ်ဆောင်လာခဲ့ပါတယ်ဆရာဝန်ကတော့တေချာစွာစစ်ဆေးပြီးတော့အခုလိုရှင်းပြပေးပါတယ်စိုးရိမ်စရာမရှိပါဘူးပရက်ရှာကလည်းပုံမှန်ပါပဲအနားယူဖို့တော့လိုလိမ့်မယ်ခုတော့လေလာဝန်းငယ်ကပုံမှန်အတိုင်းပဲရပါတယ်ဆရာသမီးအေးပြတ်သွားလို့နေပါလိမ့်မယ်ကဲလာဒါဆိုလာဝန်းအားရှိသွားအောင်ဆရာတခုခုလိုက်ကြွေးမယ်အန်တီညွန့်တို့ကလိုက်ခဲ့လေနေပါစေဒါရိုက်တာကြီးသမီးဇာပနာပွဲမှာမပြီးသေးတာပဲအန်တီတို့တက္ကစီနဲ့ပဲပြန်သွားလိုက်ပါမယ်ဆရာပဲလာဝန်းကိုဂယူးဆိုင်ပြီးလိုက်ပါနော်အန်တီညွန့်တို့ကတက္ကစီဖြင့်ပြန်သွားခဲ့လိမ့်ပြီလာဝန်းဘာစားခြင်းလဲပြောလာဝန်းစားချင်တာကကြေးဦးဟုတ်တယ်ကြေးဦးတောက်မယ်သူ့ကြောင့်နှစ်ယောက်သားကြေးဦးတောက်ဖြစ်ကြပါတယ်ဒါနဲ့လာဝန်းဘာဖြစ်တာလဲနည်းနည်းထူးဆန်းနေသလိုပဲနော်အခုဆရာတို့နှစ်ယောက်တည်းဆိုတော့ဥပလင်းလေးပြောပြပါလားစားတောက်ရင်မှမေးကြည့်တယ်လာဝန်းငယ်ကမျက်မှောင်ကျုပ်၍တစ်ချက်စဉ်းစားလိုက်ပါတယ်သူကိုယ်တိုင်ရှုပ်ထွေးနေပုံရပါတယ်အတန်ကြာမှအခုလိုရှင်းပြတယ်လာဝန်းမှတ်မိတဲ့လောက်ပြောမယ်နော်ဆရာလာဝန်းရင်ထဲမှာလေဟာကလေးဖြစ်သွားတာဆရာရဲ့အခုတိုးဝင်လာသလိုမျိုးအမြင့်ကပြုတ်ကျသလိုမျိုးပြီးတော့လေဘာမှမသိတော့ဘူးဟုတ်ပြီလာဝန်းပြန်တတိရလာပြီးတော့ဟိုမာတို့လက်ညှိုးထိုးပြတာကရောအဲ့ဒါကလာဝန်းကပြောတယ်မပြောတဲ့ချိန်ဆနေပုံပေါ်ပါတယ်ပြောလေလာဝန်းဆရာကိုယုံကြည်စွာနဲ့ပြောပါကွာဟုတ်ကဲ့ဆရာဒီနေ့တော့ထူးဆန်းနေတယ်ဆရာပြောသလိုလေဆက်ရိုက်မယ်လို့အော်တာတော့လာဝန်းလုံးဝမသိဘူးဟုတ်ပြီလာဝန်းဒါဖြင့်ဆရာပြောမယ်ဆရာတခုသတိထားမိတာကလာဝန်းអော်လိုက်တာကလာဝန်းအတန်မဟုတ်ဘူးမင်းသမီးသစ္စာတန်စင်ရဲ့အတန်ပဲရှင်တေချာရဲ့လားဆရာရဲ့အိတ်တေချာတာပေါ့ဗျာဒါထက်ပြန်သတိရလာပြီးတော့လာဝန်းဘာမြင်လို့ညွှန်ပြတာလဲဟိုဒီလိုဆရာရဲ့လာဝန်းသတိရလာတော့လူတွေဝိုင်းအောင်နေတယ်လာဝန်းလည်းအော်သွားတာပေါ့လူတွေရဲ့နောက်နားမှာဟိုလေမမသစ္စာတန်စင်ရဲ့အလောင်းကလေးအနားမှာမမသစ္စာတန်စင်ရက်နေတယ်ဆရာဘာဘလို့
လောင်းဝအမြင်မှားတာလားကွာမဟုတ်ဘူးဆရာပြပြကိုမြင်လိုက်ရတာ तू ကဘာပြောလဲလောင်းဝဘာမှမပြောပြုံးပြီးတော့လောင်းဝကိုကြည့်နေတာရုတ်တရက်အခုလိုတွေ့လိုက်ရတော့လောင်းဝလည်းလန့်ဖြန့်ပြီးတော့တိလွတ်သွားတာပေါ့ဆရာရဲ့ပူဇာဆန်းကျယ်မှုများနဲ့အတူအပြေမထွက်သောရှုပ်ထွေးမှုများစတင်ဝင်ရောက်လာပြီဆိုတာကိုတော့ဒါရိုက်တာကျော်စောခတရသိနာလည်လာခဲ့ပြီဖြစ်ပါတယ်ကဲစမယ်စတင်အစင်သင့်ပြင်အားလုံးကိုနေရာကိုနေဘာမှလွဲချော်တာမလိုဘူးမိသမားတွေအချိန်ကိုက်လှုပ်ရှားမယ်နော်ဒါရိုက်တာကျော်စောခကရိုက်ကွဲအတွက်အမှားစရာရှိတာများကိုမှားကြားနေပါတယ်အရေးကြီးသောအခန်းဆိုတာသိထားကြရည်လေအားလုံးကဂရုတစိုက်လှုပ်ဆောင်နေကြပါတယ်သို့တော့အားလုံးရဲ့ရင်မှာတူညီသောခံစားချက်တစ်ခုကမတိမတာရှိနေပါတယ်ထို့အရာကကြောက်တရားပင်ကြီးအချိန်ကည10နာရီကျော်ရိုက်သိပ်ဇလန်းကနနာဘဝဖိုင်ဟူသောတရေဇလန်းမင်းသမီးတန်စင်တစ္ဆာတယောက်ထို့အခန်းရိုက်နေရင်မှနှလုံးသွေးရက်ခါတည်ဆုံးခဲ့သောအဖြစ်ကလည်းပူပူနွေ့နွေ့မပြီးပြတ်သောဇလန်းကိုကြညာမော်တဲ့မင်းသမီးလေးလာဝငယ်နဲ့ဆက်လက်ရိုက်ကူးရန်ဒါရိုက်တာကျော်စောခကအဆုံးဖြတ်ခဲ့ပါတယ်ခုကိစ္စအတွက်အားလုံးကသဘောတူကြတော့လေလာဝငယ်ကအကြောက်ကန်ညင်းခဲ့ပါတယ်မဖြစ်ဘူးထင်တယ်ဆရာမမသစ္စာရဲ့နေရာမှာဝင်ယူရလောက်အောင်လာဝမှာအရေးချင်းမပြည့်ဝသေးဘူးပြီးတော့ဘာဖြစ်လဲလာဝဒီစက်ကားကိုမပြည့်ပြည့်အောင်ရိုက်ရမှာပဲဒါဆရာအိမ်မပဲလာဝမှာအရေးချင်းအပြည့်ရှိတယ်သစ္စာတန်စင်ရဲ့ခြေရာကိုနင်းနိုင်မဲ့ပါရမီရှိတယ်မျက်နှာအကျအတန်အနေထားလှုပ်ရှားဟန်ပန်းခနာကိုအနေထားအားလုံးသစ္စာတန်စင်နဲ့ဆင်တူနေတာကိုအမှုပညာကိုအစွမ်းကုန်ထုတ်ပြရမယ်အခွင့်အရေးလာဝလက်လွတ်ခံမလားခေါင်းဆောင်မင်းသမီးနေရာကတရုပ်ဆောင်ရမယ်လေဒါလာဝရဲ့တက်လန်းပဲမိမိအပေါ်အဆအဆအရာတင် जा ပေးခဲ့သောလက်ဦးဆရာရဲ့စကားကိုလာဝငယ်မပယ်ရှားနိုင်တော့ပါစိုးရိမ်မှုများကိုမျိုးသိရင်နဲ့ခေါင်းငုံနာခံခဲ့ရပါတော့တယ်မင်းသမီးသစ္စာတန်စင်ကိုမိတ်ကပ်ပြင်ပေးခဲ့သောမိတ်ကပ်ဆရာအကြီးပေါက်ကပဲလာဝငယ်ကိုမိတ်ကပ်ပြင်ပေးခဲ့ပါတယ်လှပချောမွတ်သောမျက်နှာလေးကိုကြောက်မက်ဖွယ်တရေမျက်နှာအဖြစ်သို့လာဝအစင်သစ်ဖြစ်အမောင်တဲကိုသွားရိုက်ကူးရဲ့အသင့်ပြင်မယ်ဟုတ်ကဲ့ပါလူသွားစဉ္ညာအစုံကိုအမောင်ချထားပါတယ်လာဝငယ်ကတိုက်အမောင်ထဲမှထွက်လာရမည်ဖြစ်ပါတယ်အားလုံး ready စမယ်5 4 3 2 1 action အားလုံးရဲ့မျက်လုံးတွေကအမောင်တို့တဲ့သူအရင်တိတ်ဖြင့်1စက္ကန့်2စက္ကန့်3စက္ကန့်ထိတ်လန့်ပွဲညီးတွားတန်ကဥစွာပေါ်ထွက်လာပါတယ်ဒါရိုက်တာကျော်စောခမှာအသက်ပင်မရှူရဲ့ညီးတွားတန်ကပြည်ပြင်းလွန်းလာပါတယ်ကြားရသူတိုင်းစက်သိမ်းထားခဲ့ရပါတယ်အမောင်တို့ထဲမှာလှုပ်ရှားမှုကိုခဝဝမြင်လိုက်ကြရပါပြီအဖြူရောင်အင်ကြီးအပွားကြီးဝတ်ဆင်ထားသောလာဝငယ်တစ်ဖြစ်လေတရေမှသည်ကိုရုပ်ကာယပုံစံဖြင့်လေးဘက်တွား၍ထွက်လာပါပြီတစ်လမ်းနှစ်လမ်းသုံးလမ်းအမှတ်1မီဖွင့်တော့ပြာလက်ခတ်မိန်မီလုံးလေးလင်းလာ၍မြင်ကွင်းကပုံမရှင်းလင်းလာပါတယ်တန်ဃာလေးကြောင့်လည်းတရေမှရဲ့သပင်များကဖွာလန်ကျဲလွင့်မျောနေကြပါတယ်အဖြူရောင်ဝိယုံကလည်းလေထဲမှာတစ်ဖြက်တရေမှကလေးဘက်တွားထွက်လာရမှလက်တွေဆန့်တန်း၍ရက်ရန်ကြိုးစားတယ်မိတ်ကဆရာအန်တီပေါက်ကပဲလက်ဆန်းထက်လေသလားမသိဘူးလူဒီမဟုတ်လာဝင်းငယ်ကပဲလမိုင်းခက်လေသလားမသိမြင်ရသူတိုင်းကြောတုံ၍စက်သိန်းတစ်ပြန်ပြန်ထချရပါတယ်တရေမရဲ့လက်သေးရှိကြီးများကလည်းကောက်ကွေးနေပါတယ်အမှတ်နေမီဖွင့်ဒုတိယမီလုံးပြလေးကလင်းသွားပါတယ်တရေမကညီးတွားအော်ဟစ်၍ခါဟုဆန်ကမတ်တက်ရက်လိုက်ပါတယ်မန်ပါလုံး၍လာတော့မသိခါကော့၍ရက်လိုက်ရာထခုံလိုက်သလိုမျိုးဘုံကနေလေးပေါ်မြောက်တက်သွားလေတော့တယ်တရေမရဲ့ခြေဘဝနှစ်ဖက်ကအောက်ခြေတမန်တလင်းနဲ့လွတ်ထွက်သွားပါတယ်နောက်မှတဖြည်းဖြည်းပြန်ချလာပါတယ်ချလာပုံကအံ့ဩစရာကောင်းတော့အောင်မြင်သာလွန်းနေပါတယ်ကျိုးနဲ့ရှော့ချလိုက်သလိုတဖြည်းဖြည်းကျဆင်းလာခြင်းဖြစ်ပါတယ်ကိုအချက်ကိုတခြားသူတွေသတိထားမိသလားတော့မသိဘူးဒါရိုက်တာကျော်စောခကတော့မျက်လုံးပြူးသွားရပါတယ်အံ့ဩလွန်း၍ခါကနေအာမေရိအန်နဲ့ထွက်သွားရပါတယ်တတိယမီဖွင့်တတိယမြောက်မီလုံးပြပွင့်သွားပါတယ်အကွာအဝေးက15ပေကျော်ကန်တရေမကသပင်များအုံမိုးလျက်မှတဟီဟီညီးတန်ပေးရင်ပလန်းချင်းလျှောက်လာပါတယ်လက်နှစ်ဖက်ကရှေ့သို့ဆန်တန်းလျက်ဒီတခါတော့စောကလိုညင်သာခြင်းမရှိခြေကိုခက်ကြမ်းကြမ်းဆောက်နှင်းလာရခြေတစ်ဖက်ချလိုက်တိုင်းဒုံကနေမြည်၍တုံခသွားပါတယ်မိမပြိုလေးရဲ့ခြေချမှုကဤမြပြင်းမြည်ဟုမထင်ထားခဲ့ပါအခုတော့လိုအပ်တာထက်ပို၍
တက်ဝင်လွန်နေပါတယ်နောက်ဆုံးမီဖွင့်တော့စတုထမြောက်မီးကလင်းလာပါတယ်တရေမသည်ပါဇက်ကိုဖြဲလျက်သွားအဆွေများပေါ်အောင်ဖြဲရင်းနဲ့ရှေ့တိုးလာပါတယ်မျက်လုံးအစုံကနေရဲယုံများဆူးရှလွန်းနေပါတယ်မိတ်ကပ်ဆရာအနေနဲ့မျက်လုံးကိုနေရဲယုံသာဖန်တီးနိုင်ပြီဖြစ်ပါတယ်ဆူးရှအောင်ပြုလုပ်နိုင်ပြီမဟုတ်ပါထို့ဖြစ်ရများအားလုံးကိုမျက်တောင်မခတ်စိုက်ကြည့်နေသောဒိုင်တာကျော်စောခတယောက်ကကောင်းစွာသတိပြုနေမိပါတယ်။လောင်ဝငယ်သည်အမြတရုပ်ဆောင်ကောင်းပါမည်လော။ကတ်ရပြီโอเค။မိเจ้าတွေပြန်ဖွင့်လိုက်၍ထိန်လွန်းသွားပါတယ်။ဖွဲ့သားများကလောင်ဝငယ်ကိုအပြေးလွှားသွား၍ဂုဏ်ပြုကြပါတယ်။အကောင်းဆုံးရိုက်ချက်ကိုရပြီဟေ့။မင်းသမီးအစ်စ်ကတော်လိုက်တာ။ဟုတ်တယ်အကယ်ဒမီရှော့ပဲ။အေးနော်လောင်ဝငယ်ပညာတွေရှုထားတာကိုခုနကတရုပ်ဆောင်ကောင်းခဲ့သလားအခုကျတော့လောင်ဝငယ်တယောက်ကကလေးတယောက်ပါမှာကြောင်တောင်တောင်အမူအရာမျိုးမလုံးမရှက်အိယာမှာနှုတ်ထလာသူတယောက်ပါမှာဒါရိုက်တာကျော်စောခကလည်းလောင်ဝငယ်ကိုဂုဏ်ယူစွာဖြင့်ချီးကျူးစကားဆိုပါတယ်ညီသည့်ပြဿနာအနောက်အရှက်များမရှိဘဲနဲ့အောင်မြင်သွား၍သူလည်းဝမ်းသာခဲ့ရပါတယ်တော်တယ်လောင်ဝထင်တော့မထင်ထားဘူးပါကျေးဇူးလည်းတင်တယ်ထားခုံလိုက်တဲ့အခန်းကလေအော်လို့ကိုမဆုံးလောင်ဝရဲ့ရှင်လောင်ဝခုံလိုက်တယ်ဟုတ်လားဆရာလောင်ဝငယ်စကားကြောင့်အားလုံးတယောက်မျက်နှာတယောက်ကြည့်ကြကုန်ပါတယ်ဟမ်လောင်ဝမဲ့ခုံလိုက်တယ်လေတကယ်ဆိုရိုက်ချက်ထဲမှာထားရိုက်ဖို့ပဲပါတာလေဒါပေမဲ့လောင်ဝခုံလိုက်ပုံကတိတ်ပြည်ပြင်းလွန်းလာတယ်စက်ကပိုကြွသွားတယ်ဒါကြောင့်တမင်လွတ်ပေးလိုက်တာအဲ့ဒါလောင်ဝရဲ့ညံနဲ့လွတ်လိုက်တာလားမူတအားဝင်သွားလို့လားလောင်ဝငယ်မဖြေနိုင်ပါဘူးဘာမှမသိသလိုပုံစံမျိုးဖြင့်အားလုံးကိုလိုက်ကြည့်နေမိပါတယ်လောင်ဝသမီးနေကောင်းရဲ့လားလောင်ဝငယ်ကအမေဖြစ်သူရဲ့အမေကိုမဖြေဘဲနဲ့ဒါရိုက်တာကျော်စောခကိုကြည့်လာမေးလိုက်ပါတယ်ဆရာလောင်ဝရိုက်ရမယ့်အခန်းရိုက်ပြီးသွားပြီလားလောင်ဝငယ်အမေကြောင့်အားလုံးမျက်လုံးပြူးသွားကြရပါတယ်ဘာပြောလိုက်တာလဲလောင်ဝပြီးသွားပြီလေအခုပဲရိုက်လို့ပြီးတာလေလောင်ဝကိုလည်းအကောင်းဆုံးတရုပ်ဆောင်ခဲ့တာပဲဟမ်လောင်ဝမသိလိုက်ဘူးဆရာဟေးဟာဘလို့တော့အမေရိအတန်တွေထွက်ကြကုန်ပါတယ်နားမလည်နိုင်သောမျက်လုံးများစွာဖြင့်လောင်ဝငယ်ကိုဝိုင်းကြည့်နေကြပါတယ်။ဒါရိုက်တာကျော်စောခကလောင်ဝငယ်ရဲ့ပခုံးကိုခပ်ပဆုပ်ကန်ရင်းပြောပါတယ်။လောင်ဘာဖြစ်နေရလဲကွာလောင်ဘာတွေလုပ်ခဲ့လဲဆိုတာတကယ်ပဲမသိတော့ဘူးလား။ဟာဆရာရဲ့တကယ်မသိတာပါဆရာရဲ့လောင်မှတ်မိတာလေဇင်းကြိုင်အစုံကအမောင်တဲကိုလောင်ဝသွားတယ်။ဆရာတို့သင်ပေးသလိုအမောင်တဲကနေပြီးတော့လေးဘက်တွားပြီးတော့ထွက်လာဖို့အေးလေအဲ့လိုပဲလောင်ဝလုပ်ခဲ့တယ်လေ။လောင်မသိဘူးဆရာအမှန်ပြောရင်အဲ့တုန်းကအမောင်တဲဝင်သွားဖို့ကြောက်နေခဲ့တာစသိန်းတွေတဖြန်းဖြန်းပဲဆရာရဲ့ဆရာတို့စူမာစူလို့တက်ကြောက်နေသွားရတာအမောင်ထဲရောက်တော့သူဘယ်လိုလဲလောင်ဟိုမမသစ္စာတန်စင်ဘာဖះအားလုံးတယောက်နဲ့တယောက်နီးကပ်သွားကြပါတယ်ဒါရိုက်တာကျော်စောခကိုယ်တိုင်တွန့်ကနေကြော်ချမ်းသွားမိပါတယ်လောင်ဘာတွေပြောနေရလဲအမှန်တွေပါဆရာလောင်မှတ်မိသလောက်ပြန်ပြောပြတာပါအမောင်ထဲမှာသူ့ရှက်နေတယ်မှောင်နေတယ်ဆိုပေမဲ့လောင်မျက်လုံးထဲမှာသူ့ကိုမြင်နေရတယ်လောင်အရန်လန့်သွားတယ်ဆရာရဲ့အော်တော့မအော်နိုင်မဲနဲ့သတိလစ်သွားတယ်ဟုတ်လားလောင်ဘာမှမသိတော့လားဆရာရဲ့ဒါဆိုအခုတရုပ်ဆောင်ခဲ့တာလောင်မဟုတ်ဘူးလားမသိဘူးဆရာဟေးအော်ဆရာဖြစ်ရဲ့ပင်ကြီးလောင်ငယ်ညာပြောနေခြင်းမဟုတ်မှအားလုံးသိကြပါတယ်ဝါစင်တို့တော့တရုပ်ဆောင်တယောက်ကသူတို့တရုပ်ဆောင်သွားခြင်းကိုကတန်တရားဖြစ်ခဲ့မိပါတယ်ဘုံကနေထခုံတာကိုလက်ခံလို့ရပါတယ်ပြန်ကြပုံကမသိငါစရာကျိုးနဲ့ရှော့ချလိုက်လို့ညင်ညင်သာကြလာခြင်းမှာဖြစ်နိုင်ပါမည်လို့လူတဲ့ရှိသောခနာကိုတစ်ခုမှန်လျင်ဘုံကနေပြန်ကြရပြီလိမ့်မည်ထို့ပြင်စူရှာတောက်ပနေသောလာဝန်းငယ်ဤမျိုးလုံးအစုံသစ္စာတန်စင်အတုပပွဲတွေလာဝငယ်ထအောင်လိုက်သောစကားကိုလည်းဒါရိုက်တာကျော်စောခပြန်အမှတ်ရနေမိပါတယ်။ပါတယ်။ရိုက်မယ်။ပြီးအောင်ဆက်ရိုက်မယ်တဲ့။မပြီးပြတ်သေးသောအလုပ်တစ်ခုကိုတေသူမင်းသမီးဝိညာဉ်ကဝင်ရောက်လောက်ကင်ခဲ့ခြင်းဖြင့်လောလာဝငယ်ခနာကိုအသုံးချ၍သူ့တာဝန်ကိုကျေပြွန်အောင်ဆောင်ရွက်ခဲ့ခြင်းဖြင့်လောအမောင်တဲမှာပြည်ပြင်းလှသောညီးတွားတန်ပြုသူမှာမြည်သူနီအကောင်းဆုံးရိုက်ချက်များကိုသာလိုချင်ပါသည်ဆိုသောဒါရိုက်တာကျော်စောခအတွက်အကောင်းဆုံးရိုက်ချက်များဖြင့်တရုပ်ဆောင်ပေးခဲ့သူမှာလာဝငယ်လားသစ္စာတန်စင်လားဤမေးခွန်းအဖြေကိုတော့ဒါရိုက်တာကျော်စောခတယောက်ပွဲပြားစွာဆုံးဖြတ်နိုင်စွမ်းမရှိဖြစ်ခဲ့ရပါတော့တည်းဇလန်းလေးကတော့ဒီညမှာရင်ပြီးဆုံးသွားပါပြီရှင်
စာဆုံးနားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။